ပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါခင်ဗျာစာရေးဆရာဇီဝရဲ့ official YouTube channel မှာကြိုဆိုလိုက်ရပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးကတော့စာရေးဆရာဇီဝရဲ့ဘသူသမမသိတဲ့လိုင်သာယာညပစ္စည်းလူယူလူသက်မှုဆိုတဲ့စိတ်ဝင်စားပွဲဇာတ်လမ်းရှိကြီးပဲဖြစ်ပါတယ်ဇာတ်လမ်းလေးမစခင်အခုလိုမျိုးဇာတ်လမ်းရှိလေးကိုသဘောကျနှစ်သက်တယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပြီး notification ခေါင်းလောင်းလေးကိုလည်းဝန်ထားပေးဖို့မမေ့ပါနဲ့ခင်ဗျာကျွန်တော်တို့ကိုပို့ပြီးအဖြစ်စီဖို့အတွက်ဗီဒီယိုလေးကို VPN ခံပြီးကြည့်ရှုကြဖို့ကိုလည်းမြစ်တာရက်ခံကြပါရခင်ဗျာဘသူသမမသိတဲ့လိုင်သာယာညပစ္စည်းလူသက်မှုစာရေးသူစီဝိုင်းရန်ကုန်မြို့ရဲ့စင်ကြေပုံရက်ကွက်တစ်ခုဖြစ်တဲ့လိုင်သာယာရဲ့ညဘက်မြင်ကွင်းဟာနေကင်းဘက်နဲ့လုံးဝကိုခွဲပြားချမ်းသာလွန်းလာပါတယ်နေကင်းဘက်တွေပါလူတွေကားတွေဆိုင်ကယ်တွေနဲ့ပြေးချက်ရှုပ်ထွေးနေတတ်ပေမဲ့ညတကောင်ရချင်းရောက်လာပြီဆိုရင်တော့တိတ်ဆိတ်နေတဲ့ချင်းကနေရာယူတတ်ပါတယ်လမ်းမိတိုင်အများစုကကျွေးနေတာကြာပြီဖြစ်လို့လမ်းမကြီးတွေဟာမောက်မိုက်နေပြီးဟိုတစားဒီတစားလေးတွေရဲ့အင်ဆိုင်လေးတွေရဲ့မီးအောင်တော့တာရှိပါတယ်မိုးရည်ရဲ့ညဘက်ဖြစ်လို့မိုးဟိုပွဲလေးတွေကကားမှန်ပေါ်သို့လာဆင်နေပြီးလမ်းမကြီးဘောကရေအိုင်နေတဲ့ကိုကားပိန်ဖြစ်သွားတိုင်းထပ်ပေါ်လာတဲ့ရေပတ်တန်ကလွှဲကျန်းတဲ့အရာအလုံးဟာတိတ်ဆိတ်လေးရရှိပါတယ်ထို့ကဲ့သို့မောက်မိုက်တိတ်ဆိတ်နေတဲ့လမ်းမကြီးပေါ်မှာအဖြူအောင် provide တစီကကျင်းညင်စွာရွှေရှာနေပါတယ်။ကားမောက်သူရဲ့နာမည်ကကိုဘသက်အသက်က40ဝန်းကျင်လောက်ရှိပြီးပိမိန်ပပအသားညွညလူတစ်ယောက်ဖြစ်ပါတယ်။ကိုဘသက်ဟာနေကင်ဘတ်တွေမှာတော့ယူသားတဲ့အငှားရင်မောင်တစ်ယောက်ပါပဲ။ခရီးသည်တွေနဲ့စကားတွေပြောသွားတတ်ပြီးလမ်းကြုံရင်ကွန်းရလေးဝယ်စားတတ်တဲ့တာမန်လူဒန်းစားတစ်ယောက်ပါ။သို့တော့ညဘက်ရောက်ပြီဆိုရင်တော့သူ့ရဲ့အတွင်းစိတ်ထဲမှာအခြားလူတစ်ယောက်ကနှုတ်ထားလာပါတယ်။သူဟာရန်ကုန်မြို့ရဲ့ညာလမ်းမတွေကိုကောင်းကောင်းကြမ်းကြည့်သူတစ်ယောက်ဖြစ်တယ်လို့ဘယ်နေရာကမှောင်းနေဘယ်နေရာကရဲဆောင်ကြကင်းနေဆိုတာကိုအလို့ရနေသူတူလည်းဖြစ်ပါတယ်။ည7 နာရီခွဲလောက်အချိန်မှာကိုဘသက်ရဲ့ကားအောင်စရတရားစင်နာသူရောက်လာပါတယ်။လမ်းဘေးမှာထီမကြီးတစ်ချောင်းကိုစောင်းလာပြီးကားတန်နေတဲ့လူတစ်ယောက်ကိုလှမ်းမြင်လိုက်ရတယ်။ကိုဘသက်ကကားကိုအချိန်လျှော့ပြီးထိုလူရဲ့အနီးမှာရပ်ပေးတယ်။ထိုလူဟာအသက်30ရွယ်လောက်ရှိတဲ့ခက်ဝဝလူတစ်ယောက်ဖြစ်ပြီးသူ့ရဲ့ညာဘက်လက်ထဲမှာတရီအိမ်မဲတစ်စုံကိုတင်းကျပ်စွာဆုပ်ကိုင်နေတာကိုကိုဘသက်ရဲ့ဆူရှာတဲ့မျက်လုံးတွေကထဲချင်းစွတ်လို့တတိထားမိလိုက်တယ်။ဆရာရွှေလီမန်းစက်မှုဆောင်ဘက်သွားမလားလမ်းကျိုးတဲ့တော့နည်းနည်းဝင်ရမယ်။ထိုလူကကားမှန်ကိုခောက်ပြီးမေးတယ်။ကိုဘသက်ကကောင်းတဲ့ဆန်နှိမ့်ပြလိုက်ပြီးကားတကားကိုတော့ဖွင့်ပေးတယ်။ခရီးတွေကနောက်ကနေကိုဝင်ထိုင်လိုက်ပြီးသူ့ရဲ့တရီအိမ်မဲကိုပေါင်ပေါ်မှာတင်ထားတယ်။ကားဆက်ထွက်လာနေခရီးတွေကသူ့ရဲ့ဖုန်းကိုထုတ်ပြီးတဲရောက်စီကိုဖုန်းခေါ်တယ်။အေးငါတို့တစီငါပြီးတားနေပြီမင်းပြောတဲ့ပစ္စည်းကို350လဲငါ့မှာပါတယ်ရောက်ရင်တော့ပစ္စည်းတေချာစစ်မယ်ခရီးတွေကဖုန်းနဲ့ကိုလှမ်းပြောတယ်ထိုစကားတန်ကိုကြားလိုက်ရတဲ့အချိန်မှာတော့ကိုဘသက်၏နှကန်းနောက်ဆုံးကနိုင်ငယ်ကွေးတက်သွားတယ်သူ့ရဲ့မျက်လုံးတွေကကားရှိကြည့်မှမှတစ်ဆက်နောက်ခါမှာထိုင်နေတဲ့ခရီးတွေကိုအကဲခတ်နေပါတယ်ခရီးတွေကငွေများကြီးပါလာတဲ့ကိုဂရုမစိုက်ပဲဖုန်းထဲမှာအသက်ကြီးစကားပြောနေတာကသူ့အတွက်တော့အလဲတကူတားကောင်ဖြစ်ဖို့ဖိတ်ခေါ်နေတယ်လို့ပါပဲတဘာဝကြတဲ့ရဆိုးရဲ့ကောင်တွေကရုပ်ရှင်တွေကလို့ဓာကြီးတွေတနက်ကြီးတွေကမ်းပြီးချင်းချောက်လိမ့်မရှိပါသူတို့ဟာအချင်းတွေကိုတုံးတတ်တယ်အခွင့်အရေးကိုစမယ်ပြီးတော့မှအတန်တိတ်လှုပ်ရှားတကြတာဖြစ်ပါတယ်ကားဟာရွှေလင်မန်းစက်မှုစုံနဲ့တော့ဝင်ရောက်လာပါတယ်စိတ်အောင်တော်များများကပိတ်ထားပြီးဖြစ်ပြီးလမ်းတွေဟာလည်းအတော်လေးမှောင်ပါတယ်လူသွားလူလာလုံးဝမရှိသလောက်ဖြစ်နေပါပြီဆရာရှင်းနာကလမ်းကွေလေးကိုချိုးဝင်လိုက်အဲ့ဒီလမ်းတွေထဲမှာကျွန်တော်သွားရမယ်9000ရှိတယ်ခရီးတွေကလမ်းပြောတယ်ကိုဘသက်ကကားကိုခရီးတွေပြောတယ်လမ်းတွေကိုချိုးဝင်တယ်လမ်းတွေဟာအတော်လေးကျင်းပြီးဝေးတစ်ဖက်တစ်ချက်မှာခြုံနယ်တွေနဲ့အကြီးတန်းနဲ့အုတ်တိုင်းဟောင်းနေရှိပါတယ်ကားရှိမီးရောင်ကလွှဲဘာလင်းအောင်မှမရှိပါကိုဘသက်ကကားအရှင်ကိုတဖြည်းဖြည်းလျှော့လိုက်ပြီးလမ်းမလဲကောင်မှာကားကိုထိုးရတယ်ဘာဖြစ်လို့လဲဆရာခရီးတွေကအဝါကြီးပေးတယ်ရှေ့ဘိန်ပေါက်သွားလားမသိဘူးညီလေးကားကတိတ်သွားလို့နေဆင်းကြည့်လိုက်အောင်မယ်ကိုဘသက်ကအေးဆက်ဆက်အတန်းနဲ့ပြန်ပြေးတယ်သူကခါတကာကိုဖွင့်ပြီးအောက်သို့ဆင်းတယ်မိုးဝဲလေးများကသူ့ရဲ့မျက်နှာပေါ်သို့ကျလာပါလေသူကကားနောက်ဖုံးကိုဖွင့်ပြီးပိန်းလဲတဲ့ကရိယာတွေထည့်ထားတယ်တစ်တာတွေကနေတမဏိကွာကြီးစားတစ်ချမ်းကိုထုတ်ယူတယ်ကွာရဲ့အလေးချင်းကလက်ထဲမှာအတော်လေးစီးပိုင်လို့နေပါတယ်သူကကားရှိဘိန်းကိုကြည့်ဟန်ဆောင်နေပြီးနောက်ခန်းတကားနာကိုတဖြည်းဖြည်းချင်းကပ်သွားတယ်ခရီးတွေကဘာမှမတင်ကားတဲ့ပုံစံနဲ့ဖုန်းကိုသာဆက်ပို့နေကိုဘသက်ကနောက်ခန်းတကားကိုရုတ်တရက်ဆွဲဖွင့်လိုက်ပြီးလျှက်တပြက်အချိန်နဲ့ခရီးသည်ရဲ့ကောင်းကို
တမဏိကွနဲ့ရိုက်ချတယ်အတန်ကတုံးတီတီထွက်ပေါ်လာပြီးခရီးတဲ့ဟာဘာသာမှတော့မထွက်နိုင်ပဲခုံမော်သူပုံလျက်ကျသွားတယ်တွေးတွေဟာကောင်းမော်ကနေစီးကြလာပြီးကားထိုင်ကုန်ပေါ်သို့ပြေးကျန်သွားတယ်ကိုဘတာဟာတောင်လိုချင်းလျင်မရှိပဲခရီးတဲ့ကြီးလက်ထက်ကတရေအိမ်မဲကိုဆွဲယူတယ်ပြီးတော့ခရီးတဲ့အိတ်ကတဲ့ကဖုန်းနဲ့ပတ်ဆိုင်ကိုပါယူတယ်သူ့ရဲ့လှူရှားမှုတွေဟာမြန်ဆန်ပြီးတိကျပါတယ်လူသက်တာကိုဝါသနာပါလို့တတ်တာမဟုတ်ပဲလူချင်းတဲ့ပစ္စည်းကိုအတားအဆီးမရှိရယူနိုင်ရန်အတွက်အေးစစ်စစ်လှုပ်ဆောင်လိုက်တာဖြစ်ပါတယ်ကိုဘတာကကားနောက်ဖုန်းကိုပြန်ပေးပြီးကားပေါ်သို့တက်တယ်အလောင်းကိုဒီတိုင်းထားခဲ့လို့မဖြစ်တာကြောင့်လမ်းတွေရဲ့အဆုံးမှာရှိတဲ့စွန့်ပစ်ထားတဲ့ရေမြောင်ပြကြီးစီတို့ကားကိုမောင်းသွားတယ်ထိုနေရာဟာအနန္တဆိုးရလာပြီးလူတွေလားလာတာမရှိတဲ့နေရာဖြစ်ပါတယ်ကားကိုရေမြောင်ပေးမှရက်လိုက်ပြီးခရီးတဲ့ခန္ဓာကိုယ်ကိုကားပေါ်ကနေဆွဲချတယ်အလောင်းကိုရေမြောင်နဲ့တို့ကန်ချလိုက်တဲ့အခါမှာရှိုးဝက်ရီတဲ့ကိုပြုတ်ကျသွားတဲ့အတန်ခက်တဲ့တွေကိုကြားလိုက်ရတယ်ကိုဘသားကကားထဲမှာပေးနေတဲ့သွေးခွက်တွေကိုအသင့်ပါလာတဲ့အဝတ်စုံနဲ့အမြန်တုတ်တင်ရှင်းလင်းတယ်အကုန်လုံးပြီးစီးသွားတဲ့အချိန်မှာတော့သူကဘာမှမဖြစ်ခဲ့သလိုပဲကားကိုဆန်လို့ပြီးထိုးမှောင်မိုက်နေတဲ့လမ်းတွေထဲကနေမောင်းထွက်လာခဲ့ပါတယ်ကားနောက်ခန်းထဲမှာတော့350ပါတဲ့တရေအိမ်မဲလေးကညီသက်စွာလိုက်ပါလာခဲ့ပါတယ်နောက်တစ်နေ့မှာတော့လူတယောက်ပြောင်းဆုံးသွားတယ်ဆိုတဲ့တရင်ကလွယ်ဘသူကမှဒီကိစ္စကိုသိလိုက်မှာမဟုတ်ပါဘူးနောက်တစ်နေ့မနက်ခင်းနေအောင်ကြီးကလန်သာရဲ့ရက်ွက်ပေါ်သို့ကြောက်ရောက်လာသည်ကိုဘတက်ကတော့ပုံမှန်အတိုင်းပါအနက်စောစောထားပြီးသူ့ရဲ့ဘရိုပေါက်ကားလေးကိုရေးရှိတယ်ဆက်ပြာရည်တွေနဲ့တေချာတိုက်ချုပ်စီးနေတဲ့သူ့ရဲ့မျက်နှာပေါ်မှာမင်းညာကလူတယောက်ကိုအသက်လူယူခဲ့တယ်ဆိုတဲ့အပြည့်ရှိစိတ်ဒါမှမဟုတ်စိုးရင်စိတ်ထိတ်လန့်မှုရိပ်အောင်လုံးဝမတွေ့ရသူကကားနောက်ခန်းကထိုင်ကုန်စစ်တွေကိုအသက်လဲလဲလိုက်ပြီးကားတွင်းကိုရေမွေးဖြန့်တယ်အရာလုံးကတန်ရှင်တက်ရသွားပြီးတွေးနေသူမဟုတ်မတင်ကားစရာအနန္တဘာတစ်ခုမှမကျန်တော့ပါ350ပါတဲ့အိတ်ကိုတော့သူ့ရဲ့အိမ်ကညနေချက်ပေါ်ကလှုပ်ရနေရာလေးတည်းမှာအတေးကြခွာထားတယ်ကားဆေးပြီးတဲ့အခါကိုဘတာရက်ခွက်ထက်ကလက်ဖေးဆိုင်လို့လမ်းလျှောက်ထွက်လာခဲ့တယ်လက်ဖေးဆိုင်မှာကလူတွေစီကနေပြီးစက်ရုံအလုပ်သမားတွေကားဆရာတွေစိုက်ကားဆရာတွေနဲ့စူညံနေပါလေကိုဘတာကတိုင်းကြကြဝိုင်းမှာဝင်ထိုင်လိုက်ပြီးပုံမှန်တောက်နေကြလက်ဖေးပုံမှန်တစ်ခွက်ကိုလှမ်းပါလေသူကစီဂရက်တလိပ်ကိုမိညှိလိုက်ပြီးဆိုင်းရှိကလမ်းမကြီးကိုငေးကြည့်နေတယ်ထိုချိန်မှာပဲဆိုင်းရှိမှာအတန်ကျဲနဲ့ဆဲဆိုရံဖြစ်နေတဲ့အတန်တွေကိုကြားလိုက်ရတယ်ကိုဘတာကအသားလေးလှမ်းကြည့်လိုက်တော့ရက်ွက်တဲ့ကနမဲကြီးလူမိုက်လေးငထွေးနဲ့စိုက်ကားဆရာတယောက်ရံဖြစ်နေကြတာကိုတွေ့ရတယ်ငထွေးကစိုက်ကားဆရာကိုကော်လာကနေဆွဲပြီးလက်သီးနဲ့ရွေထားတယ်စိုက်ကားဆရာကလည်းမကြည်မချမ်းနဲ့ပြန်လဲအော်ဟစ်တယ်အကြောင်းရင်းကတော့လမ်းကြီးတို့မဟုတ်အကျွေးကိစ္စအသေးမလေးတစ်ခုကြောင့်ဖြစ်ပါလိမ့်မယ်ဘေးနားကလူတွေကဝိုင်းအောင်ကြည်ညာနေပေမဲ့ဘသူကမှဝင်မဆွဲရကြငထွေးကလူလုံထားပြီးတတ်တူးတွေအပြည့်ထိုးတာကအမြဲတမ်းပြဿနာရှာသူတူဖြစ်ပါတယ်မင်းငါ့ကိုဘာမှနေတယ်ဒီရက်ကွက်မှာငါ့ကိုအာခံရတဲ့ကောင်မရှိဘူးငါထွေးကအော်ပြောရင်ကားဆရာကြီးမျက်နှာကိုလက်သီးပင်တစ်ချက်ထိုးတယ်ကားဆရာကနောက်သို့လမ်းကျသွားပြီးနှာခေါင်းကသွေးတွေကထွက်လာပါတယ်ငါထွေးကနောက်ထပ်ထိုးကိုရွယ်လိုက်ပေမဲ့ဘေးကပါလာတဲ့လူကြီးတယောက်ကဝင်ဆွဲလိုက်လို့ရပ်သွားတယ်ငါထွေးကပတ်ဝန်းကျင်ကိုကျင်းသွားပြီးထွက်သွားတယ်လက်ဝဲဆိုင်တွေကလူတွေကတော့ဒီမြင်ကွင်းကိုကြည့်ပြီးဒီတို့ဝေဖန်ကြပါတယ်ကိုဘတက်ကတော့ဒီမြင်ကွင်းကိုကြည့်ကစိတ်ထဲမှာလောင်ပြုံပြုံနေသူ့အမြင်မှာတော့ငါတွေးလို့အတန်းကြီးရဲ့အော်ဟိပြီးလမ်းမေးမှာရံပြပြနေတဲ့သူတွေဟာတကယ်အနေရဲ့အစစ်မှန်မဟုတ်ပါဘူးတကယ်ကြောက်စရာကောင်းတဲ့သူတွေတကယ်ရာဇဝတ်ကောင်းနေဆိုတာအတန်လုံးဝမတော်လူလုံးမပြဘူးတားကောင်ကိုတိတ်တိတ်စိတ်ပဲချင်းကပိုင်ပိုင်နိုင်နိုင်အဆုံးသတ်တတ်ကြတယ်ဆိုတာကိုသူကောင်းအောင်သိနေလို့ပါပဲသူကိုယ်တိုင်လည်းအဲ့ဒီလိုတိတ်ဆိတ်တဲ့တားရဲတကောင်ဖြစ်နေတာကိုဘသူကမှမသိကြတပိတာဝိတာနဲ့သူကပတ်စံရှင်းလိုက်ပြီးအိမ်တို့ပြန်လာတယ်နေခဲ့မှတည်းအိပ်ပြီးနောက်ညဘက်လှုပ်ထပ်ဖို့အင်အားမွေးထားတယ်နေဝင်သွားပြီးမောင်ရင်ပြိုးလာတဲ့အချိန်မှာတော့ကိုဘသားရဲ့ကားလေးဟာလိုင်သာရရဲ့လမ်းမလေးပေါ်ကိုတစ်ဖက်ပြန်လဲရောက်ရှိလာပြန်ပြီဒီညကလည်းမိုးကအုံမိုင်းနေပြီးလေပြေအေးတွေကတိုက်ခတ်နေပါတယ်သူကကားကိုတဖြည်းဖြည်းချင်းမောင်းရင်လမ်းမေးကခီးတဲ့တွေကိုအကဲခတ်တယ်ည7 နာရီခွဲလောက်မှာတော့လိုင်သာရဆေးအုံနာကနေအမျိုးသား2ယောက်ကာတာနေတာကိုသူကလက်ခံလိုက်တယ်အမျိုးသား2ယောက်ကကားနောက်ခံကိုဝင်ထိုင်နေဆရာညောက်ကလာဘက်ကိုသွားမယ်လမ်းမှာနေနေတော့တတိထားမောင်းမိပါအခုတလောရင်ကောင်မှာလူပြောက်တာတွေကလည်းများနေလို့ခရီးတဲ့တယောက်ကပြောတယ်ကိုဘတက်ကကောင်းကြီးပြလိုက်ပြီးကားကိုစတင်မောင်းနေတယ်အေးကွာမင်းညကလေငါတို့အလုပ်ချင်ရဲ့ညီတယောက်ပတ်စံနေအများကြီးယူပြီးခိုးတောင်ဘက်ကိုသွားတာအခုချိန်ကြီးကဲမလာသေးဘူးဖုန်းဆက်တော့လဲစပ်ပိတ်ထားတယ်ရဲစခန်းမှာတော့အခုလူပြောက်တော့တိုင်ထားတယ်ပြောတာပဲ
နောက်တဲ့ခရီးတွေကဝင်ပြောတယ်ထိုစကားကိုကြားလိုက်ရတဲ့အချိန်မှာတော့ကားစတီယာတိုင်းကိုကိုင်လာတဲ့ကိုဘွားသားရဲ့လက်တွေအနေငယ်အတင်းကျပ်သွားတယ်သို့တော့သူ့ရဲ့မျက်နှာမူရာကတော့ဘာမှပြောင်းလဲခြင်းမရှိသူကမန်ကားလေးတစ်ဆက်ခရီးတဲ့နေရာကိုခိုးကြည့်တယ်သူတို့မျက်နှာပေါ်မှာစိုးရိမ်မှုတွေအထင်သာပေါ်လွင်နေပါတယ်ကိုဘွားသားရဲ့ခြင်းထဲမှာတော့နှလုံးကုန်တဲ့အနေငယ်မြင်လာတော့တယ်သူ့ရဲ့အိတ်ဆက်တဲ့အုံနောက်ကတော့အချင်းတွေကိုချက်ချင်းတွက်ချက်လို့နေတယ်ရဲတွေစုံစမ်းနေပြီဆိုရင်သူ့ပို့ပြီးသတိထားရတော့မှာဖြစ်ပါတယ်ကားလေးကတော့မြောက်ကလာဘက်ချမ်းကိုဦးတီကညရဲ့အမှန်တူထဲမှာတိတ်ဆိတ်စွာပြေးလာနေပါတယ်နောက်ထပ်ဘာတွေဆက်ပြေအောင်မလဲဆိုတာကိုတော့ကြိုတင်ခံမှန်းလို့မရနိုင်သေးပါဘူးကိုဘွားသားရဲ့ပရိုပေါကားလေးဟာလှိုင်သာယာကနေထွက်ပြီးအောင်စရတရားပေါ်သို့ပြင်းကျင်စွာတက်လာခဲ့သည်ညဘက်9နာရီကျော်အချိန်ဖြစ်တာကြောင့်တရားပေါ်မှာနေကင်ဘက်တီကလိုကားကြက်တာမျိုးမရှိတော့ပဲဟိုတစဒီတစသွားလာနေတဲ့ကားငယ်တော့ရှိပါတယ်ဟိုဟိုလေးတွေကရသွားပြီဖြစ်ပေမဲ့ကက်တရာလမ်းမကြီးကတော့စွတ်စွတ်နေစေလမ်းမီတိုင်းတွေကအိမ်မော်ရောင်မိအောင်နေဟာစွတ်စွတ်နေတဲ့လမ်းမပေါ်မှာအလင်းဟန်နေပြီးရန်ကုန်မြို့ရဲ့အေးဆက်တဲ့အငွေအသက်ကိုပေါ်ပြီးပြပြင်းစေပါတယ်ကားနောက်ကနေမှထိုင်လိုက်လာတဲ့ခရီးသည်နှစ်ယောက်ကတော့စိုးရင်တကြီးနဲ့စကားတွေဇက်တိုက်ပြောတယ်ကိုဘသက်ကတော့ကားစတီယာတိုင်းကိုငြင်းတက်ကိုင်းနာရဲ့ကားရှိကြီးမှန်ကနေသူတို့ကိုအကိတ်ခတ်နေသူ့ကိုငါတို့မလွတ်လိုက်သေးဘူးပတ်စံ350ဆိုတာကလည်းနေတဲ့ငွေမမဟုတ်တာအခုတော့ဖုန်းမှာစက်ပိတ်သွားပြီဆိုတော့တခုပဲဘယ်ဘက်မှာထိုင်ရဲ့သူကတပ်ပင်းချရင်ပြောတယ်ညဘက်ကလူကလည်းကောင်းငိန်ထောက်ကန်တယ်ဟုတ်တယ်သူသွားမယ်နေရာကရွှေလီမန်စက်မှုစုံတွေကကိုတော်ဟောင်းလို့ပြောတာပဲအဲ့ဒီဘက်တွေကလည်းညဘက်ဆိုလူပြတ်တယ်မနေ့ပြန်ရဲစခန်းမှာလူရောက်ထက်တိုင်ပြီးတော့အဲ့ဒီဘက်ကိုငါတို့ကိုယ်တိုင်တောင်းဆောင်စမ်းကြမယ်ပင်ပြောပါလေကိုဘသားရဲ့မျက်တောင်လေးတစ်ချက်ပုတ်ခတ်သွားတယ်သူ့ရဲ့အေးဆက်နေတဲ့အုံနောက်ထဲမှာတော့အစီအစဉ်တွေကိုအမြန်တွက်ချန်နေသည်ရဲတွေကရွှေလီမန်စက်မှုစုံဘက်ကိုအားချမိဆိုလေရေပြောင်းတွေကအလံကိုမကြခင်တွေ့သွားနိုင်ပါလေသို့တော့သူကဘာမှစိုးရင်ကြီးမရှိမိုးရထားတာကြောင့်ကားပိန်ရတွေခြေရတွေအလုံးရေစိတ်ချသလိုပြက်ွယ်သွားတော့ပြီဆိုတာသူအသေးချာသိပါတယ်သူကြံရေးခဲ့တဲ့တက်တည်ထောက်တာဆိုလို့ဘာမှမရှိတားကောင်ဖြစ်သူရဲ့ဖုန်းကိုလည်းဘက်ထရီဖြုတ်ပြီးလှိုင်းမြစ်ထဲသို့ပြစ်ချခဲ့ပြီးပါပြီကားဟာအောင်စီရဓာတ်ဘော်ကနေဆင်းပြီးအင်းစိန်လက်မကြီးအတိုင်းမောင်းနေလာခဲ့တယ်တမိုင်းလက်ဆောင်ကိုရောက်တော့မိပွိုင်မိနေရကြကားကိုရပ်ထားရတယ်ထိုချိန်မှာကိုဘသားကားပေါ်မှာဖွင့်ထားတဲ့ရေဒီယိုအတန်ကိုအနေငယ်တို့တယ်ဆရာအော်ဒမီလန်တိုင်းတက်တက်သွားပြီးမြောက်ကလာဝိုင်းဘက်ကို꿰ပေးပါနောက်ကလူကလှမ်းပြောတယ်ကိုဘသားကငေါတစ်ဆက်ညှိပြလိုက်ပြီးဘီးစိန်နာနဲ့ကားကိုပါရမီလက်မှတ်တို့ချိုးခွေတယ်ပါရမီလက်မှတ်ကြီးကတော့တစ်ပင်ကြီးတွေနဲ့အတော်လေးအေးအဝါဒကောင်းပြီးသိစိတ်လိုနေပါတယ်လမ်းမီဝဲကချန်ကျဲကြီးတွေနဲ့တက်ကြီးရမှောင်မိုက်နေပြီးတခါတရံဖြတ်သွားတဲ့တက်စီတစည်းတလေးကလွှဲရင်လူသားလူလားမရှိသလားဖြစ်ပါတယ်မြောက်ကလာပအဝိုင်းကိုရောက်တဲ့အချိန်မှာတော့ခရီးသည်တွေပြောတဲ့လမ်းသွယ်လေးတစ်ခုတည်းသို့ဝင်ကားကိုရပ်ပြီးတယ်ခရီးသည်နှစ်ယောက်ကကားပေါ်ကဆင်းပြီးကားကရှင်းတယ်ကျေးဇူးပဲဆရာညဘက်ကြီးအဝေးကြီးကိုလိုက်ပို့ပြီးတယောက်ကပြောပြီးမောင်မိုက်နေတဲ့လမ်းသွယ်လေးသို့ဝင်လာကြတယ်ကိုဘတက်ကပတ်စံကိုယူပြီးအိတ်ကတ်တဲကိုထည့်တယ်သူကကားကိုချက်ချင်းပြန်မကွေ့သေးပဲထိုလူနေအောင်မျက်စိအောက်ကနေပျောက်သွားတဲ့အထိစောင့်ကြည့်နေတယ်သူတို့နေအောင်လုံးဝပျောက်ကွယ်သွားမှကားကိုပြန်ကွေ့ပြီးဘေးနာလက်ဆောင်ဘက်ကိုဦးတီမောင်းနေခဲ့တယ်ဒီညတော့သူအလုပ်ဆက်မလုပ်ဖို့ဆုံးဖြတ်လိုက်ပါလေအချင်းတွေကိုစောင့်ကြည့်ရအောင်မယ်ဇလန်တစ်ပုတ်မှာလက်ကွက်တွေရှိသလိုလက်တွေဘဝမှာလည်းမထင်မှတ်တာလည်းအလဲအပြောင်းတွေရှိလာနိုင်နေဆိုတာသူနားလည်ထားတယ်ရန်ကုန်ညရဲ့အေးဆက်ဆက်ဒီဗီဒီကကားမှန်ပရိမောက်ကနေတိုးဝင်လာပြီးကိုဘသားရဲ့မျက်နှာကိုဖြတ်တန်းတိုက်ခတ်သွားပါတယ်သူ့ရဲ့နှာခမ်းတော့မှာတော့အတိတ်ပဲမဲ့တဲ့ပြောရအောင်မူရတခုပေါ်လင်းလို့နေတယ်အချိန်အပြည့်3ရက်ခန့်ကွာလွန်သွားပြီဖြစ်ပါတယ်လိုင်းသားရကျစသားအိမ်ရအနီးကလက်ဖေးဆိုင်လေးတစ်ဆိုင်မှာတော့လူတွေအတော်လေးစီကနေတယ်မနက်ခင်းအလုပ်သွားမဲ့လူတွေကားပွဲစားတွေအင်းချမီပွဲစားတွေနဲ့ဆူညံလို့နေဆိုင်ရတောင်းကြစပွဲဝိုင်းတစ်ခုမှာတော့ကိုဘသားတယောက်ပလာတာတစ်ပွဲနဲ့လက်ဖေးကိုအေးစစ်စစ်စားတောင်းနေတယ်သူဝေထားတာကကန်နဒန်စပုတ်ချက်အကွက်ဟောင်းလေးနဲ့ပတ်စိုးအမဲအောင်ဖြစ်ပြီးတာမန်ကားဆရာတယောက်ကြီးရုပ်တင်ကိုအပြေးဝါဆောင်နေသူ့ရဲ့ဘေးဘက်ဝိုင်းကလူ3ယောက်စကားပြောနေတဲ့အတန်တွေကိုအသေးချာနားဆွေနေတယ်သူတို့ကရက်ွက်တွေကတရင်တွေကိုပြောဆိုနေကြတာဖြစ်ပါတယ်မင်းတို့ကြားပြီလားဟိုဘက်ရွှေလီမန်းစက်မှုစုံနောက်ဘက်ကရင်မြောင်းပစ္စည်းတွေမှာဝန်ကြီးကအလောင်းတွေ့လို့လေရဲတွေရောလူနာတင်ကြီးတွေရောရောက်လာပြီရေးဟူတဲ့တွေဖြစ်နေအလောင်းကတော့အတော်ပြည့်စည်နေပြီပြောတာပဲစပင်ကောင်းကောင်းနဲ့လူတယောက်ကစိတ်ဝင်စားပြောပြတယ်အေးကြားတယ်ကွာတတိနဲ့မှတော့ပါတယ်အသက်ခံလာလဲ3-4ရက်တော့ရှိပြီတဲ့ခေါင်းကို
တခုခုနဲ့ရိုက်တက်ခံရတာပတ်စံနေအများကြီးပါသွားတယ်လို့လည်းပြောတယ်ဘသူတက်သွားမှတော့ရဲတွေကအဆနာတော့မရသေးဘူးလေနောက်တစ်ယောက်ကဝင်ထောက်တယ်ကိုဘသားကလက်ဖက်ရည်ခွက်ကိုလက်ခါမှတင်းအသားရပြောနေသတင်းတွေကသူတွက်ထားတဲ့အတိုင်းပါပဲရဲတွေကစုံစမ်းနေပြီမဲ့ခြေရကမ်းမျိုးကိုဆိုတာလုံးဝမဖြစ်နိုင်တဲ့ကိစ္စပါသူ့ရဲ့လှုပ်ရှားမှုတွေကတန်ရှင်တက်ရလွန်းတယ်ဒီလိုတဘာဝကြကြနဲ့အစအနာဖြောင်းနိုင်ရင်သူ့ရဲ့စွမ်းရည်ကိုသူကိုယ်တိုင်တော့ကျင်းနေနေမိပါလူတွေစိတ်ဝင်စားပြောနေကြတဲ့ကြောက်လန့်နေကြတဲ့ဇလန်တပုတ်ရဲ့အဓိကဇက်ဆောင်ကသူကိုယ်တိုင်ဖြစ်နေတယ်ဆိုတဲ့အတိဟာသူ့ကိုထူးထူးဆန်းတာယာမှုတစ်ခုကိုပေးစွမ်းနေပါတယ်သူကစားတော့ပြီးတာနဲ့ပတ်စံရှင်းပြီးအပြင်သို့ထွက်လာခဲ့တယ်ဒီအပိုင်းအတွင်းမှာတော့သူကညဘက်ကားမထွက်တော့ပဲအေးစစ်စစ်နေခဲ့ပါတယ်ယခုတော့တရင်တွေကလည်းနည်းနည်းငြိမ်သွားပြီဖြစ်တယ်လို့သူ့ရဲ့အသွေးတွေကတောင်းဆိုနေတဲ့အမဲလိုက်ချင်းစိတ်ကလည်းပြန်လည်နှိုးကျလာပြီဖြစ်ပါတယ်ဒီညတော့နေရာတဲ့တစ်ခုမှသွားပြီးကျက်စားဖို့ဆုံးဖြတ်တယ်ည7 နာရီဒိုလာမှာကိုဘတိုင်ဘရိုဘောက်ဖြူလေးဟာပန်းလိုင်ကဝင်းအရာရှိနာကလမ်းမကြီးပေါ်မှာဖြင်းညင်းစွာရွှေရှာနေသည်ဒီဘက်ပိုင်းကတော့ချမ်းသာတဲ့သူတွေနေထိုင်တဲ့နေရာဖြစ်ပြီးလမ်းတွေကလည်းကောင်းမွန်တန်ရှင်းပါတယ်သို့တော့ညနေလာတဲ့အမျှလူပြတ်သွားတဲ့သဘာဝကတော့ရန်ကုန်မြို့ရဲ့အခြားနေရာတွေနဲ့အတူတူပါပဲအိမ်ရရဲ့ဝင်မောက်နာကစတော့ဆိုင်တစ်ဆိုင်ရှိမှာလူတစ်ယောက်ကရင်းရနဲ့ရက်နေတာကိုကိုဘတိုင်မြင်လိုက်တယ်ထိုလူရဲ့ပုံစံကအရက်တော်လေးဦးနေတဲ့ပုံမှာပဲအဝိစားတေချာဝတ်ဆင်နာပြီးလက်ဘေးမှာလည်းရွှေစက်ကြောအကြီးကြီးတစ်ကောင်ကိုဝတ်ဆင်နာတယ်လက်ထဲမှာကတန်မိုးကြီးစမတ်ဖုန်းတစ်လုံးကိုကိုင်းထားတယ်ထိုလူကကိုဘတိုင်ရဲ့ကားကိုမြင်တော့လန့်တော့ပါတယ်ကိုဘတိုင်ကကားကိုတေချာကထိုးရက်လိုက်တယ်ထိုလူကကားရှိကန်တကားကိုဖွင့်ပြီးဝင်ထိုင်တယ်အရက်နဲ့ပြင်းပြင်းတွေကကားကန်တွင်းတော့ချက်ချင်းပြန့်နှံ့သွားတယ်အင်းစိန်ပေါတော့ဘက်ကိုတောင်းမယ်ဆရာငင်းငယ်လေးမောင်းမေးပတ်စံလဲဘလောက်ပေးရတို့လူကအားလေးရှားလေးအတိုင်းပြောတယ်ကိုဘတာကဘာမှပြောမပြောပဲကားဆက်ကိုတာဝပြီးရှေ့သို့ဆက်မောင်းတယ်အင်းစိန်ပေါတော့ကိုတောက်ဖို့ဆိုရင်မောင်းဝိုင်းပြီးလူပြတ်တဲ့လမ်းချို့ကိုဖျက်သွားမှာဖြစ်ပါတယ်သူ့ရဲ့ညာဘက်လက်ကထိုင်ကောင်အောက်မှာအသင်ဆောင်ထားတဲ့တမဏိကွာအေးလေးစီးတော့အလိုလျောက်ရောက်သွားတယ်ကားရှိမီးရောင်ကလမ်းမကြီးကိုထိုးခွဲလေးလံနေပြီးကိုဘတာရဲ့မျက်ဝန်းထဲမှာတော့ရက်ဆက်တဲ့အရေးရောင်တွေကချင်းကနေပေါ်လာပါတယ်ဒီညအတွက်တော့ဇလန်တစ်တပုတ်ထပ်ပြီးစတင်ရပါတော့မယ်ဘယ်သူမှမသိနိုင်တဲ့နောက်တစ်နေ့မနက်မှာလူတွေအထိတ်တလန့်ဖြစ်ရအောင်မဲ့ဇလန်တစ်ပုတ်ဖြစ်ပါတယ်ပန်းလိုင်ကောက်ကွင်းအရာရှိကတက်လာတဲ့ခရီးသည်ဟာကားရှိကမှဝင်ထိုင်လိုက်ကြတဲ့ကအရန်တဲ့နေကကားအတွင်းတစ်ခုလုံးကိုလွှမ်းမိုးသွားတယ်ကိုဘတာကကားစတီရတိုင်းကိုရင်းသက်စွာခိုင်းတိုင်းအင်းစိန်ဘက်ကိုဥတီမောင်းနေလာခဲ့ည7 နာရီကျော်အချိန်ပြည့်တာကြောင့်ခိုင်းသားရအင်းစိန်လမ်းမကြီးပေါ်မှာကားသွားကားလာအတော်လေးရှိနေပါပြီလမ်းမေးဝဲရကဆိုင်ကအများစုကပိတ်သိမ်းသွားကြပြီဖြစ်တယ်လို့လမ်းမေးတိုင်းချို့ရဲ့အလင်းရောင်မိန်အောင်မှာဘရိုဘောက်ဖြူလေးဟာတိတ်ဆိတ်စွာပြေးလွှာနေပါတယ်ခရီးတွေကကားပေါ်သို့ရောက်တဲ့ကရဲနေတဲ့ကောင်ကိုပန်ပတင်းပေါက်သို့မိတိုင်းစကားတစ်ခုမှမဟာတော့သူ့ရဲ့လက်ဘင်းမှာဝစ်စင်ထားတဲ့ရွှေစက်ကြိုကြီးကတော့ကင်းမကဖျက်သွန်းသွားတဲ့မိအောင်နေအောင်မှာတစ်ချက်လက်ကနေတောက်ပါသွားတယ်ကိုဘသားရဲ့မျိုးလုံးတွေကကားရှိကိုကြည့်တယ်လို့နဲ့ဘေးဘက်သို့ကိုကြည့်နေမိတယ်ဒီလောက်အသီးစလုံးအောင်မူးနေတဲ့လူတယောက်တံမိုးကြီးပစ္စည်းပါလာတဲ့လူတယောက်ညနေပိုင်းလမ်းမတွေပေါ်မှာသားရဲတွေအတွက်အလဲတွေကိုစားတုံနိုင်တဲ့တားကောင်တစ်ကောင်မှာကားဟာဘေးနောင်တရားကိုထက်ကျော်လာခဲ့ပါတရားဘောကလေပြင်းတွေကကားမှန်အကွက်ကြောင်းကနေတိုးဝင်လာပြီးလေချိုတန်လို့တစီစီမြည်နေကားတွေကရေဒီယိုကနေညလေကောင်ထုတ်လင်းနေကြတချင်းအောင်အစီအစဉ်ကနေအစိုးရတွန်တေးသိမ့်နိုင်တချင်းတန်ခက်တဲ့ထောက်ပေါ်နေရကလွှဲကားတွင်းကန်တစ်ခုလုံးဟာအကြတမ်းပင်ကြားလာအောင်သိစီလိုနေတယ်ဆရာအင်းစိန်ရောက်ရင်ဘူတာယုံလမ်းမကနေပေါတော့ဝဘကိုဝင်ပြီးနော်ခကြီးတဲ့ကမျက်စိမိတ်ထားလေးပြောတယ်အတန်ကအစောပိုင်းကလောက်မလီရောသလိုကိုဘတာခန်းစားလိုက်ရတယ်ဒါပေမဲ့အယက်သမားတွေရဲ့တဘာဝကိုတီးရတဲ့ကိုဘတာအတွက်တော့ဒါဟာတာမန်ပါပဲအင်းစိန်လမ်းစုံကိုရောက်တဲ့အခါကားကိုညာဘက်သို့ချိုးဝင်လိုက်ပြီးဘူတာယုံလမ်းတိုင်းဆက်မောင်းလာခဲ့တယ်ဒီဘက်လမ်းခွေတွေကပုံမကျင်းမြောင်းပြီးလူကြီးလည်းပိုတိတ်ပါတစ်ပင်ကြီးတွေရဲ့အရေးကြောင့်လမ်းဟာလည်းပိုပြီးမှောက်မိုက်တယ်ပေါ်တော့ရက်ွက်တဲ့သူရောက်လာတဲ့အခါမှာတော့လမ်းတွေကကတ်တရလမ်းကနေကွန်ကရစ်လမ်းအဲ့ဒီကနေမြင်းနီလမ်းဖြစ်သူပြေးပြောင်းလဲသွားတယ်လမ်းဘေးမှာဆွန့်ပစ်ထားတဲ့ကားပြက်ကြီးတွေအမိုက်ပုံနေနဲ့ဂျုံတွေကရှုပ်ပွားလို့နေတယ်ဒီရှိကလမ်းကွေလေးကိုဝင်လဲစရာအဲ့ဒီစုံမှာကျွန်တော်ရှိတယ်ခရီးတဲ့ညွှန်ပြတဲ့နေရာဟာလမ်းမီလုံးဝမရှိတဲ့လမ်းတွေအကန်တစ်ခုဖြစ်ပါတယ်ကိုဝါတော့ဒါဟာနက်ပြည်ကိုသွားတဲ့လမ်းမဟုတ်ပဲငရဲပြည်ကိုသွားတဲ့လမ်းဆိုတာသိကြနေပါပြီသူကကားကိုတဖြည်းဖြည်းမောင်းဝင်သွားပြီးလမ်းရဲ့အဆုံးနာသို့ရောက်တဲ့အခါမှာတော့
အင်ဂျင်ကိုရုပ်တရက်ဆက်သက်တယ်ဟာဒုက္ခပါပဲခါဆက်ဆွဲတော့တာညီလေးရှေ့ဆက်သွားလို့မရတော့ဘူးထင်တယ်ကိုဘတကတီးဥဆောင်ကောင်းအောင်နဲ့ပြောတယ်ဟုတ်လားရတယ်ကြာဒီကပဲကျွန်တော်လမ်းလျှောက်ဝင်လာမယ်ကားကဘယ်လောက်လဲခရီးတွေကပြောရင်ဆိုရင်သူ့ရဲ့ခါကြတဲ့ကိုလက်နိုင်တယ်ကိုဘတဲ့ညာလက်ကလည်းသူ့ရဲ့ထိုင်ကောင်အောက်ကအသိမြင်လာတဲ့တမဏိကွာတန်ကြီးစားစီတို့တဖြည်းဖြည်းချင်းရှော့ဆင်းတော့ပါပြီကားကတပေါင်းခွဲပါညီလေးပြောရင်ကိုဘတကတမဏိကွာကိုတင်းကျပ်စွာစုပ်ကင်လိုက်ပြီးကျုပ်တရဲ့ဆွဲတော့ကခရီးတဲ့ကောင်းစီတို့အချင်းပြင်းပြင်းရွှေချတယ်ဒါပေမဲ့မမျော်လင့်တဲ့အလဲပြောင်းတစ်ခုကလျှက်တဲ့ပြက်ဖြစ်ပေါ်သွားတယ်အသီးစိတ်လိုအောင်ငိုးနေရလို့ထင်ရတဲ့ခရီးတဲ့ဟာကျုပ်တရဲ့လက်စီလက်တကဲ့တို့ရန်ဆန်တဲ့အလင်းနဲ့ပြိပတ်တို့ရှောင်းလေးတယ်တမဏိကွာခရီးတဲ့ပခုံးစုံကိုသာရှက်တီသွားပြီးကားမှန်တစ်ခါကိုတောင်းမှန်ကခွန်ကနေမိသားနဲ့အတူမှန်ခွဲစားလေးတစားစီလင်းစင်သွားတယ်မင်းလိုကောင်မျိုးတွေလာမယ်ဆိုတာငါသိပြီးသားကွာခရီးတဲ့အတန်လုံးဝမူးရင်နေတဲ့အတန်မျိုးမဟုတ်တော့ပဲရက်ဆက်ကျန်းရုပ်တဲ့လူမိုက်တယောက်ရဲ့အတန်စစ်မှန်ဖတ်ပေါ်လာပါလေတစ်ချိန်တည်းမှာပဲသူခါကြတဲ့ကနေဆက်ထုတ်လိုက်တဲ့အရာကပတ်စံကြီးမဟုတ်ပဲအတော့6လက်မလောက်ရှိတယ်ကလေးသားလည်းဖြစ်နေရဘူးကိုကတတယောက်ထိတ်လန့်ပေါ်ရမြင်တဲ့ခရီးတဲ့တာမရတာမဟုတ်ပါဘူးသူကညဘက်ငါရင်မောင်းနေကိုတားကောင်ပြန်ချနေတဲ့ဓမြတယောက်ဖြစ်နေခဲ့တာပါရွှေစက်ကျုပ်တူကြီးကိုဆွဲရဲနဲ့အောင်တောက်ပြီးတက်စီသမားတွေရဲ့လောဘကိုမြှုပ်စက်ကလူပြတ်တဲ့နေရာကိုခေါ်လာပြီးပြန်လေလူရတက်ဖြတ်တတ်တဲ့နောက်ထပ်တားရဲတဲ့ကောင်သာဖြစ်ပါတယ်မော်စွန်းကောင်ကမျောလင့်မထားပဲထိတ်တိုက်တွေ့ဆုံခဲ့ပါကားရဲ့ကြီးမြောင်တဲ့ရှီကန်ထိုင်ကုန်တစ်ခုကြားမှာတရင်ရှည်တိုက်ပွဲဟာစတင်ပါပြီခရီးတွေကဒါနဲ့ကိုဘတ်တဲ့လေဝင်းစီတို့ထိုးကြတယ်ကိုဘတ်တက်ကလည်းဘယ်ဘက်လက်မောင်းပြီးအမြင်ကာဝယ်လိုက်ပေမဲ့ဒါတော့ကလက်မောင်းသားကိုနည်းနည်းရှင်းရှင်းရှက်ထိုးမိသွားပြီးသူဒီပတ်ထလာတယ်။အန်ကျမှုကြောင့်ကိုဘတ်တဲ့ချက်တွန်းသွားပေမဲ့ရှင်နယ်လူစိတ်ကသူ့ကိုအားရင်ဖြစ်စေပါတယ်။သူကညာဘက်လက်ဖြင့်တမဏိကွာနဲ့ခရီးတော်ရဲ့ဓာတ်ကိုင်နိုင်လက်ကိုအကုံရိတ်ချတယ်။အယိုးကျိုးသွားတဲ့အတန်းနဲ့ခရီးတဲ့စီကနေနာကျင်သောအော်ဟစ်တန်ထွက်ပေါ်လာပြီးလက်ထက်ကဒါကကျမ်းမြေပေါ်သို့ပြုတ်ကျသွားတယ်။သို့တော့ခရီးတဲ့အရှုံးမပေးသေးဘူး။သူကကိုဘတ်တဲ့လေဘင်းကိုအတင်းလက်ညှို့ဖို့ကြိုးစားတယ်။ကိုဘတ်ကလည်းသူ့ရဲ့လက်သီးနဲ့ပဲခရီးတဲ့မျက်နှာကိုအချက်ပေါင်းများစွာဆင့်ထိုးတယ်။ကားတွင်ကနေမှအသက်ရှူတန်ပြင်းပြင်းတွေသွေးညီနှံ့တွေရုံးကန်တန်တွေနဲ့ပြင်းထန်လို့သွားတယ်။တေဆောင်ကဦးအော်ဟင်ကိုဘတ်ကနောက်ဆုံးအင်အားကိုအသုံးပြုပြီးဓမဏီကွာနဲ့ခရီးတဲ့နတ်တင်ကိုအပြင်းပြင်းနဲ့ထုကြတယ်။ခရီးတဲ့လှုပ်ရှားမှုတွေကရုတ်တရက်ရက်တန့်သွားပြီးတော့မျက်လုံးတွေပြူးကျဲသွားကကားဒက်ပုတ်ပေါ်တော့မှောက်ကျသွားတယ်။ကိုဘတ်ကသွေးတွေရှင်းနေတဲ့လက်မောင်းကိုပြီးကိုင်းအသက်ကိုပြင်းပြင်းရှူနေရတယ်။သူ့ရဲ့နှလုံးကောင်းကရင်ဘတ်ကနေကန်ထွက်လာမှတက်ညှန်ဆန်နေပါပြီ။တကယ်လို့သူသားတစ်စက္ကန့်လောက်နောက်ကျသွားရင်ဒီခုချိန်မှာအသက်ငယ်နေမိသူဟာသူကိုယ်တိုင်ဖြစ်မှာအသေးကြပါတယ်။သူကပတ်ဝန်းကျင်ကိုအကိတ်ခတ်တယ်။လမ်းတွေထဲမှာဘာတမောင်မကြပဲတိတ်ဆိတ်နေစေ။ကိုဘတ်ကအသေးဆုံးသွားတဲ့ခရီးတဲ့လေဘင်းကဆွဲကြိုကိုထုတ်ကြည့်တယ်။ပေါ်ပါနေတဲ့အလေးချိန်နဲ့အထီးတွေကြောင့်ဒါဟာအရေးသွင်းနေချွေအောင်ဆိုရတဲ့ဆွဲကြိုလူတကုံးဆိုတာချက်ချင်းသိလိုက်ရတယ်။ကိုဘတ်ကဒေါသတကြီးနဲ့ချစ်ချစ်ပအောင်ဆုတ်တက်တယ်။ဒီညအတွက်သူဟာရင်းနှီးရနဲ့ပြန်မကမိတဲ့အပြင်အသက်ပါဆုံးရှုံးတော့မဲ့အန်ဒီရဲ့နဲ့ရင်ဆိုင်ခဲ့ရတယ်။သူကအလောင်းရဲ့အိတ်ကတ်တွေကိုစမ်းကြည့်တဲ့အခါမှာတော့ပတ်စံ1000နဲ့အနေငယ်နဲ့အခြားတစီသမားတယောက်ရဲ့တွေးစိုးနေတဲ့ရှင်မောင်လိုင်စင်ကတစ်ခုကိုတွေ့ရတယ်။ဒါဟာဒီကောင်လက်ဆန်းပြတာအသက်တည်ပါ။ကိုဘတ်အချိန်ဆွဲနေလို့မရတော့အလောင်းကိုဒီတိုင်းထားခဲ့လို့လည်းမဖြစ်ပါ။သူ့ရဲ့ကားထဲမှာသူ့ရဲ့ပြီးချမ်းနေသလိုကားမှန်ကလည်းကွဲသွားပြီ။သူကအန်ကိုကြိတ်ပြီးအလောင်းကိုကားရှိကန်းကနေနောက်ခန်းတော့အမြန်ရွှေ့ပြောင်းတယ်။ပြီးတော့ကားကိုအနောက်သို့အမြန်ဆုပ်လမ်းကျဲသို့ပြန်ထွက်ပြီးအင်းစိန်လမ်းဆိုင်အားလမ်းမကြီးအတိုင်းပြန်လည်မောင်းနေလာခဲ့တယ်။သူ့ရဲ့ဥတီယာကတော့အရင်ကသူအမိုက်တွေစွန့်ပစ်လေရှိသောလက်မြေကန်းတစ်ပေကလူပြတ်တဲ့နေရာတစ်ခုစီကိုပါ။တွေးထွက်လွန်နေတဲ့လက်မောင်းကနာကျင်မှုဟာတဖြည်းဖြည်းပိုဆိုးလာတယ်။ညရဲ့မော်တူထဲမှာသူ့ရဲ့ကားလေးကတရားရတဲ့အသားရဲတကောင်တို့ရန်ကုန်မြို့ရဲ့လမ်းမတွေပေါ်မှာတေးစိတ်ထပ်ပြီးနေပါတော့တယ်။မနက်3 နာရီခွဲလိုင်းဆိုင်အားချေချေဘုံရက်ွက်တဲ့ကခွန်းတန်းအိလေးတစ်လုံးရဲ့နောက်ပိတ်ခန်းထဲမှာတော့မီးအောင်မင်းမင်းလေးလင်းနေပါတယ်။ကိုဘတ်မန်ရှင်မာတိုင်းသူ့ရဲ့ဘက်ဘက်လက်မောင်းကဓာတ်ရှတန်ရာကိုကိုယ်တိုင်စစ်တက်တယ်။တန်ရာအတော်လေးနဲ့တော့လဲအယူကိုတော့မထီး။စီကံတော့ရဖို့ဆိုတာကလုံးဝမဖြစ်နိုင်တဲ့ကိစ္စမို့လို့အိမ်မှာပဲဆောင်းနာတော့အရက်ပြန်ပဏိစီဝါစေးမောင်နေနဲ့ဂုံးကိုသာတုံးပြီးကိုယ်တိုင်ပဲချုပ်ရုပ်ကိုချုပ်ဖို့ကြိုးစားတယ်။အချီချိုကိုမီးမြပြီးပိုးတန်းအကြီးပြားကိုထိုးပကျွန်တော်ရတဲ့နာကျင်မှုကပြင်းထန်လွန်းလို့သူ့ရဲ့နှဖူးမှာချွေတီချွေပေါက်တွေကျလာပါလေ။သွားကိုတင်းတင်းကြိတ်တိုင်းအတမတော်အောင်ထိန်းထားရတယ်။တက်လိုက်တလိုက်ကိုပါဇက်မှာခဲထားပြီး
နာကျင်မှုကိုမေ့ဖြောက်ဖို့ကြိုးစားနေပါတယ်လုံးစရာရှိတာပြီးအလုံးပြီးစီးသွားတဲ့အခါမှာတော့မနက်၄နာရီကျော်နေပါပြီကိုဘတကအင်ရှင်မှာရထားတဲ့ကားစီကိုရေပုံးတစ်ပုံဆွဲပြီးပြတ်ထွက်လာခဲ့တယ်ကားရှိကမှန်ကွက်နေရကိုအရင်ဆုံးပလတ်စတစ်မဲစာနဲ့တေချာကတ်တယ်ပြီးတော့ကားတွင်ကန်းတွေကသွေးကွက်တွေကိုဆက်ပြရည်နဲ့အကြိမ်ကြိမ်ပုတ်တိုင်ဆေးကြောတယ်ဒေဆုံးသွားတဲ့ဓမြစီကရခဲ့တဲ့ပစ္စည်းတွေနဲ့သွေးဆုံးနေတဲ့အဝတ်အထည်တွေကိုတော့အိမ်မဲတစ်လုံးတွေကိုတေချာထည့်ပြီးမနေ့ကအမိုက်ကလာရင်ရောပြဖို့ပြင်ဆင်ထားတယ်အလောင်းကိုတော့လိုက်မီကန်နဘိတ်ကဒီတိုက်စားလို့ပြိုကျနေတဲ့ညီလာဟာပြင်းကြီးတစ်ခုတည်းသို့တွန်းချပြီးမြေကြီးတွေအမိုက်တွေနဲ့ဖောက်အုပ်ခဲ့ပါတယ်မိုးရင်ဖြစ်လို့ညီတက်လိုက်အလောင်းကရှည်တဲ့မြို့ပါသွားစီဖို့သူကအထွက်ဆာတာဖြစ်ပါတယ်မနေ့မိုးလင်းတဲ့အခါရေကုန်မြို့ရဲ့နေ့စဉ်လှုပ်ရှားမှုတွေဟာပုံမှန်အတိုင်းပြန်လည်စတင်နေပါပြီကိုဘတကတော့လမောင်းကနာကျင်မှုကြောင့်အဲ့ရတွေကမထနိုင်ချားကျင်တယ်လို့ဖြစ်နေရကြောင်းပါရာစီတမောနှလုံးတောက်ပြီးပြန်အိမ်နေရတယ်ညနေခင်းတော့ရောက်တော့ရက်ကွက်တွေကလက်ဖေးဆိုင်မှာသတင်းတွေစူညံနေပါပြီသို့သောဒီတစ်ခါတော့သတင်းကသူတင်တာအတက်ပင်ပုံမဆိုးရနေတယ်ဟင်းစိန်ရဲစခန်းရဲ့စုံစမ်းချက်အရအရာရှိဦးကျော်ဟာအသက်50ဝန်းကျင်မျက်လုံးစူးစူးအတွေ့အကြုံရင့်ကျက်တဲ့ရဲရရှိအောင်တဦးဖြစ်ပါတယ်သူကလွန်ခဲ့တဲ့3ရက်ကရွှေလင်ပန်းစက်မှုဆောင်ဘက်မှာတွေ့ခဲ့တဲ့ငွေသိန်း90လူရက်အသက်ပြတ်ခံရမှုအလောင်းရဲ့မှတ်တမ်းတွေကိုဖတ်ရှုနေဇဝဲဘော်ကဖုန်းမိလာတယ်ဆရာအင်းစိန်ပေါတော်ဘက်ကလမ်းသွယ်ထဲမှာသွေးခွက်တွေအများကြီးတွေ့ထားတယ်လို့နေဗီကန်တွေကတိုင်တန်းနေဆရာလူတော့မတွေ့ရဘူးဒါပေမဲ့သွေးပမာဏအရဆိုရင်တော့တယောက်ယောက်ကတော့အပြင်းထန်ဒဏ်ရာရတာဒါမှမဟုတ်သေဆုံးတာဖြစ်နိုင်တယ်ဦးကျော်ကမျက်မှောင်ကျုပ်တယ်အဲ့ဒီညကိုအခုချက်ချင်းသွားမယ်ပြီးတော့ပိုကင်းစေပညာဖိုက်ကိုပါတခါတည်းခေါ်သွားအမိန်ပေးတယ်အခင်းပြပွားတာနေရာသို့ရောက်တဲ့အခါမှာတော့ဦးကျော်ကသွေးခွက်တွေကိုအသေးချာစစ်ဆေးတယ်သွေးခွက်တွေအပြင်ကားဘိန်းရအသစ်တွေကိုပါမြေကြီးပေါ်မှာထင်ရှားစွာတွေ့ရတယ်ဆရာဒီမှာကြည့်ပါဦးမှန်ဝဲစာကြီးထင်းတယ်ပြီးတော့ဒီဘိန်းရကိုကြည့်ရလားဘလိုပေါ့ဒါမှမဟုတ်လို့ရှိရင်ဆက်လိုကမျိုးဖြစ်နိုင်တယ်လက်ထောက်ရဲရရှိကရှင်းပြတယ်ဦးကျော်ရဲ့မျက်လုံးတွေကကြီးမြောင်သွားတယ်ရွှေလင်ပန်းအလောင်းတွေ့ခဲ့တဲ့နေရာကကားဘိန်းရနဲ့ဒီဘိန်းရတွေကိုတိုက်ရိုက်စစ်ကြည့်ရပြီးတော့ဒီဘဝဝင်ကြီးက CCTV ကင်မရာကိုလုံးလိုက်စစ်ညကဖြတ်သွားတဲ့ဘလိုပေါ့ဖြူအောင်ကားတွေရှိမရှိရှာကြည့်ရဲရဲ့လှူရှားမှုဟာတော်လက်ပါလေဦးကျော်မိုးကင်းနှစ်ခုစလုံးမှာတူညီတဲ့ဆက်ဆက်မှုတစ်ခုရှိတယ်ဆိုတာကိုအလိုလိုသိမြင်နေတယ်စီသမားတယောက်ကတားကောင်ရှာနေရလားသို့မဟုတ်ဒီမိုကင်းနှစ်ခုကသိကြစီဖြစ်နေရလားထိုချိန်မှာပဲရဲစခန်းကိုနောက်ထပ်သတင်းတစ်ခုရောက်လာပါလေလက်မြေကန်းတစ်ပိတ်မှာအမိုက်လာကောက်တဲ့ကလေးတွေကမြေကြီးတက်ကနေပေါ်ထွက်နေတဲ့လူလက်တစ်ဖက်ကိုတွေ့ရှိသွားတယ်ဆိုတဲ့သတင်းမှာဦးကျော်ကတိုင်ပင်တစ်ချက်ချတယ်ဒီကောင်ကတော့အလုတ်တွေအတော်ရှုပ်နေရမယ်ငါတို့အမြင်လိုက်မှရမယ်ညနေဆောင်ချိန်မှာတော့ကိုဘတာအင်းရှိကကုပ်ပြည်လေးမှာထိုင်ရေဒီယိုကလာတဲ့သတင်းတွေကိုနားထောင်နေတယ်။တိုင်မြေကနေပြီးမှအမျိုးသားအလောင်းတစ်လောင်းထပ်မံတွေ့ရှိကြောင်းသတင်းကြီးညာနေဒီကိုကြားလိုက်ရတဲ့အခါသူ့ရဲ့မျက်နှာမူရာကနေငယ်တင်မာသွားတယ်။သူမြင်မြုပ်ခဲ့တဲ့နေရာကတိတ်မနှက်ခဲ့တာကြောင့်ခွဲရရက်မိပြီးအလဲတကူပေါ်သွားတာဖြစ်ရမယ်လို့သူကတွေးမိတယ်။ဒါဆိုရင်တော့ရဲတွေကပေါတော့ကသွေးကွက်တွေနဲ့တိုင်မြေကန်ကအလောင်းကိုဆက်ဆက်မိလာပြီ။သူ့ရဲ့ခမန်းကြားတီးကြပါလေ။ကိုဘတာသူထင်သလားအရာအလုံးပြီးပြေဆုံးအောင်မဖုံးကွယ်နိုင်ခဲ့ယခုဆိုရင်ရဲတွေကဘရိုဘောက်ကားတွေကိုစောင့်ကြည့်နေလောက်ပါပြီသူကရဲ့မှန်ကွယ်နေရကလည်းအကြီးမားဆုံးသောသက်သေတစ်ခုဖြစ်နေပါတယ်ဘရင်တော်ပွဲရုံတမ်းမှန်ကားပစ္စည်းရောင်းတဲ့အောင်းဆိုင်တွေမှာမှန်သောဝယ်ရင်တော်ဂရီထားမှရပါမယ်ဒီကိစ္စပုံမှန်အနေနဲ့များလာပြီသူကမိုးစိုးတကောင်အဖြစ်ကနေအမဲလိုက်ခံရမယ်သားကောင်အဖြစ်လို့တဖြည်းဖြည်းရောက်ရှိလာပြီဆိုတာကိုကိုဘတ်တတိပြုပြီးတယ်ရန်ကုန်ညရဲ့အမောင်တို့ဟာသူ့အတွက်အရင်လိုလုံခြုံတဲ့ဘုံခွေရမဟုတ်တော့ပါခြေလက်လက်မားတာနဲ့ဘဝတစ်ခုလုံးပျက်စီးသွားနိုင်တဲ့အခြေအနေကိုရောက်ရှိနေပြီဖြစ်ပါတယ်မနက်ခင်းရဲ့နေအောင်ကြီးကမိုင်းညွညွမိုးတိမ်နေကြကနေခက်ခက်ခဲခဲတိုးဖောက်ဝင်ရောက်လာတယ်ရန်ကုန်မြို့ရဲ့မိုးရသည်ဟာအမြဲလိုလိုဆွဆွထိုင်းမိုင်းနေတတ်ပြီးလူတွေရဲ့စိတ်ကိုပါလေးလံသွားစေပါတယ်ကဝါတတိယအဲ့ရကနေဒူးလဲထတယ်ဘယ်ဘက်လက်မောင်းကတန်ရာစီကနေစုခဲ့တဲ့နာရှင်မှုကိုခန်းစားလိုက်ရတယ်ညကသူကိုယ်တိုင်ကြင်ကြင်တန်တန်ချုပ်ထားတဲ့တန်ရာဟာနေရဲ့ရောင်ရမ်းနေပြီးအဖျားငွေရှိနေပါပြီသို့တော့သူကနိုင်လို့မရချမ်းထဲမှာရထားတဲ့ကားရှိကန်ကပလတ်စတစ်အမဲကြီးအုပ်ထားတဲ့မှန်ပေါက်ကြီးဟာသူ့အတွက်အကြီးမားဆုံးသောသေစာရှင်သာဖြစ်နေပါတယ်ဒီအတိုင်းလမ်းပေါ်ထောင်ပေါင်းလို့ကတော့ရင်ထဲရကဖမ်းတာပဲဖြစ်ဖြစ်လဲကင်းလှဲ့နေတဲ့ရဲတွေကမတင်ကားလို့တားစစ်တာပဲဖြစ်ဖြစ်ခံရဖို့တည်ကြပါတယ်မနက်9:00နာရီလောက်မှာကိုဘသာ
ခိုက်ခဲပြောက်စီနှလုံးကိုရေတစ်ခွက်နဲ့ပြိုချလိုက်ပြီးကားဆက်ကိုနှုတ်တယ်သူ့ရဲ့ဥဒီယာကဘရင်အောင်ပွဲုံတဲ့အနောက်ဘက်ကတပ်ပစ္စည်းဟောင်းတွေရောက်နေဆိုင်တဲ့နေစီကိုပဲဖြစ်ပါတယ်ဒီနေရာတွေမှာကတရားဝင်ဝက်ရှော့တွေလို့စရင်သွင်းတာမှတ်ပုံနေပြတာတွေမရှိပဲပတ်စံမရင်ပေးတယ်လို့အမီးမြတ်မရှိလုပ်ပေးတတ်တဲ့သူတွေရှိတယ်ဆိုတာသူကကောင်းကောင်းသိတယ်ကားကိုလှိုင်းမိကန်အတိုင်းတဖြည်းဖြည်းမောင်းလာရင်လမ်းမိတ်ကရဲကားတစ်စီးကိုမြင်လိုက်ရတော့သူ့ရင်ထဲမှာထိတ်ကနေဖြစ်သွားပေမဲ့မျက်နှာကိုတော့ခက်တီထားတယ်ဘရင်အောင်ရတော့လမ်းကြားလေးတစ်ခုတည်းကခက်ဆက်ဆက်ဝက်ရှော့တစ်ခုမှာကားကိုထိုးရတယ်ဝက်ရှော့ထဲမှာစီပေဂျန်ရဲ့အင်ဂျင်နဲ့လူရည်တယောက်ကကားအင်ဂျင်တစ်ခုကိုပြင်နေတယ်တို့လူရဲ့နာမည်ကကိုမျိုးလို့ခေါ်ပြီးခိုးရပါကားပစ္စည်းတွေအထောက်အထားမခိုင်လို့နဲ့ပြဿနာတွေကိုငွေချင်းနဲ့ဖြည့်ရှင်းပေးနေကြလူတယောက်ပါကိုမျိုးအစ်စ်မြေတာကားမလေးတစ်ချက်လောက်အမြဲလဲကြလို့ကိုဘတ်တကကားပေါ်ကဆင်းခပ်ပြုံပြုံနှုတ်ဆက်တယ်ကိုမျိုးကကားရှိကန်ကပလတ်စတစ်မက်ကြီးကိုကြည့်ပြီးမျက်မှောင်ကျသွားတယ်မှန်ကဘယ်လိုဖြစ်တာလဲကိုအတော်ပြည့်စည်သွားတာပဲမှန်ပေါင်းနေအောင်လည်းကောက်အေးကွာညကလမ်းမေးရထားတော့ခလေးတွေခဲနဲ့ပေါက်သွားတာအေးအဲ့ဒါအမြဲလဲကျင်လို့မင်းစီမှာပရိုပေါက်ရှိမှရှိတယ်မလားကိုဘတ်တကတဘာဝကြလိန်ပြောတယ်ကိုမျိုးကကိုဘတ်ရဲ့မျက်နှာကိုတစ်ချက်စူးစမ်းသလိုကြည့်တယ်ပြီးတော့ကားတကားကိုဖွင့်ပြီးပန်မောင်ကိုစစ်ဆေးတယ်ထိုအချိန်မှာကိုမျိုးရဲ့မျက်လုံးကကားတကားအောက်ခြေကကျမ်းမြေနားမှာတေချာမပြောင်းသေးပဲကျန်နေခဲ့တော့သူကအမေအောင်ခရီးလေးမြောက်ကိုသတိထားမိတယ်တိုးတော့မြေအောင်လောကရဲ့စီးမြင့်တွေကိုကောင်းကောင်းနားလဲတဲ့ကိုမျိုးကဘာမှမသိကြအောင်ဆောင်ပဲနေလိုက်ပါတယ်ရှိတယ်ကိုဒါပေမဲ့အခုချက်ချင်းလဲမယ်ပြီးတော့ဘာပြဿနာမှမပါဘူးဆိုရင်တော့ဈေးနေပို့ပေးရမယ်နော်3000လောက်တော့ကြမယ်ပုံမှန်တန်းနှစ်ဆလောက်ပုံများနေရဲ့ဈေးပေးမယ်ကိုဘတ်တကဘာမှမစစ်တော့ပဲအိတ်ကတွေကပတ်စံကိုထုတ်ပေးတယ်ရော့အခုချက်ချင်းသာအသက်ဆက်ဆက်ပြအောင်နှုတ်လိုက်နိုင်ဝလာဟောကြမှာတော့ကားမှန်တစ်ချက်ကိုတက်ဆင်ပြီးသွားပါပြီကိုဘတ်တယ်လေတမင်းတစ်ချက်ချနိုင်ပြီသို့တော့သူမသိတာကသူထွက်သွားတာနဲ့ကိုမျိုးကသူကားနံပါတ်ကိုစာအုပ်လေးတော့မှခက်မြန်မြန်မှတ်ထားတယ်ဆိုတာပါပဲလောကမှာယုံကြည်ရတဲ့တကောယုံကြည်ရတဲ့ရာဇဝတ်ကောင်ဆိုတာဘယ်တော့မှမရှိကိုမျိုးကဒီကားနံပါတ်ဟာတနေ့နေ့တစ်ချိန်ချိန်မှာရဲကိုသတင်းမေးပြီးအကျိုးအမြတ်တစ်ခုကိုရယူနိုင်မဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်သွားခဲ့ပါပြီတပတ်မှာတော့အင်းစိန်ရဲစခန်းရဲ့စုံစမ်းစစ်ဆေးရေးအခန်းချင်းလေးထဲမှာဘုရားရှိဦးကျော်တရားဆက်လက်ငွေတွေကြားမှာမျက်မှောင်ကုတ်လျက်ရှိတယ်သူရှိကစပွဲပေါ်မှာတော့မူကင်ဆရာဝန်စီကရောက်လာတဲ့အစည်းအဝေးသားတွေအခင်းပြပွားရနေရာကရိုက်ယူလာတဲ့တပ်ပုံတွေကန်ကျဲလို့နေတယ်ဆရာမူကင်စေဝညာတခွဲကအပြေထွက်လာပါပေါတော့ကလမ်းသွယ်တွေကတွေးကွက်နဲ့လိုင်းသားရကမ်းမှာတွေးခဲ့တဲ့အလောင်းကသွေးမျိုးစားကလည်းထက်တူကြပါတယ်ဒီကနေလည်းကိုက်ညီတယ်လက်ထောက်ရဲအုပ်လေးကဖိုင်တော့ကိုကမ်းမင်းရှင်းပြတယ်အလောင်းရဲ့ကာယကချင်းဘသူဘဝလေးဆိုတာကိုသိရပြီလားဦးကျော်ကဖိုင်ကိုလန့်ကြည့်ရင်မေးတယ်သိရပြီဆရာဒီဆုံးသူကအင်းစိန်နယ်မြေတွေကပဲခပ်ပိုက်နိုင်လမ်းဘေးလူရမှုတွေမှာနာမည်ကြီးတဲ့ငါထက်ဆိုတဲ့ကောင်ထောင်ကထွက်လာတာလေ6လလောက်ပဲရှိသေးတယ်သူ့မှာကအရင်ကရန်သူတွေကဝိုင်းနေရဆိုတော့သူလက်ချက်လဲဆိုတာကတော့ခံမရခတ်တယ်ဦးကျော်ကတပြင်းတစ်ချက်ချလိုက်ပြီးခုံးနောက်ကိုမိချတယ်ဝင်းတို့တေချာစဉ်းစားကြည့်ကြငါထက်လိုလူမိုက်တယောက်ကိုတတ်ဖို့ဆိုတာလွယ်တဲ့ကိစ္စတော့မဟုတ်ဘူးပြီးတော့အခင်းဖြစ်တဲ့နေရာကပေါတော့အလောင်းတပ်ပစ်တာကလှိုက်မိကန်ကားကိုတုံးပြီးရွှေ့ပြောင်းတာတော့သိကြတယ်ရွှေလင်မန်းစက်မှုတုံးက350လူခံတဲ့အမှုမှလဲအလောင်းကိုကားနဲ့ပဲတည်သွားတာငါအထင်တော့ဒီအမှုနှစ်ခုကလူတယောက်တည်းလက်ချက်ပဲဖြစ်လိမ့်မယ်ဦးကျော်ကနေရာကနေထားပြီးနေရာမှာကတ်ထားတဲ့မြေကြီးပုံစီတို့ရှောက်သွားတယ်ပေါတော့ရွှေလင်မန်းနဲ့လှိုက်မိကန်ဆိုတဲ့နေရာအသုံးကိုအနီအောင်မာကပင်နဲ့ဝိုင်းလိုက်ပြီးအဲ့ဒီနေရာတွေကိုဆက်ဆက်ကြည့်တဲ့လမ်းကြောင်းတွေကိုအသေးချာကြည့်တယ်လမ်းစုံလမ်းက CCTV မှတ်တမ်းတွေရပြီလားရပါပြီဆရာပေးအောင်တရားတဲ့အင်းစိန်လမ်းစုံနဲ့ပန်းလိုက်ကကွေးရှိက CCTV တွေကိုစစ်ဆေးနေပါတယ်အထူးသဖြင့်ည7:00နာရီနောက်ပိုင်းဖြတ်သွားတဲ့ပရိုဘောက်ကားတွေကိုအဓိကထားပြီးရှာနေပါဆရာအေးပြေချာစစ်အခင်းဖြစ်တဲ့ညကပေါက်တော့လမ်းတွေကထွက်လာတဲ့ကားဝန်းညာတွေကိုကြည့်ရတာအတော်လေးလောမောင်းထွက်သွားတဲ့ပုံရှိတယ်ကားမှန်စားတွေလည်းတွေ့တော့ကားတစ်စီးစီမှာမှန်ကွဲနေရဒါမှမဟုတ်ပလတ်စတစ်ကတ်ထားမျိုးတွေ့ချက်ချင်းကောက်သတင်းပို့ဦးကျော်ကအမိန်ပေးတယ်ညနေဆောင်အချိန်ရောက်တော့ CCTV စစ်ဆေးနေတဲ့တက်ချက်တယောက်ကဦးကျော်ကိုအပြေးတော့လက်ခေါ်တယ်ဆရာဒီပါလာကြည့်ပါဦးပန်းလိုင်ကောက်ဝင်းအင်ရှိကကင်မရာမှာည10:15လောက်ကငါထက်လို့ယူဆရတဲ့လူတယောက်ပရိုဘောက်ဖြူတစ်စီးပေါ်တက်သွားတာကိုတွေ့ရတယ်ဒီကအင်းစိန်ဘက်ကိုထွက်သွားတာပါပြီးတော့ည7:00ခွဲလောက်မှာအဲ့ဒီပရိုဘောက်ဖြူကပဲပွင့်ရင်အောင်တရားဘော်ကနေ
လှိုင်သာယာဘက်ကိုအမြန်မောင်းပြီးပြန်ဆင်းလာတာကိုလမ်းဆောင်ကင်မရာကနေဖမ်းမိတာပါတယ်ဦးကျော်ကကွန်ပျူတာမျက်နှာပြင်ကိုစိုက်ကြည့်တယ်ကင်မရာရည်သွေးကတိတ်မကောင်းသလိုမိုးရထားတာကြောင့်ကားနံပါတ်ကိုတော့အသေးချာမမြင်ရသို့သောရထားဘော်ကပြန်ဆင်းလာတဲ့အချိန်မှာရမ်းမိထားတဲ့ပုံအရာကားရဲ့ဘက်ရှေ့ကမှန်ပေါက်မှာမှန်မရှိတော့ပဲဟာလာဟင်းလင်းဖြစ်နေရကိုထိရှားစွာတွေ့ရတယ်ဒါပဲဒီကားပဲပန်ခွဲသွားလို့လေတွေဝင်နေရကိုကားဖို့သူကပလတ်စတစ်ဒါမှမဟုတ်တစ်ခုကိုသုံးလိုက်မယ်ဦးကျော်ကလက်ခမောင်တီးရိုက်အခုချက်ချင်းအတန်လွှင့်စကနေရန်ကုန်တစ်မျိုးလုံးကလှည့်ကင်းကားတွေဂိတ်တွေအားလုံးကိုသတင်းပို့ဘလိုကအဖြူရဘယ်ဘက်ရှိမှအစ်စ်လဲတာဓမ္မမုံမှန်ကွဲနေရတွေ့အသေးချာတားဆီးစေဖို့အမိတ်တော့ကြီးမြောက်လာတော့မြေရောက်ကွန်းကြီးကကိုဘတက်ကိုဖမ်းဆီးရန်အတွက်တဖြည်းဖြည်းကျုံဝင်လာနေပါပြီရန်ကုန်မြို့ရဲ့ညလမ်းမတွေပေါ်မှာတွေးစိုးနေတဲ့တက်စီသမားတယောက်ကိုရှားလေးဖို့ရဲတွေဟာအမဲလိုက်ပွဲကြီးကတရားဝင်စတင်လိုက်ပြီဖြစ်ပါတယ်အချိန်အပြည့်နောက်တဲ့နေ့ရက်ခန့်ကုန်လုံခဲ့ပါရန်ကုန်ရဲ့ညတွေဟာကိုဘတက်တော့အရေးလိုငြင်းညက်မှုလွတ်လပ်မှုတွေမပေးနိုင်တော့အရင်ကဆိုရင်သူဟာညလမ်းမတွေပေါ်မှာအရှင်သခင်တယောက်လိုသွားလာနေခဲ့ပေမဲ့ယခုကမှတော့သူကိုယ်သူထောက်ချောက်တဲ့မိနေတဲ့သားကောင်တစ်ကောင်လိုခံစားနေရတယ်သူ့ရဲ့ဘက်လက်မောင်းကဓာတ်ရှာတန်းရဟာယခုဒီတက်တာမလားသည်အိမ်မှာကိုယ်တိုင်စိတ်ထဲနေရပေမဲ့ပိုးဝင်တော့ပုံရပြီးလက်ထက်ဘက်လုံးရောက်ပိုင်းကကိုပူချင်းကလည်းတက်နေဒီကြတဲ့စိုးရတဲ့ပြည်နာတစ်ခုကငွေကြေးကြီးဖြစ်ပါတယ်လက်ထက်ကိုတက်ခဲ့တဲ့ညကရရှိခဲ့တဲ့ကျေခွင်ဆာဂျရီတကောင်းနဲ့ပတ်စံတောင်းကျော်လီတာဖြစ်ပါတယ်ကားမှလဲလိုက်ရတဲ့စေဝါတွေဝဲလိုက်ရတဲ့ကြောင့်သူ့ရဲ့လက်ထဲမှာအတော်လေးငွေပြတ်နေပါပြီရွှေလင်မမှုကရခဲ့တဲ့350ကအိမ်ကောင်မိုးထဲမှာရှိပေမဲ့ယခုလိုရဲတွေပိုက်စစ်တိုင်ရှာနေတဲ့အချိန်မှာဒီငွေထက်လိုက်ကြီးကိုတုံးမှုဆိုတာကိုယ်တည်ရင်ကိုတူးသလိုဖြစ်နေမှာကိုသူကကောင်းကောင်းသိပါတယ်ဘလို့လို့ရကြီးတော်ရင်ကိုဘတကအဲ့ရပေါ်မှာလူလိမ့်နေပါတယ်ဝန်ကြီးအတွက်ရောကားငွေတက်ပါပတ်စံလိုနေပါပြီသူကကားမထွက်ပဲအိမ်မှာပဲစားအောင်နေပြီဆိုရင်လေကျက်ခေါ်တဲ့ကလူတွေကမတင်ကားခင်ဖြစ်နိုင်ပါတယ်နောက်ဆုံးမှာတော့ကိုဘသာအန်ကိုကြိတ်ပြီးညဘက်ကပြန်ထွက်ဖို့ဆုံးဖြတ်လိုက်တယ်ဒဏ်ရာရနေတဲ့လက်မောင်းကိုပတ်တီအထူကြီးစီးပြီးအဘောကနေအင်ကြီးလက်ချေပွားကြီးတဲ့ကိုထပ်ဝက်တယ်ည9 နိုင်လောက်မှာသူ့ရဲ့ဘရိုဘောက်ကားလီဟာဖိုင်သာရရဲ့လက်မရီဘောကိုတစ်ဖက်ပြန်လဲထပ်ပေါ်လာခဲ့ပြီဒီညတော့သူကဘသူ့ကောင်မှဒုက္ခပေးဖို့မရွေးပါရိုးသားခရီးတဲ့တင်းပြီးပတ်စံနဲ့ပါရှားဖို့တာတွေးတာပါတယ်သို့တော့လက်မရီဘောမှာရဲကားတွေလဲကင်းနေရအရင်ကတည်းကပုံများနေတာကိုသတိထားမိတယ်တိတ်တွေချပြီးကားတွေကိုတားစီစစ်ဆေးနေရလဲရှိပါတယ်ကိုဘသာခရီးတဲ့2ယောက်လောက်ကိုဘေးနောင်ပွဲုံတက်နဲ့လိုင်းဘတ်တို့ပို့ပေးတယ်ည7 နာရီခွဲလောက်မှာတော့သူကအိမ်ပြန်ဖို့ဆုံးဖြတ်တယ်အင်းစိန်မှတ်မှာတော့လိုင်းသားရတော့အပြန်လာအောင်စီရတရားအဆင်းမှာတော့သူလုံးဝရှောင်လဲလို့မရတဲ့အခြေအနေတခုနဲ့ထိတ်တိုက်တိုးပါတယ်တရားအဆင်းလမ်းမကြီးအလဲမှာရဲတွေရင်းနေရဲတွေပေါင်းကဖိတ်ချလာတယ်တမ်းမန်အတားစီတွေချလာပြီးကားတိုင်းကိုတစည်းချင်းရက်ခိုင်းကစစ်ဆေးနေပါတယ်ကိုဘသားရဲ့ဂျင်းထဲမှာဒရန်တီးနေသလိုတေကနေမြည်ဟီလိုနေတယ်ချွေးစစ်တွေကလည်းနှစ်ဖက်ပေါ်မှာတီးနေပြီသူကကားကိုနောက်ကြောင်ပြန်လဲဖို့စဉ်းစားပေမဲ့နောက်မှလည်းအခြားကားတွေကကပ်ပါလာပြီးဖြစ်တယ်လို့နောက်လေတာနဲ့ရဲတွေကချက်ချင်းတန်တရားဝင်ပြီးလိုက်ဖက်မှာအသေးကြပါညီညီနေတဘာဝကြက်ကြပဲနေကိုသတိပေးကိုဘသားကားကိုရှေ့ကကားတွေနောက်မှာတပြေးပြေးချင်းတက်စီလေသူ့လည်းတော့ရောက်လာပါပြီဓမရောက်စုတကူကကားချီကမှန်ကားတစ်စက်သူ့မျက်နှာပေါ်ကိုကြားရတော့နေတယ်လက်နဲ့ကင်ထားတဲ့ရဲတဲ့ချက်တည်းကသူကားဘေးကိုချင်းကပ်လာပြီးကားမှန်ကိုခောက်တယ်ကိုဘသားကကားမှန်ကိုချပေးလိုက်ပြီးရိုးသေးပြုံးတစ်ခုကိုဖမ်းနေတယ်ဘယ်ကပြန်လာလဲရင်မောင်းလိုက်စင်းနဲ့ကားစာကိုပြပါရဲတဲ့ချက်ကခမ်းမမအတန်းနဲ့မိတယ်ဟုတ်ကဲ့ဆရာတမိုင်းဘက်ကနေခရီးတယ်ပို့ပြီးပြန်လာတာပါကြော်ရီကိုဘသားကသူရင်မောင်းလိုက်စင်းနဲ့အထောက်အထားတွေကိုလှမ်းပေးတယ်ရဲတဲ့ချက်ကလိုင်းစင်ကိုဓမီနဲ့ထိုးကြည့်ကိုဘသားရဲ့မျက်နှာကိုအသေးချာအကိတ်ခတ်တယ်အဲ့ဒီအချိန်မှာပဲအခြားရဲတယောက်ကကားရှိကန်နဲ့နောက်ခန်းတွေကိုဓမီနဲ့ထိုးကြည့်တယ်ထိုရက်ကကားရှိကန်ဘယ်ဘက်မှန်ကိုဓမီနဲ့ထိုးကြည့်လိုက်ပြီးရုတ်တရက်ရက်တက်သွားတယ်ဟေးဒီကားမှန်ကအစ်စ်လဲတာလားကျန်တဲ့ကားမှန်တွေကဖုံနေပေးနေပေမဲ့ဒီတစ်ချက်တည်းကပြောင်းလက်နေထိုရက်ကတန်တရားတကြီးအော်ပြောလိုက်တယ်ကိုဘသားရဲ့နှလုံးသားတခဏမြရက်တန်သွားသလိုခံစားရတယ်သို့တော့သူ့ရဲ့လူသမားအုံနောက်ကတော့ချက်ချင်းအလုပ်လုပ်တယ်အော်ဟုတ်တယ်ဆရာလွန်ခဲ့တဲ့2 ရက်လောက်ကညဘက်လမ်းထိပ်မှာကားရထားတာရက်ခေါ်တဲ့ကခလေးတွေရမ်းဖြစ်ပြီးခဲနဲ့ပေါက်ကြရင်လည်းကျွန်တော်ကားမှန်လာမှန်လို့ကွဲသွားတာပါအဲ့ဒါမနေ့ကမှဘွေးရင်အောင်ဘက်မှာသွားလေတာပါဆရာကြီးကားဆရာဝက်ကလည်းရှားသမျှနဲ့မှန်မိုးတယ်ကြောက်နေပါပဲ
ကိုဘတကသနာစရာကောင်းတဲ့အတန်းနဲ့ညီးတွားပြတယ်ရဲတဲ့ချက်ကမျက်မှောင်ကျသွားပြီးကိုဘတကိုပို့ပြီးဆက်ကြည့်တယ်ခမရနေမကောင်းဘူးလားရဲနာကလည်းတွေးဆုံနေတယ်လို့ပဲပြီးတော့ချွေးလည်းထွက်နေရဲတဲ့ချက်ရဲ့တမီးအောင်ကကိုဘတကြီးကိုလုံးပေါ်သို့ရွေးလျားသွားတယ်အဲ့လိုဆိုပြင်သူ့ရဲ့ဘက်လက်မောင်းပေါ်ကိုတမီးအောင်ရောက်သွားတဲ့အချိန်မှာတော့ကိုဘတအသက်ရှူဖို့တာမိသွားခဲ့ပြီအဲ့ဒီလက်ချေဝတ်ထားပေမဲ့ရောင်ကိုင်းနေတဲ့လက်မောင်းရဲ့ပုံစံကအနေငယ်သိတာပါတယ်ဟုတ်တယ်ဆရာအခုရပိုင်းမိုးမီလာလို့အဖျားနဲ့ဝင်းကျင်နေရဒါကြောင့်စောစောအိမ်ပြန်လာတာပါကိုဘတကချားဟိုင်အတန်ကိုတုံရင်အောင်ပြောတယ်ရဲတဲ့ချက်ကသူ့ရဲ့လိုင်စင်ကိုပြန်ပေးတယ်ကဲသွားတော့ညဘက်တည်းပြင်သိမ့်မထွက်နဲ့အခုတော့လူသမားတယောက်ကတက်စီနဲ့လှည့်နေရလို့တရင်ရတယ်မင်းတို့ကားသမားကြီးလဲကိုယ့်ကိုဝယူဆိုင်ကြဟုတ်ကဲ့ဆရာကျေးဇူးတင်ပါတယ်ကိုဘတကကားမှန်ကိုတင်လိုက်ပြီးကားကိုတဖြည်းဖြည်းမောင်းထွက်လာတယ်တရားအစင်းကိတ်ကိုကျော်လွန်သွားတဲ့အချိန်မှာတော့သူကလေဘူးကြီးတစ်ချက်ကိုမှုတ်ထုတ်တယ်ကတ်စတီယာရင်ကိုကင်ထားတဲ့လက်တွေကတုံရီလို့နေတယ်မင်းနဲ့မင်းနဲ့စင်းဆိုင်တွေ့ခဲ့ရတဲ့အခိုက်တက်မှာသူကလက်မြောက်သွားခဲ့ပြီးတော့ထင်းလိုက်တယ်သို့တော့သူထင်းတယ်လို့လွယ်ကူမနေခဲ့အဲ့ဒီမနက်ခင်းအေးစိန်ရဲစခန်းမှာတော့ဦးကျော်ကမင်းညာကကိတ်ကနေတင်မြလာရေးစရင်တွေကိုဖတ်တယ်ဆရာမင်းညာကအောင်စီရတရားကိတ်မှာရှစ်မှန်တင်လဲထားတဲ့ပရိုဘောက်အဖြူတစည်းကိုတော့စစ်ဆေးခဲ့တယ်ရှင်မောင်းနမကဘာတတ်ပါမှန်ခွဲတာကခလေးတွေကဲနဲ့ပေါက်လို့အကြောင်းပြသွားတယ်လက်ထောက်ရဲရရှိကအစီရင်ခံတယ်ဦးကျော်ရဲ့မျိုးလုံးတွေကလက်ခနဲ့ပြသွားတယ်ဘာတက်စီသမားမှန်တဲ့လဲတာတယ်သူကစပွဲဘောကငါထက်ရဲ့အမှုတဲ့ဖိုင်ကိုကောက်ကြိုက်တယ်ငါထက်ညဘက်လိုက်သွားတယ်ပရိုဘောက်အခင်းပြတဲ့နေရာကမှန်ခွဲစားတယ်ပြီးတော့မှန်တဲ့လဲတာတဲ့ကိုပတဲ့ကဒီကောင်ခလေးတွေကဲနဲ့ပေါက်တယ်ဆိုတဲ့အကြောင်းပြချက်ကသိပြီးရိုးရှင်းလို့လေပြီးတော့ငါထက်ပြောက်သွားတဲ့ညကလည်းလှိုင်းသားရအင်းစိန်လမ်းကြောင်းမှာပဲအဲ့ဒီလူကိုညချင်မပြစောင့်ကြည့်ဖို့လုပ်မယ်ဦးကျော်ကစမက်ချက်ချတယ်အခုတည်းသူ့လိပ်စာကိုစုံစမ်းပြီးတော့ရဲဝတ်နဲ့ရင်းနေရကိုသူ့အိမ်နာမှာအချင်းချင်းစောင့်ကြည့်ခိုင်းတာသူ့ကိုတော့ခုချက်ချင်းတော့မဖတ်နဲ့အောင်ခိုင်လုံနဲ့တက်တေထောက်တာတော့လို့တယ်ပါရဲကိုဖတ်ရင်သူ့အမလုံးမဲ့ချင်းကိုစောင့်ရမယ်အေးဆက်တဲ့ရန်ကုန်ညတွေအမောင်လူထဲမှာလူမိုက်တွေဓမြတွေကိုတိတ်တဆိတ်အမဲလိုက်ခဲ့တဲ့မိုးစုကဘာသက်တရားဟာယခုတော့ဥပဒေရဲ့မျက်စိရောက်ကိုတက်တက်ကြီးရောက်ရှိသွားခဲ့ပါသူကနောက်ထပ်ခြေလမ်းမှားလိုက်တာနဲ့တပည့်နဲ့လောင်ကြိုက်တဲ့ကိုအပိတိုင်ရောက်သွားတော့မယ်ချင်းဒီကိုရင်ဆိုင်နေရပြီဖြစ်ပါတယ်လှိုင်းသားရကျေစသားလက်မကြီးပေါ်မှာဘိုးဘွဲလေးကြနေတယ်မနေ့၈နာရီဝန်းကျင်အချိန်ဖြစ်သွားလဲနေအောင်ကြီးကိုမမြင်ရပဲကောင်းဝင်တကူတော့ခဲအောင်အောင်မိုင်းနေတယ်ကိုဘသက်တရားသူ့ရဲ့ပုံမှန်အတိုင်းရက်ခွက်ထိတ်ကလက်ဖက်ရည်ဆိုင်မှာထိုင်နေတယ်သူရှိမှတော့လက်ဖက်ရည်ပုံမှန်တစ်ခွက်နဲ့ဒီချဝေးတစ်ချောင်းရှိပေမဲ့သူကတိတ်ပြီးစားကျင်တောက်ချင်စိတ်မရှိတာသူ့ရဲ့ဘယ်ဘက်လက်မောင်းကတန်ရဟာပရိစီဝါဆေးတွေတောက်ထားတဲ့ကြားကပဲကြိုက်ခဲလို့နေပြီးတကူလုံးလည်းထားကျင်သလိုလိုအိုက်ဆက်ဆက်ဖြစ်နေတယ်သို့တော့သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာနာကျင်မှုတက်ပိုးပြီးသူ့ကိုဒုက္ခပေးနေသည်ကတော့စိတ်ပိုင်းဆိုင်ရာဖိအားတွေပါမင်းညကအောင်သေးရတရားထိပ်မှာရဲတွေစစ်ဆေးတာကိုခံရပေးခဲ့တဲ့ကသူ့ရဲ့စက်တမအာယုံကအနေငွေတက်ကိုအပြည့်နဲ့ခန်းစားနေရတယ်သူကလက်ဖေးကွက်ကိုနှခမ်းမှာတီးရင်စမ်းရှိလက်မဘော်ကအသွားလာတွေကိုမျက်စိကစားတယ်ထိုအချိန်မှာပဲသူ့ရဲ့ဆူချတဲ့အမြင်အာယုံကပုံမှန်မဟုတ်တဲ့အရာတစ်ခုကိုတွားပြီးတတိထားမိတယ်တပည့်ဆိုင်ရဲ့မျက်လက်ချင်းဆိုင်လက်နှစ်ဘက်ကကိုယ်ကဆိုင်ပေးမှာဆိုင်ကယ်စီးရထားပြီးလူနှစ်ယောက်စကားပြောနေကြတယ်သူတို့နှစ်ယောက်လုံးကရုပ်ဝတ်တွေဝတ်ထားပေမဲ့သူတို့ရဲ့ရက်တီပုံညလုံးအကြည့်တွေနဲ့ခန္ဓာကိုယ်အနေထားတွေကတာမန်ရက်သွားတွေနဲ့လုံးဝမတူတယောက်ကသတင်းစာကိုဖတ်ချူနေရဆောင်ပေမဲ့သူ့ရဲ့မျက်လုံးတွေကသတင်းစာပေါ်မှာမရှိပဲလက်ဖက်ရည်ဆိုင်မှာရောက်နေရဆိုတာကိုကိုဘသက်တရားအတက်သိလိုက်တယ်သူ့ရဲ့ရင်မထဲမှာအင်းဆက်တဲ့ခံစားမှုတစ်ခုထပ်ပြေးသွားတယ်ရဲတွေသူ့နောက်ကိုကတ်နေပြီဆိုတာသိကြတော့ပါပြီမင်းညကတရားပေါ်မှာစစ်စစ်ခံရတဲ့ကိစ္စတိုက်ဆိုင်မှုတသက်မဟုတ်ပဲသူ့ကိုတမိန်ပြစ်မှတ်တာစောင့်ကြည့်နေတာဖြစ်ရမယ်လို့ကောက်ချက်ချတယ်သူကကားမှန်ကိုသွားလဲခဲ့တယ်ပြီးရင်ဝက်ဆော့ဆေးရကိုမျိုးကများရဲကိုတင်းပေးလိုက်လီသလားဆိုတဲ့တန်တရားကလည်းခေါင်းနဲ့သဝင်လာတယ်ကိုမတကထိတ်လန့်သွားတဲ့ပုံစံလုံးဝမပြပဲလက်ဖက်ရည်ကိုအေးစစ်စစ်ဆက်တတ်တယ်သူ့ရဲ့အုံနောက်ထဲမှာတော့အစီအစဉ်တွေကိုလျှက်ရပြအမြန်လုံးနဲ့ဆွဲနေပြီရဲတွေကသူ့ကိုရခုချက်ချင်းလာမဖမ်းသေးတာကိုကြည့်ရင်ခိုင်လုံးနဲ့တက်သေးတော့တာမရသေးလို့ဆိုတာကိုထင်ရှားပါတယ်သူတို့ကသူ့ကိုအမလုံးမရဆွဲကြည့်နေတာဖြစ်ပါတယ်သူကလက်ဖက်ရည်ဆိုင်မှာထွက်လာပြီးအိမ်မက်တို့တဖေးဖေးလမ်းလျှောက်ပြီးပြန်တယ်နောက်ကျောဘက်ကနေသူ့ကိုအကဲခတ်နေတဲ့မျိုးလုံးတွေကိုခန်းစားနေရတော့လေသူကတစ်ချက်လေးအောင်လှည့်မကြည့်အိမ်ရောက်တာနဲ့စနကားကိုအသေးချပိတ်ပြီးအိမ်ထဲဆိုဝင်တယ်အိမ်ထဲရောက်တာနဲ့သူ့ရဲ့ဟန်ဆောင်ထားတဲ့
တည်ငြိမ်မှုတွေအားလုံးတူကြတော့ကနေရာကိုမီးအသက်ကိုပြင်းပြင်းရှုတယ်ယခုအခြေအနေကအတော်လေးဆိုးရပါလေအိမ်ကောင်းမင်းနဲ့ချက်မှာဟောထားတဲ့350ကသူ့အတင်မင်းရဲ့လက်မှတ်တစ်စောင်ဖြစ်နေခဲ့ပါပြီတကယ်လို့ရဲတွေသာဝင်ရောက်ရှာဖွေပြီးထုံငွေတွေကိုသာတွေ့ရင်သူဘယ်လိုမှညင်ရတော့မှာမဟုတ်ပြီးတော့သူ့လက်မကတရားရဲတွေကသူ့ကိုဖမ်းပြီးခန္ဓာကိုယ်ကိုစစ်ဆေးရင်လက်ထက်နဲ့လုံတွေတပ်ပုတ်စင်ကရခဲ့တဲ့တားရှာတရားကိုတွေ့တော့မှအသေးစားပါသူကအိမ်ထဲမှာဒီအတိုင်းထိုင်ဆောင်နေလို့မဖြစ်တော့တခုခုလုံမရတော့ပြီသူကအိမ်နောက်ဘေးကတော့ထွက်ပြီးအချင်းတွေကိုကဲခက်ကြည့်တယ်အိမ်နောက်ဘေးကခြုံနေထူနေတဲ့ရေခွက်လာတစ်ခုနဲ့ဆက်နေပြီးအဲဒီကနေတခြားရက်ကွက်လမ်းသွယ်တွေကိုပေါက်ထွက်လို့ရပါတယ်အရက်ဝက်ရဲတွေကအင်ချစ်လက်မဘက်ကနေပဲစောင့်ကြည့်နေရဖြစ်လို့အိမ်နောက်ဘေးကထွက်ရင်တော့လွတ်နိုင်ကြီးရှိတယ်သို့တော့သူပဲဟိုတော့မလဲ350ကိုဘယ်လိုတည်ရမလဲထိုမီကနေကသူကောင်းထဲမှာပဲ့တင်ထက်လို့နေတယ်အဲဒီနေ့တနေ့လုံးကိုဘတ်တဲ့အိမ်ထဲကနေအပြင်ကိုလုံးဝမထွက်တော့ကားကိုလည်းအိမ်ရှိမှာပဲဒီတိုင်းရက်ထားတယ်သူကအိမ်ထဲမှာနေရင်ထွက်ပြေးဖို့အတွက်လိုအပ်တဲ့အရာတွေကိုစစ်စစ်စီပြင်ဆင်တယ်ကျော်ဖို့အိမ်အဟောင်းတစ်လုံးနဲ့ကိုအဝတ်စားနဲ့စုံကိုပိုင်မဟုတ်နေနဲ့လိုအပ်သောစေဝါတချို့ကိုထည့်တယ်ပြီးတော့မျက်နှာချက်ပေါ်ကိုတက်ပြီးပလတ်စတစ်နဲ့အသေးချာထုတ်ပိုးထားတဲ့350ပါတဲ့တရေအိတ်ကိုအောက်သူချတယ်အဲ့ဒီအိတ်ကိုလည်းကျော်ဖို့ရောက်ချိန်မှာအသေးချာထည့်ပြီးအဘော်ကနေအဝတ်စားတွေနဲ့ဖုံးတယ်သူ့ရဲ့လက်ဆွဲတော်တမဏီကွာကြီးတောက်ကိုတော့အိတ်ထဲသို့ထည့်မသွားပဲအိမ်သာနောက်ဘက်ကမြေကြီးထဲမှာလက်နဲ့တူပြီးပြုတ်ပစ်တယ်ဒီလက်နဲ့သာသူ့စီမှာမိသွားရင်အမှုကလုံးဝပြပြသွားမှသိကြပါတယ်အရာအလုံးအသင့်ဖြစ်နေပေမဲ့သူအခုချက်ချင်းထွက်ပြေးလို့မရသေးငင်ကင်းမလင်းအောင်မှထွက်ပြေးလျင်အလွယ်တကူမျက်စိကျစရာကောင်းပါတယ်ညမှန်ကိုစောင့်ရမယ်မိုးရတဲ့ညတညဆိုရင်တော့သူ့အတွက်အကောင်းဆုံးခွင့်ရပါသူကဗတင်းမှမှန်ကြကားတဲ့စဉ်အပြင်းမဲ့သို့ချောင်းကြည့်တယ်ရင်းနှီးကတော့နေရာမပြောင်းပဲသူ့ရဲ့အိမ်ကိုစောင့်ကြည့်နေတဲ့ဖြစ်ပါတယ်အချင်းတွေကတိတ်ကိုနေကိုလွန်ပါတယ်အင်းစင်ရဲစခန်းမှာတော့စုံစမ်းစစ်ဆေးရရှိဦးကျော်ရဲ့မျက်နှာဟာအတော်လေးတင်းမာနေတယ်သူရှိကဇွဲပေါ်မှာတော့ကိုဘတဲ့ကိုရေးရဆိုရင်လန်သားရကသူ့ရဲ့တပ်ပုံလေးနဲ့ဘေးနာဝက်ရှော့ကကိုမျိုးစီကရလာတဲ့ထွက်ဆိုကြမှတ်တမ်းတွေပြန်ကျဲလို့နေတယ်မနက်ထဲကဦးကျော်ကိုယ်တိုင်ဘေးနာပွဲရုံနံပါတ်သို့သွားပြီးဝက်ရှော့စရာကိုမျိုးကိုဖိအားပေးစစ်ဆေးခဲ့တာဖြစ်ပါတယ်ကိုမျိုးကအစာပိုင်းမှာတော့ဘာမှမသိဘူးလို့ညှင်းဆိုခဲ့ပေမဲ့ဦးကျော်ရဲ့ဆူကြတဲ့အမိမြန်နေအောင်မှာနောက်ဆုံးတော့လည်းအမှန်တိုင်းထွက်ဆိုခဲ့ရတယ်ကိုဘတဲ့ဒါလဲတော့တဲ့ကားမှန်မှာတွေးခွက်တွေပေးနေရကိုမြင်ရခဲ့ကြောင်းကိုဘတဲ့ရဲ့အမူအရာကအတော်လေးလောနိုင်နေကြောင်းကိုမျိုးကထွက်ဆိုခဲ့ပါတယ်ဆရာအခုဆိုလို့ရှိရင်တက်တီထောက်တာတွေကအတော်လေးခိုင်လုံနေဘရင်တော်ကထွက်ဆိုကြအောင်စရာတရားကမှတ်တမ်းပြီးတော့ငါထက်ရဲ့အလောင်းတွေတွေ့တဲ့အချိန်ကိုဘတဲ့ကားမှန်လာလဲတဲ့အချိန်တွေကအဝင်ကိုကြဖြစ်နေသူ့ကိုအခုဖမ်းဝရမ်းထုတ်ပြီးဝေးဖမ်းလိုက်ရင်ကောင်းမယ်ထင်တယ်လက်ထောက်ရဲဦးကအကြမ်းမျိုးတယ်ဦးကျော်ကကောင်းခါတယ်မလောနဲ့အောင်ဒီကောင်ကတာမန်ရာဇဝတ်ကောင်မဟုတ်ဘူးအတော်လေးပါနေပြီအေးဆက်တဲ့ကောင်မျိုးငါထက်လို့လူမိုက်ကိုတော့အလွယ်တကူတတ်နိုင်တဲ့ကောင်ဆိုတော့သူ့မှာတခြားစီစဉ်ရှိနိုင်တယ်အခုအရက်ဝတ်ရဲတွေစောင့်ကြည့်နေရကိုလဲသူရိမ့်မိတာသူ့ကိုဖျားမှုဆိုရင်အိမ်ထဲကိုရုတ်တရက်ဝင်စီးမှရပြီးတော့သူ့အိမ်ကိုရှာဖွေခွင့်ဝရမ်းမှာတခါတည်းယူရမယ်350ကိစ္စကအခုဒီလဲပြောင်းနေတော့အဲ့ဒီငွေတွေသူ့အိမ်မှာတော့ရှိတော့တယ်ဦးကျော်ကလက်ပတ်နိုင်ကိုကြည့်တယ်ညနေတနာရီထိုးနေပါပြီကောင်းကင်ကပေါ်ပြီးမဲမောင်လာပြီးမိုးသက်လေးပြင်းတွေစတင်တိုက်ခတ်တယ်တရားသူကြီးစီကရှာဖွေခွင့်ဝရမ်းကိုအခုတင်သွားယူည8 နာရီလောက်မှာငါတို့ကိုယ်တိုင်လှမ်းသားရကိုစစ်မယ်နေမြေကန်ရဲစခန်းနဲ့ရက်ခွက်အုပ်ချုပ်ရေးမှုပါတခါတည်းအကြောင်းကြားဒီကောင်လွတ်သွားလို့မဖြစ်ဦးကျော်ကအမိန်ပြတယ်တပတ်မှာတော့လှိုင်သားရရဲ့သူ့ရဲ့အိမ်လေးထဲမှာကိုဘသက်တယောက်အမောင်းထဲမှာညီသက်စွာထိုင်နေလှည့်စင်မီကပြတ်နေပြီးအပြင်းမှာတော့မိုးတွေဟာတဲတဲမဲမဲရွာသွန်းနေပါတယ်မိုးချိန်တန်တွေလေတိုက်တန်တွေကဘဝဝင်ကျတစ်ခုလုံးကိုစူညံနေစေတော့ဒါဟာသူ့အလိုချင်ဆုံးအခြေအနေပါမိုးတန်လေးတန်တွေကသူ့ရဲ့လှူရှားမှုအတန်တွေကိုဖုံးကွယ်ပေးမှဖြစ်တယ်လို့ရဲတွေရဲ့အာယုံစွဆိုင်မှုကိုလည်းအနောက်ကျဖြစ်စီမှာပါည9 နာရီခွဲလောက်မှာကိုဘသကကြောပွေးတလုံးကိုလွှဲတယ်အနဲ့ရောင်အင်ကြီးတဲကိုအိုးစင်လိုက်ပြီးခေါင်းစုပ်ကိုပါအသေးချာဆွတ်တယ်သူ့ရဲ့အရှိပရင်းမောက်ကနေအပြင်းမဲ့ဆုံးနောက်ဆုံးအကျဉ်းပြေးချောက်ကြည့်တယ်မိုးတွေရရွာနေရကြောင်းရင်းနှစ်ယောက်ကကွန်အဆိုင်ဘေးကအမိုးအောင်မှာမိုးခိုနေကြပြီးလမ်းဘက်ကိုတိတ်ပြီးအာယုံမြောက်ကြကိုဘသာနောက်ဝေးတကားကိုအတမတော့တဖြည်းဖြည်းဖွင့်တယ်ဝေးရီတွေကသူ့ရဲ့မျက်နှာပေါ်ကိုချက်ချင်းရိုက်ခတ်တယ်သူကအိမ်နောက်ဘက်စီကနေရှုံးမထူနေတဲ့မြေလွတ်ထဲကိုတိတိစိတ်စဉ်းစားတယ်လမ်းလုံးဝမမြင်ရလောက်အောင်မောင်းမိုင်နေပေမဲ့ဒီရက်ကွက်ရဲ့အနေထားကိုအလွတ်ရနေတဲ့သူ့အတွက်တော့အခက်အခဲမရှိပါဘူးခြုံနယ်တွေကိုတိုးဝရင်အမိုက်ပုံတွေကိုရှောက်ရှားရင်ရ
ရက်ကွက်ရဲ့နောက်ကလမ်းသွယ်တစ်ခုစီတော့ရအောင်အမြန်လျှောက်သွားတယ်သူ့ရဲ့ရေချက်ကတော့တကုံးရီဟာအဝေးကြီးကဝင်းစီတော့တောက်ဖို့ဖြစ်ပါတယ်အဲဒီကနေတစ်စင်းနေဘက်ကိုထွက်ပြီးပုံးချောင်မှုစီစဉ်တယ်အမောင်းကတန်ရကအတော်လေးနာကျင်နေပေမဲ့ရှင်တန်လိုစိတ်ကသူ့ကိုခွန်အားတွေပေးတယ်ရှမရီတပေပေနဲ့လူသားလူလာမရှိတဲ့လမ်းသွယ်လေးတွေထဲမှာကိုပါသက်တရားလွတ်မြောက်ရလမ်းကိုရှာဖွေရင်းပြေးလွှာနေပါတယ်နန်းရှင်နိုင်တီတီအချိန်မှာဦးကျော်ဦးဆောင်တဲ့ရဲတပ်ဖွဲ့ဝင်6ယောက်ခန့်ပါဝင်တဲ့ကားနှစ်စီးဟာလှိုင်သာယာကျန်းစစ်သားလက်မကြီးပေါ်ကနေကိုပါသက်နေထိုင်ရာရက်ွက်တဲ့သူအရှိန်နဲ့မောင်းနေဝင်ရောက်လာပါတယ်မိုးတွေကရွာသွန်းနေစေဖြစ်ပြီးလမ်းမတွေပေါ်မှာရေတွေဟာအိုင်နေတယ်ကိုပါသက်ရဲ့အိမ်ရှိလမ်းသွယ်လေးထိပ်သို့ရောက်တဲ့အခါမှာတော့ကားတွေကိုထိုးရတယ်ဦးကျော်နဲ့ရဲတပ်ဖွဲ့ဝင်တွေကကားပေါ်ကနေအမြန်ဆင်းလာပြီးကိုပါသက်ရဲ့အိမ်ကိုဝေးရနာတယ်အိမ်ရှိမှာစောင့်ကြည့်နေတဲ့အရက်ဝေရဲနှစ်ယောက်ကလည်းဦးကျော်အနီးသို့ရောက်လာတယ်ဘယ်လိုရှိလဲဒီကောင်အိမ်ထဲမှာရှိသေးလားဦးကျော်ကမိုးရဲထဲမှာအတန်ကိုမြင့်ပြီးမေးတယ်ရှိပါတယ်ဆရာတနေ့လုံးလည်းအပြင်မထွက်ပါဘူးမိပြက်လို့အိမ်ထဲမှာလည်းမှောက်နေရကားကလည်းအိမ်ရှိမှာပဲရှိပါတယ်ရက်ဝေရဲတယောက်ကပြန်ဖြစ်တယ်ဦးကျော်ကကောင်းချင်းပြပြီးအိမ်တကားစီသို့ရှောက်သွားတယ်သူကတကားကိုလက်ဖြည့်ပြင်းပြင်းထုတယ်တကားပွင့်ရဲပါရှာဖွေခွင့်ဝရမ်းပါတယ်အတန်ကျဲပြင်းအော်ပြောတယ်အိမ်ထဲကနေဘာသာမှပြန်မကြရဝင်ချင်းတဲ့ချက်ကကောင်းငယ်မှာဟိမ့်ထွက်သွားတယ်ဦးကျော်ကနောက်တစ်ချိန်အပြည့်တကားကိုထုတယ်ဘာတော့မှမရတဲ့ဆုံးမှာတော့ဦးကျော်ကရဲတပ်ဖွဲ့ဝင်တွေကိုကောင်းဆက်ပြတယ်ရဲနှစ်ယောက်ကအိမ်တကားတွေကိုချရမိအားကုန်ကန်ကြတယ်ဟောက်တဲ့နေပြီဖြစ်တဲ့ဒေသတကားကြီးဟာဖတ်တာတွေပြုတ်ထက်ပြီးအတွင်းဘက်ကိုပွင့်ကျသွားတယ်ရဲတွေကဓမီတွေထိုးပြီးအိမ်ထဲသို့ဝင်ရောက်တယ်အကုန်လုံးမလုံနဲ့လက်မြောက်တာဒါပေမဲ့အိမ်ထဲမှာဘယ်သူမှမရှိအဲကမိဖို့ကြောင့်အားလုံးကိုအနံ့လိုက်ရှာပေမဲ့ကိုဘတဲ့ရဲ့အရေးရမှုတော့မတွေ့ရအိမ်နောက်ဘေးတကားကတော့ပွင့်ဟာနေပြီးလေတွေတိုက်ခတ်တိုင်းတကားရောက်ကနေရန်ကိုရိုက်မိကတည်မိနေတယ်ဆရာဒီတော့အိမ်တော်ဝိဘက်ကနေထွက်ပြေးသွားပြီတင်တယ်လက်ထောက်ရဲဦးကအိမ်တော်ဝိကနေလန့်အောင်ပြောတယ်ဦးကျော်ကဒေါသလက်ကြီးနဲ့ချစ်တဲ့ချာဆုတ်သွားလိုက်တယ်သူတို့ရဲ့ခြေတလန်းနောက်ကျသွားခဲ့ပြီဒီကောင်ကမိုးရနေတဲ့အချိန်ကိုအခွင့်ကောင်းယူပြီးရဲတွေရဲ့မျက်စိအောက်ကနေထွက်ပြေးလွတ်မြောက်သွားခဲ့တာဖြစ်ပါတယ်ပေါဝင်းကျင်ကိုအမြန်ပိတ်ဆို့သူတိတ်ဝေးရောက်နိုင်တယ်မှလည်းမဟုတ်ဘူးရဲကအုပ်ချုပ်ရေးမှုကိုဆက်သွယ်ပြီးလမ်းထိပ်တွေအကုန်လုံးမှာကိတ်ချလာလေဦးကျော်ကအမိန်ပေးတယ်ရဲတွေကအိမ်နောက်ဘေးဘက်တော့ဓမီတွေထိုးပြီးခြေရကမ်းမှုကြိုးစားတယ်သို့သောမိုးကတဲထန်စွာရောင်းနေတာကြောင့်ရှုမရီတွေကခြေရတွေဟာချက်ချင်းစသလိုပြောက်ကွယ်သွားပြီးဘယ်ဘက်သို့ထပ်ပြေးသွားသည်ဆိုတာကိုတော့လုံးဝခံမှတ်လို့မရနိုင်အောင်ဖြစ်နေပါတယ်ဦးကျော်ကအိမ်ထဲသို့ပြန်ဝင်လာပြီးရှာဖွေမှုတွေဆက်လုပ်ဖို့ညွှန်ကြားတယ်အိမ်တိုင်လုံးကိုပိုက်စစ်တိုက်ရှာတော်တယ်ထောက်တာတခုခုကြားခဲ့တယ်ရဲတွေကအိမ်ခန်းတွေကိုအသေးချာရှာဖွေကြတယ်မကြခင်မှာပဲအိမ်ခန်းတွေကနေအမိုက်ပုံးတစ်ခုထဲမှာသွေးတွေပေးချနေတဲ့ကွန်းစားတွေနဲ့ပတ်တီဟောင်းတွေကိုတွေ့ရှိရတယ်ဆရာဒီမှာကြည့်ပါဦးသူတန်ရရပုံတော့ရတယ်သွေးတွေကမချောက်သေးဘူးဦးကျော်ကအဲ့ဒီသွေးစွန်းနေတဲ့ကွန်းစားတွေကိုကြည့်ပြီးကောင်းကြည့်လိုက်တယ်ငါထက်နဲ့ဖြစ်တော့မှရခဲ့တဲ့တရားဖြစ်လိမ့်မယ်သူတန်ရရတဲ့ဆိုတော့အဝေးကြီးသွားနိုင်မှာတော့မဟုတ်ဘူးအဲ့ဒီအချိန်မှာအိမ်ကောင်ပုံမျက်နှာချက်ကိုဓမီပြထိုးကြည့်နေတဲ့ရဲတယောက်ကအော်ပြောတယ်ဆရာဒီပေါ်မျက်နှာချက်တစ်ချက်ကဟာနေတခုခုဖွက်ထားတဲ့နေရာနဲ့တူတယ်ရဲတယောက်ကခွေးချီကောင်တစ်ခုကိုယူပြီးမျက်နှာချက်ပေါ်သို့တက်ကြည့်တယ်သို့သောထိုနေရာမှာဘာမှမရှိတော့ဖုန်နေလေးလိုက်တက်နေတဲ့ကြားမှာဘေးရောင်ပုံစံနေရာတစ်ခုကိုသာတွေ့ရတယ်ဘာမှမရှိတော့ဆရာဒါပေမဲ့မကြခင်ကပစ္စည်းတစ်ခုကိုယူသွားတဲ့ပုံစံမျိုးတွေ့ရတယ်ဦးကျော်ကတပြင်းချတယ်သူလိုချင်တဲ့အဖြေကိုရသွားပါပြီငွေ350ကိုသူယူသွားပြီဒီငွေပါသွားတယ်ဆိုရင်တော့သူပြီးဝါကိုထွက်ပြေးတာပဲဖြစ်ဖြစ်နေဝေးတစ်ခုကိုပြေးတာပဲဖြစ်ဖြစ်လုံနေတယ်လေးစိတ်ငွေပြေးကားဝဲရထားပူတာအကုန်လုံးကိုသူ့ရဲ့တက်ပုံနဲ့တော့အရေးပေါ်တဲ့ပို့လိုက်ရန်ကုန်မြို့ရဲ့မိုးတဲ့တန်းနဲ့ညတညမှာအမဲလိုက်ပွဲကြီးဟာပုံမပြင်းထန်လာပါပြီကိုဘတာယခုဆိုရင်တာမန်တစီသမားတယောက်မဟုတ်တော့ပဲလူသက်မှုလူရက်မှုတွေနဲ့အလိုရှိနေတဲ့တေကံမြေတယောက်ဖြစ်တရားဝင်တတ်မှတ်ခံရပါသူနဲ့ရဲတွေကြားကအပြန်လိုက်တန်းပြင်းတဲ့ကစားဝဲဟာအခုမှအချိန်မြင့်ဆုံးလို့ရောက်ရှိလာပြီဖြစ်ပါတယ်ဝိုးတဲ့မှာရှုံးပွက်တွေတပေပေနဲ့ပြေးလွှားနေရတဲ့ကိုဘွားသက်တယောက်ဆိုင်သားရစက်မှုဆောင်နောက်ဘက်ကသူများဟောင်းကြီးတစ်ခုနှစ်ပိတ်လို့ရောက်ရှိလာတယ်ရဲတွေကကားလက်မတွေအကုန်လုံးကိုပိတ်ဆို့ထားလိုက်ပြီးဖြစ်ရသူကကားလက်ငါသွားလို့မရသူရဲ့တခုတည်းသောလမ်းကြောင်းကရွှေပြည်သာဘက်သို့ကူကိုဒီတူးမြောင်ကိုသာဖက်ကြော်ရမှာဖြစ်ပါတယ်တူးမြောင်ထဲမှာကမိုးရီတွေကြောင့်ရေကြီးနေပြီးအမိုက်တွေပလတ်စတစ်အိတ်တွေမျောပါလို့နေတယ်ရေစီးကလည်းအတော်လေးတန်းနေ
ကိုဘာသာရေတဲကိုဆင်းလိုက်တာနဲ့အေးဆက်တဲ့တန်ကအယိုးရက်ဒီစိတ်ဝင်သွားတယ်ရေဟာသူ့ရဲ့ခါလောက်ဒီနဲ့နေပြီးရွှွနေကြောင်းလမ်းလျှောက်လာတာအတော်လေးခက်ခဲပါတယ်သူ့ရဲ့ဘယ်ဘက်လက်မောင်းကဓာတ်ရှာတန်ရဟာရေမြောင်းနဲ့ကညစ်ပတ်တဲ့ရေတွေဝင်သွားတဲ့အခါမှာတော့မခံမရနိုင်အောင်ဆူရှာနာကျင်လာတယ်သူကအန်ကိုတင်းတင်းကြိတ်ပြီးကျောပွေကိုရေမစွာကောက်ပေါ်မှာတင်းကရေစည်းကိုစမ်းပြီးတပတ်ကန်းတို့ရောက်အောင်ခက်ခက်ခဲခဲကုခက်ခဲ့ရပါတယ်တပတ်ကန်းတို့ရောက်တဲ့အခါမှာတော့သူကမြေကြီးပေါ်မှာမှုတ်လျက်လဲကျသွားပြီးအသက်ကိုလွတ်ရှူရတယ်ဘယ်ကိုယ်လုံးတုံရင်နေပြီးအဖျားကလည်းတိတိတသာတက်လာပါပြီသို့တော့သူဒီနေရာမှာလဲနေတော့မရသူသွားပြီးနေရာရှိတယ်ရွှေပြည်သားအစုံအပြရက်ွက်ထဲမှာလူမိုက်တွေရာဇဝတ်ကောင်တွေကိုတိတ်တိတ်စီးကူပေးတဲ့လိုင်စင်မဲဆရာဝန်တယောက်ရှိတယ်ဆိုတာသူကသိသားတယ်ဒီလက်မောင်းတရားကိုတေချာမကုရင်သူအသက်ရှင်နဲ့လွတ်မြောက်နိုင်မှာမဟုတ်ဘူးဆိုတာကိုဘသက်တယောက်သဘောပေါက်ပါတယ်။ညတကောင်ရဲ့ချိန်လောက်မှာကိုဘသားအောင်မိုင်းနေတဲ့ရွှေပြည်သားရက်ွက်လမ်းတော်ဒီတစ်ခုတည်းကသူ့မို့ပြင်းအောင်ရင်အိုးကြီးတစ်လုံးရှိကိုရောက်လာတယ်။သူကအိမ်တကားကိုအထုတင်ခဲ့တဲ့အနေနဲ့၃ချက်ခောက်လိုက်၂ချက်ခောက်လိုက်လုပ်ပါတယ်။ခဏကြာမှတော့တကားပွင့်လာပြီးအသက်50ဝန်းကျင်လောက်ရှိတဲ့ညမတူတူကြီးနဲ့လူကြီးတယောက်ထွက်လာတယ်။သူကတော့ဆရာမြတ်လို့ရေရောက်လောကမှာနာမည်ကြီးတဲ့ဆရာဝန်ဟောင်းတဦးပါ။ဘာတာမွင်းယုတ်ကလည်းမတာလောက်လို့ပါလားလာမြင်းမြင်းဝင်ဆရာမြတ်ကပဝန်းကျင်ကိုအကဲခံရင်ခေါ်တဲ့နေအိမ်ထဲသို့ရောက်တာနဲ့ဆရာမြတ်ကကိုဘတဲ့အိမ်ကြီးကိုချုပ်ခိုင်းပြီးလက်မောင်းကတန်ရာကိုစစ်စစ်တယ်တန်ရာဆွေရရောင်ကိုင်းနေပြီးကြီးတွေတဲနေပါပြီမင်းတန်ရာကအတော်ဆိုးနေပြီဟိုးနေတာကအတော်ကြပြီးတင်တယ်ငါခွဲစိတ်ပြီးတန်ချင်းလုံးမရပဲဒါပေမဲ့မင်းသိတဲ့အတိုင်းငါစီမကဈေးကြီးတယ်ဆရာမြတ်ကမျက်မှန်ကိုပြင်နေပြောတယ်ရတယ်ဆရာအဆန်တော့ဆရာမလို့ကျွန်တော်ကိုတောက်တောင်လာလုပ်ပေးပါကိုဘကသူ့ရဲ့ချက်ဖို့အိတ်တကနေသွေးစွနေတဲ့ငွေ1000နဲ့အုပ်ကြီးကိုထုတ်ပြီးပြပေးတယ်ဆရာမြတ်ကပတ်စံကိုမြင်တော့ညလုံးရောင်လက်သွားတယ်သူကကိုဘကိုကလေးလုံးပေါ်နေလှည့်ခိုင်းပြီးထုံစိတ်ထိုးပေးတယ်ခွဲစိတ်နေစဉ်အတွင်းမှာကိုဘဟာအိမ်မောကျသွားခဲ့ပြီသူတိပြန်လာတဲ့အချိန်မှာတော့မနက်မိုးလင်းလို့နေပါပြီသူ့ရဲ့လက်မောင်းကိုတန်ရှင်းတဲ့ပတ်တီအသစ်တွေနဲ့ဒေချာစီးနံလာတာကိုတွေ့ရတယ်။အကျဉ်းမှုကလည်းအတော်လေးသက်သာသွားပြီ။သို့တော့သူအခန်းပြင်ဘက်ကနေဆီယာမဲ့ဖုန်းပြောနေတဲ့အတန်ကိုတဲ့တဲ့လေးကြားရတယ်။အေးဟုတ်တယ်ဒီကောင်ငါစီမရှိတယ်။ပတ်စံကြီးလည်းအများကြီးပါလား။ရှဲကိုတရင်ပေးကြီးစူကြရမှာလား။ဒါမှမဟုတ်အတို့မှတန်ငါတို့ရှင်းပြီပတ်စံယူလိုက်ရင်ကောင်းမလား။ကိုကတဲ့နှလုံးသားအိတ်ခဲသွားတယ်။သားရဲ့တကောင်ရဲ့လက်ကနေလွတ်လာခဲ့ပြီမဲ့နောက်ထပ်သားရဲ့တကောင်ရဲ့ကူတဲ့တို့ကိုယ်တိုင်ဝင်လာမိပြီဆိုတာကိုသူကသိလိုက်ရတယ်။ဒီမြောက်လောကမှာဘယ်သူမှယုံကြည်လို့မရဘူးဆိုတဲ့သင်ခန်းစာကိုသူကထက်မှကြုံတွေ့ရပြန်တယ်။သူလည်းလမ်းမရမှာလဲတမဏိကွာကြီးမရှိတော့သူဘယ်လိုဆက်လိုက်ရမလဲ။အခန်းပြင်ဘက်ကနေတက်တက်လေးကြားလိုက်ရတယ်။ဆရာမရဲ့ဖုန်းပြောတဲ့ကြောင့်ကိုဘတဲ့ခန္ဓာကိုယ်ရဲ့သွေးတွေဟာရေခဲလိုအေးဆက်သွားတယ်။သူကအသက်ရှူတမ်းကိုတက်နေတယ်မြ။အိတ်တော့ထိန်တိုင်းကနေ့ပေါ်မှာညီသက်စွာလဲလျောက်နေတယ်။မြောက်လောကရဲ့ရက်ဆက်ရုံမှမှုတွေကိုကောင်းကောင်းသိတဲ့သူဖြစ်တဲ့အတွက်ဒီလိုသစ္စာဖောက်ခံရတာဟာအထူးစံတော့မဟုတ်သို့တော့ကိုယ့်အသက်အနေနဲ့ထိတ်တိုက်ရင်ဆိုင်လာတဲ့အခါမှာတော့လွတ်မြောက်ဖို့နည်းလမ်းကိုအမြဲဆုံးစဉ်းစားရပါတယ်သူ့ရဲ့ဘယ်ဘက်လက်မောင်းကထုံစေအရှိန်ကြောင့်ထုံကျင်နေတော့လဲလှူရှားလို့ရနေပြီသူကညာဘက်လက်နဲ့ဂရီမီကစင်မောတို့အသားရဆန်းကြည့်တယ်စင်မောမှာတမဏိကကြီးတက်လက်နဲ့ခွဲစီုံမှာတုံးတဲ့ဓာတ်ငယ်တစ်လက်ကိုဆက်မိတယ်ကိုကတကဓာတ်ငယ်ကိုစုပ်ကိုက်လိုက်ပြီးလက်ကောက်ဝဲမှာတက်ထားတဲ့ပိုက်ကိုအသားလေးဆက်ပြုတ်တယ်သွေးစားချိုးဂရီမောတို့ကြားသွားပြီမဲ့သူကဂယူးမဆိုင်ခဏကြာမှတော့အခန်းတကာပွင့်လာပြီးဆရာမြတ်ဝင်လာတယ်သူ့ရဲ့မျက်နှာပေါ်မှာတော့ဘာမှမသိတဲ့ဟန်ဆောင်မျိုးတစ်ခုသာတက်ဆင်လာတယ်ဘာတဲ့နိုးနေပြီလားတော့တာရဲ့လားဆရာမြတ်ကမေးဂရီနာတို့ချင်းကလာတယ်ကိုဘတကမျက်လုံးကိုမိတ်ထားဟန်ဆောင်တယ်ဆရာမြတ်ကကိုဘတရဲ့ခေါင်းရင်းနောက်သို့ရောက်လာပြီးဆေးဘက်ကိုကြည့်ဖို့ငုံလိုက်တဲ့အချိန်မှာပဲမျောလင့်မထားတဲ့အဟုန်နဲ့ကိုဘတနေရာကနေရုတ်တရက်ထထိုင်နေသူ့ရဲ့ညာဘက်လက်တွေကခွဲစီကနားငယ်ဟာဆရာမြတ်11တို့ကျော်ရှိရစီတော့တဲ့တဲ့ကြီးရောက်ရှိသွားပါပြီအတန်ချက်ထွက်တာလေခင်ဗျာလည်းပင်ပြတ်သွားပြီကိုဘတကအေးဆက်ပြီးရက်ဆက်တဲ့အတန်နဲ့တိုးတိုးလေးပြောတယ်ဆရာမြတ်ရဲ့မျက်လုံးလေးပြူးကျဲသွားပြီးတကူလုံးတုံရင်သွားတယ်သူ့ရဲ့အကြံစီတွေအားလုံးကိုဘတတီးသွားပြီဆိုတာကိုသူကသဘောပေါက်လိုက်တယ်မလုပ်ပါနဲ့ဘတငါဘာမှမလုပ်ပါဘူးဆရာမြတ်ကအထက်တင်ကောညင်းတယ်ခင်ဗျာဖုန်းပြောနေတာကျွန်တော်အကုန်ကြားတယ်ငါစီကပတ်စံကိုလူးစင်းနေရမလားနိုင်ဘာမှလဲညင်မြယူပဲကိုဘတကဓာပြကိုလက်ပြီးမော်တော့ဖိပြီးကတ်လိုက်ရင်အမိန်ပေးတယ်
ဆရာမြတ်ကတော်ရင်ရဲ့လက်နဲ့ကလေးယောက်ကိုညွှန်ပြတယ်ကိုဝတ်တကမျက်ချီမပြတ်စောင့်ကြည့်ရဲ့ကျော်ဘော်ကြီးကိုညာဘက်လက်နဲ့ဆွဲယူတယ်အိတ်ထဲမှာပတ်စံနေရှိမရှိအမြတ်စမ်းကြည့်လိုက်တဲ့အခါမှာတော့အားလုံးအပြည့်အစုံရှိသေးတာကိုသိလိုက်ရတယ်ထို့နောက်ဆရာမြတ်ကြီးအိတ်ကတဲ့ကဖုန်းကိုပါဆက်ထုတ်တယ်ခမောင်းလူမျိုးလောဘကြီးတဲ့ကောင်ကြီးကိုတတ်ခဲ့တာမနေတော့ဘူးဒါပေမဲ့ဒီချိန်မှာလူသက်ဖို့အချိန်မရှိတော့ခမကန်ကောင်းသွားတယ်မကိုဘတ်တကပြောဆိုရင်ဆရာမရဲ့ပါဇက်ကိုပတိစာအထူးကြီးနဲ့တင်းတင်းကျပ်ပိတ်စီးထားတယ်ပြီးတော့လက်နက်ဘက်ကိုနက်ဘက်ကျိုးတုတ်ကဂရင်တိုင်းနဲ့တွဲချီထားတယ်ဆရာမအကြောက်လက်နေကြရုံကန်နေပေမဲ့အတန်လုံးဝထွက်မလာအရာလုံးပြီးဆုံးသွားတဲ့အချိန်မှာတော့ကိုဘတ်တအခန်းရဲ့နောက်ဖေးပတင်းဘောက်ကိုအသာရဖွင့်တယ်မနက်ခင်းရဲ့မြူနေနေကြမှာရှပီတာရဲ့စင်ကြီးပုံရက်ွက်လေးကအိတ်စိတ်ညှိသက်နေစေသူကပတင်းဘောက်ကနေခတ်တော့ကြောက်စင်းလိုက်ပြီးရှုမှတ်တွေထူထပ်နေတဲ့နောက်ဖေးလမ်းသွယ်လေးတိုင်းမြင်မြန်လျှောက်သွားတယ်သူထွက်သွားပြီးတိတ်မကြခင်မှာပဲဆရာမကြီးအိမ်ရှိကိုဆိုင်ရစီထိုးရလာတဲ့မို့အဝေးကနေကြားရတယ်သူသား9မိနစ်လောက်နောက်ကျခဲ့လေဆရာမခေါ်လာတယ်လူမိုက်ကြီးနဲ့ထိတ်တိုက်တိုးတော့မှအသေးကြပါအင်းစိန်ရဲစခန်းမှာတော့တညာလုံးမရသေးတဲ့ဦးကျော်တရားဇပွဲဘော်ကကော်ဖီကွက်ကိုမော့တောက်ရင်စနကန်ဝင်နေဟိုင်းသားရကိုဘတ်တဲ့ရဲ့အိမ်ကိုဝင်စီခဲ့ရပေမဲ့တရားခံလွတ်မြောက်သွားတာကြောင့်သူတော်လေးစိတ်ပြည့်နေပါတယ်။ပေါင်းဝန်းကျင်လမ်းတွေကိုပိတ်ဆို့ချဝေခဲ့ပေမဲ့မိုးတဲ့တော့နာကြောင့်ဘာထောက်တာမှမတွေ့ခဲ့ရ။အဲ့ဒီအချိန်မှာပဲဇပွဲဘော်ကဖုန်းကမြည်လာတယ်။လက်ထောက်ရဲအုပ်ကဖုန်းကိုကိုင်းလိုက်ပြီးမျက်နှာအမူအရာပြောင်းလဲသွားတယ်။ဆရာရှုပီတာဘက်ကသတင်းတစ်ခုရပါတယ်။ရက်ွက်ထဲမှာခိုးချောင်ကိုစေးကုနေတဲ့ဆရာမက်ဆိုတဲ့လူရဲ့အိမ်မှာလူတယောက်ကျိုးတုတ်ခံရတယ်လို့ပေါင်းဝန်းကျင်ကတိုက်နေတာပါ။ဆရာမက်ရဲ့အပြောရသူ့ကိုဓာတ်နဲ့ချင်းချောက်ပြီးပြစ်စစ်လူသွားတဲ့သူကလက်မောင်းမှာဓာတ်ချတန်ရကြီးကြီးရရတယ်လို့လည်းပြောပါတယ်။ဦးကျော်ကချက်ချင်းမတည့်ရတယ်။အဲ့ဒါကိုဘတ်ပဲ။သူကလှိုင်တော်ရနေရွှေပီတာဘက်ကိုတူးမြောင်းဖြတ်ပြီးကူးသွားတာသိကြတယ်။တန်ရအခြေအနေစိုးနေလို့စေးတော့ကူတာ။အခုချက်ချင်းရွှေပီတာကိုသွားမယ်။ရွှေပီတာကနေအပြင်ကိုထွက်တဲ့လမ်းကြောင်းကုန်လုံးပွင့်ဆိုတာလေ။အမိန်ပေးသည်။ရေကားတွေကအဝတ်တန်နေဖွင့်ပြီးရွှေပီတာဘက်သို့အချိန်နဲ့ထွက်ခွာသွားကြတယ်။ဆရာမကြီးအိမ်ကိုရောက်တဲ့အခါမှာတော့ဦးကျော်ကဆရာမက်ကိုစစ်စစ်တယ်မင်းသူစီကပတ်စံလို့ချင်းလို့လူမိုက်တွေခေါ်ပြီးလှုပ်ကြံမှုစူးစမ်းတာမလားအမှန်တိုင်းပြောရင်မင်းကိုလိုင်စင်မဲ့စေးခိုးတဲ့အမှုနဲ့မဖမ်းမဲ့ထားပြီးမယ်သူဘယ်ဘက်ကိုထွက်သွားလဲဦးကျော်ကခြေချောင်မေးမြန်းတယ်ဆရာမက်ကကြောက်ကြောက်ရွံ့ရွံ့နဲ့အကုန်ဝင်ခံတယ်သူအိတ်ကတည်းကပတ်စံ9သိန်းလောက်ရှိမယ်ဆရာသူအနောက်ဘက်ကလမ်းတဲ့အတိုင်းထွက်သွားတာပါတန်ရာကအခုမှခွဲစိတ်ပြီးကစားဆိုတော့အဝေးကြီးတော့ပြေးနိုင်အောင်မမဟုတ်ဘူးဆရာမြက်ကထွက်ဆိုတယ်ဝင်းကျော်ကမြေပုံကိုဖြန့်ကြည့်တယ်တုတ်စီမှာပတ်စံများကြီးပါတယ်ပြီးတော့သူကလမ်းလျှောက်ပြီးအဝေးကြီးသွားနိုင်တယ်နေတာမရှိဘူးသူကဓမ္မမဟုတ်ဆိုင်ကတစည်းကြီးကိုငှားဖို့ကြိုးစားလိုက်ရွှေပြည်သားကနေထွက်လို့အကောင်းဆုံးကမော်ပြီးဓမ္မမဟုတ်ထောက်ကြက်မက်ကိုသွားတယ်လမ်းနေကားဂိတ်တွေဆိုင်ကကယ်ရီဂိတ်တွေအားလုံးမှာအရက်ဝတ်တွေချလာလိုက်အဲ့ဒီအချိန်မှာကိုပါသက်တရရွှေပြည်သားစမှုဆောင်အဟောင်းနေရှိတယ်ဆွမြထားတဲ့စက်ုံပဲကြီးတစ်ခုထဲမှာပုံအောင်နေပါတယ်သူ့ရဲ့လက်မောင်းကတန်ရံကတတ်တာနေပေမဲ့တညာလုံးကိုရေဆိုထားတာရဲ့အနာမရတဲ့အကြောင်းခန္ဓာကိုယ်ကတော့အတော်လေးနှုံးကြည့်လို့နေပါပြီသူကကြောက်ဝဲအိတ်တဲ့ကဝေစား6တစုံကိုလဲဝဲလိုက်ပြီးဆီယမ်မက်စီကယူလာတဲ့ဖုန်းကိုဖွင့်ကြည့်တယ်သူရန်ကုန်ထဲမှာဆက်နေလို့မရဘူးဆိုတာသိကြပါပြီပတ်စံအများကြီးပါနေရကသူ့အတာအခွင့်အရေးတစ်ခုဖြစ်တယ်လို့အကြီးမဆုံးသောအန်ဒီရလည်းဖြစ်ပါတယ်တာမန်ကောင်းရည်တွေရထားဘူတာတွေကနေသွားရင်ရဲတွေစောင့်နေမှာအသေးချာသူတို့ရဲတော့တောင်းလိုက်တဲ့လမ်းကတော့သူ့ဘာသာဆိုင်ကယ်စီဝဲပြီးနေဘက်သူမောင်ကိုလမ်းကြောင်းတွေကတစ်ချက်ထွက်ပြေးအောင်သာရှိပါတော့တယ်ကိုမသားကဆရာမျက်ရည်ဖုန်းကိုအသုံးပြုပြီးဒီရောက်လောကမှာဆိုင်ကယ်ခိုးကန်ရတာတွေအထောက်ထားမဲ့ရင်းတွေကိုအယောင်းဝယ်လုပ်ပေးနေကြဝယ်စားတယောက်ဖြစ်တဲ့ကိုကြီးဆိုစီကိုဆက်တယ်ကိုကြီးကရွှေပြည်သားနဲ့မော်ဘီတာကတောဆက်ရွာလေးတရွာမှာနေထိုင်သူဖြစ်ပြီးဝေရလျင်ဘာမှမဆိုလုပ်ပေးတတ်သူဖြစ်ပါတယ်ကိုကြီးလားကျွန်တော်ဘာတပါအများကြီးပါနေကြုံမောင်းလို့ရတဲ့အချမ်းကန်ဆိုင်ကတကြီးလောက်လိုချင်လို့ဖုန်းနံပါတ်ကကိုကြီးကအနှိမ့်ငယ်အဝတ်တော့ပုံရပါတယ်ဟာယောင်ဘာတမင်းနာမည်ကရဲတဲ့နေမှာခိုးလိတဲ့ဆိုတော့ဖြစ်နေမင်းကိုကိုညီတယ်ငါပြဿနာတက်နိုင်တယ်အေးဒါပေမဲ့ဆေးကတော့3စားလောက်ပေးရမယ်ကိုကြီးကအခွင့်အရေးယူပြီးစိတ်ကြိုက်နေပတ်စံတော့မဘူးနဲ့30ပေးမယ်ဆိုင်ကအကောင်စားတစ်စီးသာပြင်းလာရင်းနေကြောင်းရင်လောကတောဇန်နာကတုတ်တန်ဟောင်းတစ်ခုမှတွေ့မယ်ကိုကတကပြပြတော့တာပြောပြီးဖုန်းချတယ်
ကိုကသာနေကင်းတည်းအိပ်ပြီးအားမွေထားပါတယ်ညနေခင်းနေဝင်ရီရောအချိန်ရောက်တဲ့အခါမှာတော့သူဟာစိတ်ုံပြည့်ကြီးကနေထွက်ပြီးလောကဒေါသဘက်တို့လူပြည့်တဲ့လမ်းကြိုလမ်းကြားတွေကနေထက်သန်သွားလာခဲ့တယ်ရေကအိုဝတန်တွေကိုခလန်းလက်ကနေကြားနေရတဲ့ကြောင့်သူ့ရဲ့ခြေတန်းတွေကအတော်လေးသတိထားနေရတယ်တတ်မှတ်ထားတဲ့တုတ်တန်ဝင်သွားသူရောက်တဲ့အခါမှာတော့ဘဝဝင်ကြီးကအတော်လေးမှောင်မဲနေပါပြီတက်ပင်ကြီးတွေအောက်မှာဆိုင်ကယ်စီးရထားတာကိုမြင်လိုက်ရပြီဆိုင်ကယ်ဘေးမှာတော့လူ၃ယောက်ရပ်နေတာကိုကိုဘသက်သတိထားမိတယ်ကိုကြီးရောက်တယ်လာတာမဟုတ်ပဲတပည့်နှစ်ယောက်ကိုပါခေါ်လာခြင်းဖြစ်ပါတယ်ကိုဘသက်ကတက်ပင်ကိုရကနေတဖြည်းဖြည်းထွက်လာတယ်ပတ်စံပါလာဘသက်ကိုကြီးကမေးတယ်ပါလာတယ်ဆိုင်ကယ်တော့ပြီကိုဘသက်ကကျဘွိုက်ကိုရှေ့သို့ယူရင်ပြောတယ်ကိုကြီးရဲ့မျက်နှာပေါ်မှာမကောင်းစိုးပါပြောလို့ထွက်ပေါ်လာတယ်သူ့ရဲ့တပည့်နှစ်ယောက်ကလည်းကိုဘသက်ကိုဘေးကနေညှက်ပြီးဝိုင်းလိုက်ကြတယ်ဝင်းလိုမျိုးရဲတွေအသေးအံလိုက်ရှာနေတဲ့ကောင်ကပတ်စံအများကြီးတဲလာတယ်ဆိုတာငါသိပြီးသားပါမင်းကိုတပ်ပြီးပတ်စံကိုယူရင်တော့ဘသူကမှလိုက်စစ်နေမှာမဟုတ်ဘူးရဲတွေတော့ငါတို့ကိုကျေးဇူးတင်အောင်ပါကိုကြီးကခက်ရွယ်ပြောရင်သူ့ရဲ့ခါးစားတွေကတန်းတို့တကြံကိုဆွတ်ထုတ်တယ်ကိုဘသားဟာဒီလိုချင်းချင်းမျိုးကိုကြိုတင်တက်ဆာထားပြီးသားပါလူမိုက်တွေရဲ့တဘာဝကိုသူကအတီးဆုံးဖြစ်ပါတယ်သူ့ရဲ့လက်မောင်းတန်ရာကြောင့်လူဆုံးရကိုရင်ဆိုင်မှုဆိုတာလုံးဝမဖြစ်နိုင်ဒါကြောင့်သူကပရိယာတစ်ခုကိုတုံးဖို့ကြိုတင်ပြင်ဆင်ထားတယ်မင်းတို့လိုချင်တာဒီဘက်ဆန်နေမလားရော့ယူကြလေကိုဘသားကပြောဆိုရင်သူ့ရဲ့အင်ကြီးခက်တဲ့ကနေကြိုတင်ထုတ်လို့ထားတဲ့တသောင်းနဲ့အုပ်ကြီးတော့ကိုဆွဲထုတ်ပြီးလေရဲသူအကုန်ပြစ်ပေါက်တယ်ပတ်စံရက်တွေကလေထဲမှာဖျူဖျဲလစ်ဆင်သွားတယ်လောဘကြီးမှတဲ့ကိုကြီးနဲ့တပည့်နှစ်ယောက်ကလေထဲမှာလွင့်နေတဲ့ပတ်စံတွေကိုမြင်လိုက်ရတဲ့အချိန်မှာသူတို့ရဲ့အာယုံတွေအကုန်လုံးကလစ်ဆင်သွားပြီးပတ်စံတွေကိုအလိုရလိုက်ဖိုက်နေသူကဲ့သို့စက္ကန့်မိုင်းလေးအတွင်းမှာပဲကိုဘတကညာဘက်လက်ထဲမှာအသင်းစုပ်ကိုင်းထားတဲ့ခွဲစိတ်ကန်တန်းငယ်နဲ့ကိုကြီးကိုပြတ်ထိုးတယ်ဒါဟာကိုကြီးရဲ့ပကုံးကိုနည်းနည်းချင်ချင်ရှက်ထိုးမိသွားပြီးသွေးများပန်းထလာတယ်ကိုကြီးကနာကျင်စွာအော်ဟစ်ပြီးလဲကျသွားချိန်မှာတော့ကိုဘတကအသင်းဆန်ထိုးရတဲ့ဆိုင်ကယ်ပေါ်လဲတစ်ပြက်ခုန်နေတယ်ဂီယာကိုမြင်းမြင်းနှင်းချပြီးဒီဘက်ကိုအဆုံးထိဆွဲတင်တယ်ဆိုင်ကယ်ကမြေကြီးတွေကိုကန်ထပ်ပြီးရှေ့သို့အရှိန်နဲ့ပြေးထွက်သွားတယ်ကျန်တဲ့ဘက်နှစ်ယောက်ကဆိုင်ကယ်နောက်သို့ပြေးလိုက်ကြပေမဲ့မိတော့မှမဟုတ်ထိုအချိန်မှာဒေါသထွက်နေတဲ့ကိုကြီးကသူ့ရဲ့အိတ်တွေကလက်လုံတနက်တော်လေးတစ်လက်ကိုထုတ်ပြီးကိုဝတိုက်နောက်ကျောကိုလှမ်းပစ်တယ်။တိုင်ခဲ့တဲ့မိသားနဲ့အတူကြည်စံဟာဆိုင်ကယ်ကြီးနောက်ကြီးမှန်ကိုရိုက်ခွဲသွားလဲချော်သွားပါတယ်။ကိုဝတာဆိုင်ကယ်ကိုမောင်မဲနေတဲ့တော်လန်အတိုင်းအမြန်ဆုံးအချိန်ပြေမောင်းနေပြေးလွှာနေခဲ့တယ်။တင်မဲရဲ့လက်မောင်းအတွင်းမှာနောက်တစ်ချိန်တီးတီးလေးလွှဲလာခဲ့ပြီဖြစ်ပါတယ်။သူ့ရဲ့ကြောဘော်ရီထဲမှာတော့ပတ်စံတွေကအပြည့်စုံပါနေသေးပါ။ဒီတဲ့ကိုကျဲချခဲ့သည်ကသူ့မှာရှိတဲ့ငွေတွေက10 သိန်းမိုးလောက်သာဖြစ်ပါဒါအသက်ရှင်မို့အတွက်ပြည့်လျက်တော့သွေးစွန်းသောလမ်းစိတ်တစ်ခုသာဖြစ်ပါတယ်ရန်ကုန်မြို့ရဲ့အမောင်တို့ကိုကြောက်ခိုင်းပြီးဘကိုးရုံမှဘတ်သူဦးတီကတယောက်တည်းအထီးကျန်သွားထပ်ပြေးလွတ်မြောက်လာခဲ့တယ်လောကတော်စကနေထပ်ပြေးလာတဲ့ကိုဘသားရဲ့ဆန်ကဲဟာအမောင်တို့ကိုခွင်းပြီးအင်းစိန်မော်ပြီးကားလမ်းမကြီးကိုရှောင်းဝင်ကရွာချင်းဆိုင်မီနီလန်းတွေအတိုင်းအရှင်ပြင်းပြင်းပြေးလွှာနေပါတယ်ဆိုင်ကဲရှင်မီအောင်ဟာလမ်းပေါ်ကကျဲကော်ဒီရှုံးပတ်တွေကိုထိုးခွဲလင်းလက်နေပေမဲ့ဘိုးဘွဲလေးကြားစင်းနေရကြညီဝင်းရသိမရှင်းလားဆန်ကဲအင်ဂျင်နာတိတ်ဆိတ်တဲ့ညရမှာဟိန်းထွက်နေစေကိုဘသားနောက်ကြီးမှတစ်ဖက်ကျဲစီးနေတဲ့ဆိုင်ကဲကိုထင်းကြောင်မောင်းလာရင်တိုက်ကြီးဥက္ကံဘတ်တို့ဦးတီမောင်းနေနေသူ့ရဲ့ရေချက်ကတော့ပကိုးရုံမှတောတောင်နေတဲ့သူဝင်ရောက်ပေါအောင်ပြီးထိုကနေတစင်းအထက်ပိုင်းတို့ကိုရံဖြစ်ပါတယ်ညတကောင်ရအချိန်တို့ကျော်လွန်လာတဲ့အခါမှာတော့လူတို့သွားလာလုံးဝပြတ်တော့သွားပါပြီဥက္ကံမျိုးရဲ့အစွန်အပြားသောဆက်ရွာလေးတွေကိုဖျက်ကျော်လာပြီးနောက်ညီလန်းဟာပုံမှုကျန်းနေလာပါတယ်ရှုံးဘတ်တွေကဆိုင်ကယ်ဘင်းကိုရစ်ပတ်လာပြီးအချိန်ချောမောရတဲ့ဒီဖြစ်လာတယ်။၎င်းကတန်ရကဆိုင်ကယ်လက်ကင်ကိုအချိန်ကြာမြင့်စွာထိန်းထားရတဲ့အတွက်ကျန်လေကြိုက်ခဲလာပါတယ်။ထုံစင်းအချိန်ကုန်းသွားပြီဖြစ်တာကြောင့်နာကျင်မှုဟာအယိုးတဲ့ဒီစိတ်ဝင်လို့နေတယ်။ရုတ်တရက်ဆိုင်ကယ်အင်ဂျင်ကချောင်းစုလိုတဟိုးကိုမြည်လာပြီးအချိန်တစ်ပြေးပြေးကျသွားတယ်။ကိုဘတကလီဗာကိုအတင်းဆွဲပြီးမဲ့ဆိုင်ကယ်ကရှေ့သို့မတော်တော့ပဲရှိုးဝိုင်းတစ်ခုထဲမှာဆက်တည်သွားပါတယ်။သူကစင်ပြီးစစ်စစ်ကြည့်တဲ့အခါမှာတော့စီတန်ကြီးထဲမှာစီလုံးဝပြတ်သွားပြီဆိုတာကိုသိလိုက်ရတယ်။ကိုကြီးလိုလူလေပွဲစားကသူ့ကိုဆိုင်ကယ်ကောင်းစားပေးပေမဲ့စီအပြည့်ထည့်ပေးလိုက်မှာမဟုတ်ဘူးဆိုတာသူကတွေးမိခဲ့တယ်မှာလေ။ကိုဘတကဆိုင်ကယ်ကိုဒေါသလက်ကြီးနဲ့ခြေထောက်နဲ့ကန်တယ်။ယခုသူရောက်ရှိနေတဲ့နေရာကဘယ်နေရာမှန်းသိချမသိပါ။ဘေးဘက်မှာကြီးမားတဲ့တစ်ပင်ကြီးတွေနဲ့ဝေယုံတော်ရည်သာရှိနေပြီးတော်ရင်အဆက်တွေရဲ့အော်တန်ကလွှဲဘာသာမှမကြားရ။ဆိုင်ကယ်ကိုဒီတိုင်းထားခဲ့လို့မဖြစ်တာကြောင့်လမ်းဘေးကချုံမို့ထူကြီးတဲ့သူဆွဲသိမ်းပြီးတစ်ကိုင်းတွေတည့်ရွက်တွေနဲ့အသေးချာပေါ့ထပ်ပြတ်တယ်ပြီးတော့ကြော်ဘွေကိုလည်းပြီး
မောင်ဝိုင်းနေတဲ့တော်လန်အတိုင်းခြေလင်မှဆက်ဆောက်လာခဲ့တယ်မနက်3 နာရီခွဲလောက်အချိန်မှာတော့သူဟာတက်ခုတ်သမားတွေယာယီနေတိုင်းလေးရှိတဲ့စွန့်ပစ်တဲ့ပြန်တော်တော်ကိုတွေ့ရတယ်တဲတဲမှာဝါးတွေကရိုင်းနေနေပြီအမိုးကလည်းဟာနေပေမဲ့မိုးတန်လေးတန်ကိုတော့အတော်အသင့်ကာဝယ်ပေးနိုင်ပါလေကိုဘတကတဲတဲတို့ဝင်ပြီးချက်မြင့်ပေါ်မှာပိမက်နဲ့နေစွာလေလျောင်လိုက်တယ်အဲတဲကရေတံမှုကိုထုတ်ပြီးတဝက်လောက်မောတော့တယ်အချမ်းအကြောင်းတကူလုံးတုံရင်နေပြီးမျက်ခွန်တွေကလေးလံလာတယ်တိုးတော့ရဲတွေလိုက်လာနိုင်တဲ့အနေကရှိသေးတာကြောင့်သူကလုံးဝအိပ်ပျော်သွားလို့မဖြစ်သေးတပတ်မှာတော့ရန်ကုန်မြို့အင်းစိန်ရဲစခန်းမှာဦးကျော်အားရွှေပြည်သာလောကဘက်ကနေတယောက်လာကတိတ်မိကြသေးပါဘူးပန်းစီရမိလာတဲ့ဆိုင်ကယ်ပွဲစားကိုကြီးဟာပခုံးမှာဓာတ်ရံရနဲ့စေုံမှာအဆောက်အကျန်နဲ့ရှိနေပါတယ်ဆရာကိုကြီးရဲ့ထွက်ဆိုချက်ရဆိုလို့ရှိရင်ကိုဝါဒက30တန်းဆိုင်ကယ်တစ်စီးကိုယူပြီးတက်ကြီးအုတ်ကံဘက်ကိုထွက်သွားတာသိကြတယ်ကျိုးဘွေကြီးတစ်လုံးနဲ့ပါရလို့ပြောတယ်လက်ထောက်ရဲကစီရင်ခံတယ်ဦးကျော်ကမျက်မှောင်ကျုပ်တယ်ဒီကောင်တိုးတွေကိုဝင်သွားတာပဲပကူရိုးမှတွေကိုဝင်သွားရင်ရှာရတာအတော်ခက်လိမ့်မယ်ဒါပေမဲ့သူကတန်ရာနဲ့ဆိုတော့တိတ်အဝေးကြီးတော့ခရီးဆက်နိုင်မှာမဟုတ်ဘူးအုတ်ကန်နဲ့လက်ပတန်းဘက်ကနေမြေကန်ရဲစခန်းတွေကိုအခုချက်ချင်းအကြောင်းကြားရွာတွေတောစက်တွေမှာလူစိမ်းတယောက်ဝင်လာရင်တည်င်းပို့ဖို့ကိုလည်းရွာလူကြီးတွေကိုမှားတာကားလက်မကြီးတွေအကုန်လုံးမှလည်းအိတ်ချပြီးရှာကြဒီကောင်အစာရည်သာတဲ့ရင်တော့ရွာတရားကိုဆစ်လာမှာသိကြတယ်ဦးတော်ရဲ့ခံမှန်းချက်ဟာတီးကြပါလေတောထဲမှာပုံအောင်နေတယ်ခိုးပါသက်အတွက်အရေးကြီးဆုံးရန်သူကရဲတွေမဟုတ်ပဲဆာလာမှုနဲ့တရားကဝင်လာတဲ့အဖျားယောဂဖြစ်ပါတယ်မနက်ဝင်းလာတဲ့အခါမှာတော့တော်တင်ချင်းတွေမှတ်တွေရဲ့ကြိုက်ခံမှုကြောင့်သူ့ရဲ့မျက်နှာနဲ့လက်တွေမှာအဖို့ပိန်နေထွက်နေပြီသူကတောထဲကနေထွက်ပြီးအင်းနာမှာရှိတဲ့ရေခဲငယ်တစ်ခုစီတို့တော့ကမျက်နှာတစ်ရေသားလုပ်တယ်သူ့ရဲ့ပုံစံဟာလူသက်သမားတယောက်နဲ့မတူပဲတောထဲမှာမျက်စိလည်နေတဲ့ဒုက္ခတွေတယောက်နဲ့ပို့ပြီးတူပါတယ်သို့တော့သူ့ရဲ့မျိုးဝင်နေထဲမှာတော့ရှင်သန်လိုစိတ်နဲ့အေးဆက်တဲ့ရက်ဆက်မှုတွေဟာကင်းအောင်နေကြပါကျော်ဘိုးအိတ်ကငွေသိန်း40ကျော်သူ့ရဲ့အသက်ကိုဆက်ဖို့တွန်းအားပေးနေပါတယ်သူကဒီတော့တဲ့ကနေထွက်ပြီးလူနေရဲ့နေရာတစ်ခုကိုတွားမှရတော့မယ်ဆိုတာဆုံးဖြတ်ထားလိုက်တယ်နေအောင်ကြီးကတစ်ပင်နေကြကနေထိုးဖဝင်ရောက်လာသည်ကိုဘတာခြေရဖြောက်ရဖို့အတွက်လမ်းမကြီးတွေကိုရှောင်ပြီးတော်လန့်လေးတွေအတိုင်းနိုင်ပေါက်မြတ်သွားလမ်းလျှောက်လာခဲ့တယ်နေကင်းတနိုင်လောက်ရောက်တဲ့အခါမှာတော့တစ်ခုတ်သမားတွေဖောက်လာခဲ့တဲ့လှဲလန်းချောင်းလေးတစ်ခုကိုတွေ့ပြီးထိုအတိုင်းလိုက်လာခဲ့ရအင်ဂျင်50လောက်ရှိမဲ့တောဆက်ရောင်ကလေးတယောက်ကိုရောက်ရှိလာတယ်ရွာကအတော်လေးခေါင်းပြီးလှည့်စင်ပြီးမရှိဝါထရံကအတက်ကယ်မို့အင်းလေးတွေကဟိုတစုဒီစုရှိနေပါလေကိုဘတာကသူ့ရဲ့အတွင်မျိုးကိုဗိုင်လက်နိုင်ဆုံးရိုးရိုးသားသားဖြစ်အောင်ဟတ်ဆောင်နေကျိုးဘိုးကိုအသေးချလဲအင်ကြီးလက်ချီကိုတေးသက်စွာဝတ်ပြီးရွာတိုက်ကကိုရနဲ့ကုန်းကြောက်ရောင်းတဲ့ဆိုင်လေးဆိုင်တို့ဝင်သွားတယ်ဆိုင်ကျဲတော်ကြီးကသူ့ကိုစင်စင်ကကြည့်တယ်အဲ့တော့ကျွန်တော်ကတောမှာတစ်လာဝဲတယ်ပွဲစားပါလမ်းမှာဆိုင်ကပြစ်သွားလို့လမ်းလျှောက်လာခဲ့ရတာပိုင်လက်တအားစာနေလို့စားစရာတစ်ခုရနိုင်မလားကိုကတာအတန်ကိုနေပြီတနာစရာကောင်းအောင်ပြောတယ်အတော်ကြီးကလည်းတနာတော့ပုံရောက်ပါတယ်ရပါတယ်ကွယ်ထမင်းချက်နဲ့ငပိတော့ရှိတယ်စားမလားစားမယ်တော့အကုန်ချပြကိုဘတာထမင်းကိုငမရစားတော့ပြီးတော့ဆိုင်မှာရောက်နေပါမို့ရေတမှုနဲ့ဆက်လက်ချုပ်ကိုဝဲတယ်ပတ်စံချင်းမို့တော့သူကအိတ်ကတဲ့ကနေချက်9000နဲ့တရွတ်ကိုထုတ်ပေးတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာသူသတိမထားမိလိုက်တာကဆိုင်ဘေးကခုံသေးလက်မှာထိုင်ပြီးအရက်တောက်နေတဲ့ယောဂလူမိုက်3ယောက်ရဲ့မျက်လုံးတွေကသူ့ရဲ့ဖောက်မှုနေတဲ့ကျောဘိုးကြီးစီတို့ရောက်နေရဆိုတာကိုပါပဲအခုတော့ခေါင်းတဲ့နေရာမှာကျောဘိုးကြီးကြီးကိုလည်းပြီးလူစိမ်းတယောက်ရောက်လာတာကသူတို့အတွက်တော့ထူးဆန်းလာပါတယ်လူသဖြင့်ကိုဘတိုင်မျက်လုံးအကြည့်တွေကတာမန်ပွဲစားတယောက်နဲ့မတူပဲအမြဲတမ်းပတ်ဝန်းကျင်ကိုတတိထားစောင့်ကြည့်နေအောင်လူရင်းကခေါင်းဆောင်ဖြစ်တဲ့ဖိုးတောင်ဆိုတဲ့ကောင်ကတတိထားမိသွားတယ်ဟဲ့လို့ခမည်းကတစ်ပွဲစားဆိုတော့ပတ်စံနေအများကြီးပါမှာပေါ့ကျုပ်တို့ရွာကလမ်းတွေကကျဲနေဗျအဆောင်ရှောင်မပါပဲတွားရင်အန်ဒီရဲ့များတယ်ဖိုးတောင်ကရက်ခွက်ကိုကိုင်းလှမ်းစားလိုက်ကိုဘတကသူတို့ကိုတစ်ချက်မှသာကြည့်ပြီးဘာမှပြန်မပြောပဲဖြည်းစည်းတွေကိုအိတ်တဲတော့ထစ်တယ်ကျေးဇူးပါပဲတော့ကျွန်တော်သွားလိုက်ပါဦးမယ်ပြောကစိုင်းထဲမှမြန်ထွက်လာခဲ့တယ်သူကဂျော်လန်တိုင်းလျှောက်လာရင်နောက်ကခြေတန်းကြီးကပ်ပါလာတာကိုကြားလိုက်ရတယ်ဖိုးတောင်နဲ့သူတို့ပဲနှစ်ယောက်ကသူ့ကိုနောက်ခံလိုက်ရတာဖြစ်ပါတယ်ကိုဘတာကဂျာပြင်ကိုထွက်တဲ့လမ်းတိုင်းမသွားပဲဘေးဘက်ကဝေယုံတော့ထူးတဲ့လမ်းတယ်လေးတစ်ခုလေးဆိုချိုးဝင်တယ်သူကဝေယုံမကြီးတစ်ခုရဲ့အကွက်မှာရက်ပြီးကျောဘိုးကြီးကိုမြေကြီးပေါ်သို့ချတယ်ပြီးတော့ညာဘက်လက်ကခါးစားထဲမှာထိုးထားတဲ့ခွဲစိတ်ကန်တန်းငယ်ကိုအတင်းဆွတ်ခိုင်းထားတယ်
ခဏကြာမှတော့ဝေယုံတော်တဲ့တို့လူမိုက်တော့ရဝင်လာပါတယ်ဟဲ့လူဘယ်ပြင်းမလို့လဲခမအိတ်တွေကဟာဒီအကုန်လုံးထားခဲ့လိုက်မထားခဲ့ရင်တော့ခမဒီတော့ထဲမှာအလောင်းဖြောက်ပေါ်ကတိတ်လွယ်တာဖိုးတော်ကခါကြတဲ့ကတောက်ခုတ်ဓမ္မကြီးကိုဆွဲတော့ရင်ချင်းကြောက်တယ်ကဝါသားရဲ့မျက်နှာပေါ်မှာအေးဆက်တဲ့ပြောင်းတစ်ခုထွက်ပေါ်လာတယ်သူကအသက်ကိုဝဝရှူသိမ်းပြီးတန်ဝမ်းကနာကျင်မှုကိုမေ့ပြောက်ထားတယ်မင်းတို့လိုတောအကောင်တွေကငါ့ကိုလာဆန်းနေရတာစကားဆုံးနဲ့ကိုဘာသာရုပ်ရည်ရှေ့တော့ခုံတက်လိုက်ပြီးရှေ့ဆုံးကဝင်လာတဲ့တပည့်တယောက်ရဲ့လက်ကဝစ်ကိုသူ့ရဲ့ဘယ်လက်ပြင်းပိတ်ရိုက်တယ်တစ်ချိန်တည်းမှာပဲညာဘက်လက်ထက်ကတားငယ်ကထိုသူရဲ့ပေါင်းချံကိုနက်နက်ချမ်းချမ်းထိုးဆိုင်ဝင်သွားတယ်ထိုလူကနာကျင်စွာအော်ပြီးလဲကျသွားတဲ့အချိန်မှာကိုဘာသာကလဲကျသွားတဲ့လူရဲ့လက်ထက်ကတောက်ကုတ်တာကိုလျှက်တပြဆွဲလူတယ်ဖိုးတော်နဲ့နောက်တစ်ယောက်ကအကြောက်လန့်ကြဝင်ခုတ်ဖို့ကြိုးစားတယ်သို့တော့ရန်ကုန်မြို့ရဲ့မင်းရောက်လောကမှာသွေးထက်တိုင်းကိုရန်ဘိုးတော်များစွာကိုဖျက်ဆီးခဲ့ဦးတဲ့ကိုဘာသာတော်တော်ဒီလိုတော့ကရန်ကားတဲ့သူတွေတိုက်ခိုက်မှုတွေကတိတ်ကိုနှိကွေးလုံးပါလေကိုဘာသာကခန္ဓာကိုယ်ဘေးတော်သားလေးတိတ်ဆောင်လိုက်ပြီးညဘက်လက်ကတောက်ခုတ်တာနဲ့ဖိုးတော်ရဲ့ဒူကောင်ကိုအကုန်ရိုက်ချတယ်။ကျောင်းကနေအယိုးကျိုးတာနဲ့အတူဖိုးတော်တရားကိုပြေးကြီးပေါ်သို့မှောက်လျက်ကျသွားတယ်။ကျန်တယောက်ကတော့ကြောက်လန့်နေကြဓာတ်ကိုပြစ်ချပြီးထွက်ပြေးဖို့ကြိုးစားတယ်။ကိုဘာသာကနောက်ကနေအမြန်လိုက်သွားပြီးထိုလူရဲ့နောက်စိတ်ကိုအယိုးပြင်းပြင်းပြင်းထုတ်ကြတယ်။ထိုလူလည်းသတိလစ်ပြီးမြေကြီးပေါ်သို့ပုံကျသွားတယ်။9မိနစ်တောင်မကြာလိုက်တဲ့အချိန်တွင်းမှာလူမိုက်300စလုံးမြေကြီးပေါ်မှာသွေးတန်ရဲရဲပြဲလဲနေကြပြီဖြစ်ပါတယ်။ကိုဘာသာကအသက်ကိုပြင်းပြင်းရှူရင်းသူတို့ကိုကြည့်တယ်။တက်ပြဖို့စဉ်းစားလိုက်ပြီမဲ့အလောင်းဖြောင်းမိကိစ္စကအချိန်ပိုကျန်နေတာမို့လို့သူတို့ကိုဝေယုံပင်နေတဲ့ကျိုးတော့ပြီးပါဇက်တွေကိုအဝတ်စားရည်နဲ့ပိတ်ဆို့ထားတယ်။ဒီကောင်တွေကိုရာသားတွေတွေ့တဲ့ချိန်ဆိုရင်သူကဝေးကြီးကိုကြောက်နေလောက်ပါပြီ။ကိုဘာသာဖိုးတောင်ရဲ့ခါကနေငွေတဲ့ငယ်နဲ့ပိုပြီးတမ်းမတဲ့တက်ခုတ်ကားတစ်လက်ကိုယူတယ်။ပြီးတော့ကျောဝိတ်ကိုပြန်လှည့်ပြီးဝေယုံတောတဲ့ကနေတိတ်စိထွက်ခွာလာခဲ့တယ်။ဒီရောကလူတွေရဲကိုသတင်းပေးလိုက်ရင်သူ့ရဲ့ခြေရာကိုရဲတွေအလွယ်တကူပြီးသွားနိုင်တယ်ဆိုတာကိုသိပါတယ်။ဒါကြောင့်သူဟာဒေါ်လာတိုင်းဆက်မတော်တော့ပဲအနည်းဆုံးရထားဘူတာတစ်ခုရှိမဲ့နေရာသို့မြေပေါ်မှာပါပဲမှန်းစာပြီးခီးဆက်ခဲ့တယ်။ညနေ4 နာရီအချိန်လက်ဗဒန်မြို့မှာရဲစခန်းသို့ဦးကျော်တယောက်ရောက်ရှိနေပါပြီ။သူဟာဘကိုးတိုင်းကရဲတပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းပြီးအလို့ရှိတရားကနေကိုဘသက်ကိုဖမ်းဆီးနိုင်ရတဲ့ operation တစ်ခုကိုအချိန်ကုန်မြင့်လှုပ်ဆောင်နေရဖြစ်ပါတယ်။ဆရာအုတ်ကန်အပိုင်းတွေကတောစရွာလေးတွေမှာထူးခြားမှုတစ်ခုသွားရလို့သတင်းရတယ်။ရှော့ကန်လူမိုက်3 ယောက်ကတောထဲမှာကျိုးတုတ်ခံရပြီးပြင်းပြထန်ထန်ရိုက်နှက်ခံရတယ်။သူတို့ပြပတ်ကြရတော့ကျောဘိုကြီးကြီးလိုရတဲ့လူစိမ်းတယောက်ရဲ့လက်ချက်လို့ပြောပါတယ်။လက်ဗဒန်ရဲစခန်းမှုကဦးကျော်ကိုစီရင်ခံတယ်။ဦးကျော်ရဲ့မျက်လုံးတွေကအယောင်တောက်သွားတယ်။ဒါကိုဘာတပ်ပဲသိကြတယ်။သူကအဲ့ဒီရွာကိုဝင်ပြီးစားစီအဝင်ဝဲတာဖြစ်လိမ့်မယ်။ဒီကောင်ကအနေအတော်များတဲ့ကောင်လူ3 ယောက်ကိုအလွယ်တကူမှောက်ချနိုင်နေဆိုတာသူ့မှာလက်နဲ့ပနိုင်တယ်။ဦးကျော်ကမြေပုံကိုဖြတ်ပြီးအုတ်ကန်တော်ဆက်ရွာလေးကိုဝိုင်းပြတယ်။သူအဲ့ရွာကထွက်သွားရင်ဘယ်ဘက်ကိုဆက်သွားနိုင်လဲ။သူရန်ကုန်ကိုတော့ပြန်မလှည့်ဘူးဆိုတာသိကြတယ်။တော်ထဲမှာဆက်နေဖို့ကလည်းတန်ရနဲ့ဆိုတော့မလွယ်ကျွန်တော်ထင်တာတော့သူအထက်ပိုင်းကိုကိုကြိုးစားလိမ့်မယ်။ကာလာမကြီးတွေမှာကိချတာလည်းသူသိလာပြီ။ဒါဆိုသူဘယ်ကသွားလာလဲ။ဦးကျော်ကမြေပုံကလမ်းကြောင်းတွေကိုလက်ညှိုးနဲ့လိုက်ဆွဲကြည့်တယ်။ပြီးတော့လက်ညှိုးကရထားလမ်းပေါ်မှာရက်တယ်။ရထားလမ်းသူရထားစီကိုကြိုးစားလိမ့်မယ်။ကားတွေလိုဂိတ်တိုင်းမှာစစ်ဆေးတာတိတ်မိတဲ့ရထားကသူ့တက်တော့အကောင်ဆုံးထွက်ပေါက်။အဲ့ဒီရွာနဲ့အဒီဆုံးဘူတာကတွဲဘူတာလေ။မင်းလာဘူတာနဲ့လေဗဒန်ဘူတာပါဆရာ။ဒါပေမဲ့မင်းလာဘူတာကလူပြတ်တော့သူတက်ဖို့ပုံများပါလေ။ရေစကမှုကဖြစ်တယ်။အခုချက်ချင်းမင်းလာဘူတာနဲ့လေဗဒန်ဘူတာကိုအရက်ဝရဲတွေလှုပ်ပြီးစောင့်ကြည့်ကြတာ။ရန်ကုန်ကနေပြီးဘက်ကိုသွားမယ်။အနေရထားတွေစားဖို့ရထားတွေအကုန်လုံးကိုရဲရဲဆောင်ချက်ထည့်ပေးလိုက်။ရထားပေါ်မှာပါတဲ့ခီးတဲ့တိုင်းကိုအသေးချာစစ်ဆေးဖို့လည်းညွှန်ကြားလာ။ဒီတစ်ခါတော့သူ့ကိုလုံးဝလှုပ်ပေးလို့မရဘူး။ကိုကျော်ကအမိန်ပေးတယ်။ရဲတွေရဲ့ကုန်းအကြီးဟာကိုဘသက်ကိုဖမ်းဆီးရန်အတွက်တဖြည်းဖြည်းကြီးမြလာပါပြီ။ဒေါသရွာလေးကဖြစ်ရကြ။ရဲတွေကကိုဘသက်ရဲ့အတိအကျရှိနိုင်တဲ့နေရာနဲ့ဥဒီယာကိုတည်တော်ခဲ့ပြီ။ဒီခုချိန်မှာတော့ဒါဟာအချိန်နဲ့အပြေးလွှာရှင်ပြိုင်နေရတဲ့ကစားပွဲတစ်ခုဖြစ်လာပါပြီ။ကိုဘသက်တရားရထားပေါ်ကိုရင်ရောက်သွားမလား။ဒါမှမဟုတ်ရဲတွေကသူ့ကိုဘူတာယုံမှာအရင်ဖမ်းမိမလားဆိုတာကိုတော့စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။ဒီဘက်မှာတော့ကိုဘသက်ညနေဆောင်အချိန်မှာမင်းလာဘူတာယုံနီးဆိုရောက်ရှိလာပြီဖြစ်ပါတယ်။သူကဘူတာယုံအဝေးကတစ်ပင်ခွဲမှာရပ်ပြီးအချင်းတွေကိုကိတ်ခတ်တယ်။ဘူတာယုံမှာလူသိမ့်မရှိပေမဲ့တန်တရားဖြစ်စရာကောင်းတဲ့အရောက်ဝေထားတဲ့လူမျိုးကခုံတဲ့လက်မှာထိုင်နေရကိုသူကတတိထားမိတယ်။သူ့ရဲ့လူကြီးတွေကထိုလူတွေဟာရှင်းဖြစ်တယ်ဆိုတာကိုတတိပြီးတော့နေပါတယ်
ရေတွေရောက်နေပြီကိုဘတာကတွေးလိုက်မိတယ်သူဒီတိုင်းရထားပေါ်သို့တက်သွားလို့လုံးဝမဖြစ်နိုင်သူ့ရဲ့အသွင်မြင်ကိုလုံးဝပြောင်းလဲပြမှရပြီသူကဗိုလ်တော်အနီးကဈေးတန်းဒီဘက်သို့တေးစိထွက်လာခဲ့တယ်ဈေးတိုင်းဒီဇိုင်းမှာအသက်ကြီးအဖိုးတယောက်ရောက်နေတဲ့ဘဝဆိုင်လေးဒီဇိုင်းကိုတွေ့ရတယ်ကိုဘတာကဆိုင်ထဲသို့ဝင်ပြီးခဏနဲ့ရှမ်းမောက်မိတဲ့တဲ့ပေါ်အညီဟောင်းတဲ့နဲ့ခမောက်တစ်လုံးကိုဝဲတယ်ပြီးတော့သပင်းညစ်ဆိုင်သေးသေးဒီဇိုင်းသို့ဝင်ပြီးသူ့ရဲ့သပင်းတွေကိုကရုံတုံးဝိုင်းတယ်မိုးစိမ်ဝင်နှက်ခမ်းမွေးတွေကိုလည်းတောင်စီအောင်ရိပ်ပစ်တယ်နိုင်ဝက်ခန့်ကြမှာတော့ကိုဘတာဟာလုံးဝအသွင်ပြောင်းသွားခဲ့ပြီအဖျားရောကြောင့်ပိန်ချုံနေခဲ့တဲ့မျက်နှာကရုံတုံးနဲ့ကောင်းတဲ့တဲ့ပေါ်အညီခမောက်တို့ကြောင့်သူဟာရေကုန်ကအလိုရှိတဲ့ဒီအခမ်းပြီးကိုဘတာလို့ဘသူကမှထင်ကြအကြောင်းမရှိတော့ပါရိုးသားသားနေကန်တောင်သူကြီးတယောက်နဲ့သာတူပါတယ်ဒါပေမဲ့သူ့ရဲ့ကြောဘွဲကြီးကတော့ဖောင်းကွယ်မရနိုင်တဲ့တက်တည်တစ်ခုပါသူကကြောဘွဲကိုဆာလာရဲ့ဟောင်းနဲ့သူထည့်ပြီးကျိုးနဲ့တေးကြထုတ်ပိုးတယ်ယခုဆိုရင်အရာအလုံးစင်သိဖြစ်နေပါပြီည7 နာရီလောက်မှာရန်ကုန်ကနေထွက်လာတဲ့ပြည်အနီးရထားကြီးကမွန်းလာဘူးလားသူဆက်ရောက်လာပါသည်ရထားအော်ဆက်တဲ့အကျကြီးနဲ့အတူဘီးကုန်းဝင်များထောင်းကနေထွက်လာပြီးရထားကြီးကမင်းလာဘူးတာမှာရက်တန်သွားတယ်ရေဝတန်တွဲရတဲ့မှာတော့လူတွေပြည့်ကျက်နေပြီးစူညံနေပါတယ်ဈေးသက်တွေကလည်းပစ္စည်းတွေရမှုရထားဘုတ်ကိုအလူရတက်ကြကိုဘတာခမောက်ကိုခန်းခန်းခိုင်ဆောင်းပြီးဆာလိုက်ကိုပခုံးပေါ်သို့ထမ်းကရေဝတန်တွဲတဲ့ပေါ်သို့လုံးနဲ့ရောပြီးတက်သွားပါတယ်ဘုရားခုံတဲ့လျက်ကအရက်ဝရဲနေရောက်ကရထားပေါ်တက်တဲ့သူတွေကိုအကဲခတ်နေပြီမဲ့အသိများလာတဲ့ကိုဘတာကိုတော့သတိမထားမိလိုက်ရထားပေါ်မှာကအတော်လေးကြက်တဲပြီးထိုင်စရာနေရာလည်းမရှိကိုဘတာကရထားတွေရဲ့အစွန်းဆုံးအိမ်သားနာကတောင်းကျကျနေရာလေးမှာဝင်ထိုင်လိုက်ကစားလိုက်ကိုပေါ်မောသို့တင်ထားတယ်ရထားကြီးပြန်လဲထွက်ခွာသွားတဲ့အချိန်မှာတော့တော့ကမြည်တဲ့ဒီလိုက်တဲ့နေနဲ့အိုက်ဆက်ဆက်အနှံ့သက်တွေကရထားတွေမှာပြည့်နေလို့နေပါတယ်ကိုဘတာမက်ဆီမဲပြီးအနာကိုကြိုးစားပေမဲ့သူ့ရဲ့စိတ်တွေကနှူးကြနေတယ်ဓမ္မောကတရားကလည်းရထားလိုတိုင်းငံကျင်ရပါတယ်ညနေလာနဲ့မြခီးတဲ့အများစုဟာအိမ်မော်ချသွားကြပြီဖြစ်ပါတယ်ထိုအချိန်မှာပဲရထားတွေတခြားတစ်ဘက်ကနေလက်လိုက်တမီအောင်ထိုးကြလာတာကိုဘတာတယောက်မြင်လိုက်ရတယ်ရင်းနေရထားတွေကလူတွေကိုတယောက်ချင်းလိုက်လံစစ်စစ်နေရဖြစ်ပါတယ်ကိုဘတာရဲ့ရင်းထဲမှာတင်ကနေဖြစ်သွားတယ်သူကခမိုက်ကိုပိုးပြီးငှက်အောင်ဆောင်းချလိုက်ပြီးအိပ်ပျော်နေဟန်ဆောင်းနေရဲတွေကသူ့ရဲ့နားလိုရောက်လာတယ်အဖိုးကြီးခါသားမပုံနေပြရဲတယောက်ကခမမအတန်းနဲ့ပြောရင်ဓမီနဲ့ထိုးတယ်ကိုဘတာကမျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်ပြီးအင်းချင်မှုတို့ပုံစံနဲ့တွန်းစောလွတ်ပြတယ်ပြီးတော့သူ့အိမ်ကြီးခက်တဲ့ကနေကျိုးတင်ပြင်ဆင်ထားတဲ့အတုလှုပ်ထားတဲ့မှတ်ပုံနေကဟောင်းတစ်ခုကိုထုတ်ပေးတယ်ရဲကမှတ်ပုံနေကိုကြည့်ပြီးဓမီနဲ့ကိုဘတာရဲ့မျက်နှာကိုထိုးကြည့်တယ်ကရုံးနေပိန်ချိုက်နေတော့မျက်နှာနွမ်းမနေတဲ့ဝစားတွေကြောင့်ရဲကတန်တရားမွေးဒီစားလိုက်တဲ့ပါးပါလေရဲကမေးရင်အိတ်ကို6နဲ့စမ်းကြည့်အိမ်ကမြင်းမလေးတွေအတွက်စားစရာနဲ့အဝစားဟောင်းလေးတွေပါဆရာကိုဘတာကအတန်ကိုတုံရင်ပြန်ပြေးတယ်ရဲကအိတ်ကိုသေးချာမစစ်ဆေးတော့ပဲနောက်တစ်ယောက်ကိုဆက်သွားတယ်ကိုဘတာတပင်းတစ်ချက်ချလိုက်ပြီးစစ်သက်သာရတော့ပါတယ်သို့တော့သူ့ရဲ့ပြဿနာကမပြီးသေးရဲတွေထွက်သွားပြီးတိတ်မကြခင်မှာပဲအင်တာနက်မှာမတက်ရက်နေတဲ့လူငယ်တယောက်ကကိုဘတာရဲ့ဆာလိုက်ကိုစွတ်ဆိုင်ကြည့်နေရကိုသူကသိချာမိတယ်တော်လူငယ်ဟာရထားဘောကခပိုက်နဲ့တရားဖြစ်ပြီးဆာလိုက်ထဲမှာတန်မိုးရှိတဲ့ပစ္စည်းတစ်ခုရှိရမယ်လို့ရိပ်မိနေပုံရပါတယ်ရထားဘူတာငယ်လေးတစ်ခုကိုအဝင်မှာပဲအရှင်ကိုလျှော့တယ်လူငယ်ကကိုဘတာအနီးတော့တပိပိချင်းကလာတယ်ပြီးတော့ကိုဘတာအိပ်ပျော်နေတဲ့အထင်းနဲ့ဆာလိုက်ကိုအသားလေးလန့်ဆွဲဖို့ကြိုးစားတယ်ကိုဘတာရဲ့မျက်လုံးတွေကခရဲတပြက်ပွင့်လာတယ်သူကလူငယ်ရဲ့လက်ကဝေကိုညာဘက်လက်ပြဖမ်းဆုပ်လိုက်ပြီးအကုံလင်းချိုးတယ်လူငယ်ကနာကျင်တော့အောက်ဟစ်ဖို့ကြိုးစားပေမဲ့ကိုဘတာကလက်တစ်ဖက်ပြလူငယ်ရဲ့ပါးစပ်ကိုအမြန်ပိတ်ထားတယ်မေအသက်ရှင်ချင်းညီးနေကိုဘတာကဒီညရေးစီးတဲ့ဒေသနဲ့တူတူလေးချင်းကြောက်တယ်ကိုဘတာကလူငယ်ကိုအိမ်သားထဲသို့အတင်တွန်းတင်လိုက်ပြီးတကားကိုပိတ်ချတယ်အိမ်သားရဲ့ကျင်းမောင်းတဲ့နေရာထဲမှာလူနှစ်ယောက်ရုံးရည်ဆန်ဆန်ဖြစ်နေကြတယ်လူငယ်ကအိတ်ကတွေကခေါက်သားလေးကိုထုတ်ဖို့ကြိုးစားပေမဲ့ကိုဘတာကပုံညံတယ်ကိုဘတာကလူငယ်ရဲ့ဘိုက်ကိုဒူးပြင်အကုံတိုက်ချလိုက်ပြီးခေါင်းကိုနေမြင့်စောင့်တယ်လူငယ်ကသတိလက်သွားပြီးအိမ်သားချက်မြင်ပေါ်သို့ပုံလျက်ကျသွားတယ်ကိုဘတာအသက်ကိုမြင့်မြင့်ရှူရဲအိမ်သားတကားကိုဖွင့်ကအပြင်သို့ထွက်လာတယ်အင်းကျော်နေတဲ့ခီးတဲ့တွေကတော့ဘာမှမသိလိုက်ကြကိုဘတာကသူ့ရဲ့နေရာမှာပြန်ထားလိုက်ပြီးစားလိုက်ကိုပိုက်ထားတယ်ရထားကြီးကအမောင်တို့ကိုထိုးဝဲသွားပြီးကြောက်ဘက်သို့ဆက်လက်ပြေးသွားနေပါတယ်ကိုဘတာရဲရဲ့စစ်စစ်မှုခပိုက်နဲ့ရန်ဒီကိုကြော်လာနိုင်ခဲ့ပေမဲ့ရှစ်သက်ပြီးဘာတွေတုံးပြအောင်မလဲဆိုတာကိုတော့သူမသိနိုင်သေးပါဘကိုးရုံမကလွတ်မြောက်လာခဲ့ပေမဲ့တိမင်းရဲ့ရေးကတော့သူ့နောက်ကနေအမြဲတမ်းထက်ချက်မကွာလိုက်ပါနေစေဖြစ်ပါတယ်မနေ့၄နိုင်ခွဲအချိန်ကရန်ကုန်ကနေထွက်လာတဲ့အနည်းရထားကြီးကတညလုံးခုံမောင်းလာရပြီးတော့ကြီးမြို့အနီးသို့တပြေးပြေးရောက်ရှိလာပြီဖြစ်ပါတယ်
ရထားရဲမှာတော့ခရီးသည်အများစုကအိမ်မောကျနေစေဖြစ်ပြီးကဝတ်တဲ့မျိုးလုံးတွေကတော့လုံးဝပိတ်မသွားခဲ့သူ့ရဲ့အုံနောက်က80ရမယ့်အစီအစဉ်တွေအတွက်အဆက်မပြတ်အလုပ်လုပ်နေစေပါဖြူတာကြီးတို့ရောက်ရင်ရဲတွေကဆင်းတဲ့ခရီးသည်တိုင်းကိုအသေးချာစစ်ဆေးမှာအသေးချာပါအတူလောက်ထားတဲ့မှတ်ပုံတင်ကဟောင်းကမိအောင်မမေအောင်မှာအလုပ်ဖြစ်ခဲ့ပေမဲ့မနက်ခင်းလေးအောင်မှာစစ်စေးဂိတ်ကရဲတွေကိုလှည့်စားနိုင်မှုဆိုတာမဖြစ်နိုင်ဘူးလို့သူကတွက်ဆထားပါတယ်ဒါကြောင့်ရထားဖြူတာကိုမဆိုင်ခင်သူကကြိုစစ်မှရပါရထားပြမျိုးဝင်ဝစင်းစုဘူတာလေးတို့ထက်ကျော်လာသည်ထိုနေရာမှာရထားအရှင်ကအတော်လေးကြနေတတ်ပါတယ်ကိုဘတာသူ့ရဲ့ဆာလိုက်ကိုတင်းဆက်စွာဆက်ကပ်ပြီးရထားတွေတကားဝစီတို့တွေးစိထွက်ခွာလာခဲ့ပါတယ်အပြင်ဘက်မှာမြူနစ်ထူထပ်နေပြီးပေါ်ဝန်းကျင်တစ်ခုလုံးကပေါင်မိန်နေစေပါရထားကွေးတစ်ခုတို့ရောက်မှာအရှင်တက်ရောက်သွားတယ်ဒါဟာသူ့အတာအကောင်းဆုံးခွင့်ရပါကိုဘတာတွန်းဆုံမနေတော့ပဲမောင်းမင်းနဲ့လက်မေးချုံမုတ်တွေရဲ့တော့ရထားဘော်ကနေခုံချလိုက်တယ်သူ့ရဲ့ခန္ဓာကိုယ်ကမြေကြီးနဲ့အကြမ်းပတမ်းရိုက်မိသွားပြီးချုံမုတ်တွေကြားထဲမှာလိမ့်ထသွားတယ်ဘယ်ဘက်ပခုံးနဲ့မြေကြီးကဆောက်မိသွားတာကြောင့်ဓမ္မမှာဓာချတန်ရစီကပကံမရနိုင်တဲ့နာကျင်မှုဟာစုကနေတက်လာတယ်တွားကိုဒင်းနေကြိတ်ပြီးအသက်မထအောင်ထိနာရတယ်ဓာကြီးကတော့သူ့ကိုကြောက်ခိုင်းပြီးတကြုံကြုံမိတဲ့နဲ့အတူရှေ့သို့ဆက်လက်ထောက်ခွာသွားပြီးဖြစ်ပါတယ်ကိုဘတာမြေကြီးပေါ်မှာ9မိနစ်လောက်ငြိမ်သက်စွာလဲလျောင်နေပြီးမှနာကျင်ကြိုက်ခဲနေတဲ့ခန္ဓာကိုယ်အာယူပြီးထားတယ်ကျောဘိုးထဲလာတဲ့ဆာလိုက်ကတော့ကျွေးထံမသွားပဲသူ့ဘေးမှာရှိနေသေးသူကဆာလိုက်ကိုပခုံးပေါ်သို့တင်းပြီးရထားလက်မိတ်ကနေလက်မကြီးရှာဘက်သို့ထိုးထွက်လာခဲ့တယ်မနေ့7 နာရီလောက်မှာတော့သူဟာကြီးမျိုးရဲ့ကမ်းနားတဲ့တနေရာသို့ရောက်ရှိနေပြီဖြစ်ပါတယ်။ရေဝတီမြို့ရင်ကြီးကမြို့နေကြမှာကြီးမကျဲဝန်းစာချက်ချက်တည်ရှိနေပါတယ်။ဒီကဘေးကြီးကလက်ဖေးဆိုင်အသေးလေးဆိုင်မှာဝင်တိုင်းပြီးယူနီချန်တစ်ခွက်နဲ့ဘာမုတ်တစ်လုံးကိုမှားစားတယ်။သူ့ရဲ့ပုံစံအရင်နဲ့ရက်ကလာပြီးနေကမ်းမေးမှာအလုံချမ်းလာလို့တဲ့တာမန်ဖိုးကြီးတယောက်နဲ့သာတူပါတယ်။သို့သောသူ့ရဲ့မျက်လုံးတွေကတော့ညှိပြင်ကျဲကြီးနဲ့ဟိုဘက်ကန်းကိုစူးစိုက်ကြည့်နေ။ဒီရဝတီမြို့ကြီးကိုဖျက်ကူးနိုင်ဟိုဘက်ကမ်းမှာပတောင်းကျမနဲ့ရခိုင်ရိုးမှာတောင်းတန်းကြီးတွေရှိပါတယ်။အဲဒီတောင်းတန်းတွေကိုသာရောက်သွားရင်ရဲတွေကသူ့ကိုရှာတွေ့ဖို့ဆိုတာခေါင်ရိုးပုံနဲ့အိုက်ရှာတဲ့ပိုးပြီးခက်ခဲသွားမှသိကြပါတယ်။နဝရီသားကြီးဘော်ကဖြတ်ခိုးဖို့ကတော့ရဲဆောင်ချက်တွေရှိနေလို့လုံးဝမဖြစ်နိုင်။သူကတမန်စီကိုငှားပြီးတစ်စိတ်ကူဖို့နီလန်ရှာတော့မီဖြစ်ပါတယ်။ကျူဒါကြီးရဲ့ပလက်ဖောင်းပေါ်မှာရဲတပ်ဖွဲ့ဝင်တွေအများကြီးနေရာယူထားကြတယ်။ရှင်ကုန်ကနေညာကလေးကထွက်လာတဲ့ရထားကြီးဆက်ရောက်လာတဲ့တပြိုင်နက်ရဲတွေကအတွဲတိုင်ကိုဝင်ရောက်စစ်ဆေးကြတယ်။လက်ဗရန်ကနေကားနဲ့အပြေးလိုက်လာတဲ့ဆွမ်းနာဦးကျော်ကလည်းဖြူပူတာကိုရောက်ရှိနေပြီဖြစ်ပါတယ်။သူကရထားဘော်ကဆင်းလာတဲ့ခရီးသည်တွေကိုစကြည့်နေပါတယ်။သူတော့ခရီးသည်တွေကိုဆင်းလာတဲ့အထိကိုဘတဲ့ရေးအောင်တော့မတွေ့ရ။ဆရာရထားစည်းလုံးကိုလည်းပိုက်စစ်တိုင်ရှာပြီးပြီ။ပတင်ကဆရာလူတယောက်မှလည်းမတွေ့ဘူး။တေချာတာကတော့သူ့တပ်ဖွဲ့ဝင်တွေကယုံမျိုးရထားဘော်မှာလုံးဝမပါလာဘူး။ရဲဦးတွေကလာရောက်စီရင်ခံတယ်။ဦးကျော်ကစိတ်ပြက်လက်ပြက်တပြင်းချတယ်ငါတို့တွက်တာလွဲတော့ပြီလားသူကရထားမစီးပဲတခြားလမ်းကနေပြီးတာလားအဲ့ဒီအချိန်မှာပဲရထားတဲ့ကနေရဲနှစ်ယောက်ကလူငယ်တယောက်ကိုတွက်ခေါ်လာတာကိုတွေ့ရတယ်လူငယ်မျက်နှာမှာသွေးတွေပေးချနေပြီးခါးစည်းစိတ်တိတ်မကတ်ခြင်းနဲ့ပုံစံဖြစ်ပါတယ်ဆရာဒီကောင်ကိုရိုးတန်းတွေအင်တာထဲမှာမင်းမျောနေရတွေ့လို့စစ်ကြည့်တော့လေသူကဒီရထားလမ်းကြောင်းမှာနာမည်ကြီးတဲ့ခပိုက်နဲ့ငမဲဆိုတဲ့ကောင်ဦးကျော်ရဲ့ဆွမ်းနာအာယုံကလှည့်ရတဲ့နှုတ်ကြသွားတယ်သူကငမဲရဲ့အနာသို့ရှောက်သွားတယ်မေးစီကိုခိုင်ကမောကြည့်သေးတယ်မင်းကိုဘယ်သူလှုပ်သွားလဲငမဲအမှန်တိုင်းပြောစမ်းငမဲဟာဆောက်လန်ကြားနဲ့တုံရင်နေပါတယ်ကျွန်တော်မသိပါဘူးဆရာသူကအဖိုးကြီးတယောက်ပါကရုံးနဲ့တိုက်ဖို့အရင်နဲ့ပြီးတော့စာလိုက်ကြီးတစ်လုံးလဲပိုက်ထားတယ်ကျွန်တော်ကသူ့အိတ်ကိုနှိုက်ဖို့လုပ်တာသူကရုတ်တရက်နိုးလာပြီးကျွန်တော်ကိုအင်တာထဲဆွဲတင်သွားတာသူ့ရဲ့အားကအဖိုးကြီးတယောက်အားနဲ့တော့လုံးဝမတူးဆရာတန်ချောင်းကြီးနဲ့ရိုက်နေသလိုပဲဦးကျော်ရဲ့နှခမ်းနောက်ဇွန်းနေကွဲတက်သွားတယ်အဖိုးကြီးကတုံးနဲ့စာလိုက်ဦးကျော်ကတီလိုရွတ်တယ်ဒီကောင်ကအသွင်ပြောင်းသွားတာကိုသူကရထားပေါ်မှာပါလာတော့တွေးကြတယ်ဒါပေမဲ့ဘူတာကိုရောက်မလာဘူးဆိုတော့သူလန်တော့ကနေခုံချသွားတာဖြစ်လိမ့်မယ်ဦးကျော်ကချက်ချင်းအမိန်ပေးလိုက်တယ်စင်စုဘူတာနဲ့ဖြီဘူတာကြားကလမ်းကြောင်းတစ်လျှောက်လုံးချက်ချင်းသွားချကြမြက်ခင်းတွေခြုံမုတ်တွေထဲမှာခုံချထားတဲ့ခြေရာတွေ့နေတယ်ပြီးတော့ကြီးမျိုးတစ်မျိုးလုံးကဂိတ်တွေကားဝတ်နေအကုန်လုံးကိုအဖိုးကြီးရုပ်ဖြတ်ထားတဲ့သူကိုအတိကထားပြီးချဖို့သတင်းပေးလိုက်သူကအေယာဝတီမြစ်ကိုဖြတ်ကူစူးစမ်းမှာကင်နာလန်တစ်လျှောက်ကလေးစိတ်တွေတာမန်ဂိတ်တွေအကုန်လုံးကိုလည်းရဲတွေဖြန့်ချထားလိုက်ရဲတပ်ဖွဲ့ဝင်တွေလှုပ်ရှားမှုကကြီးမျိုးတစ်ခွင်းနဲ့ပုံမတက်လက်လာပါတယ်
ကိုဘတဲ့ပရိယေကိုဦးကျော်ကအချိန်မီဖောက်တဲ့တည်မြင်တော့ပြီဖြစ်ပါတယ်ရုပ်ဆိုရင်ဒီမျိုးကဏ္ဍလင်းတစ်ချက်ဟာကိုဘတဲ့တော်အလိုအန်နေများတဲ့ထမ်းကြောကြီးတစ်ခုဖြစ်လာပါပြီနေကတော့လေမြင်လာခဲ့ပါပြီဒီမျိုးကဏ္ဍလမှာတော့ကိုနေကိုကြလောက်တဲ့လူသမားတွေဆက်လက်တွေရတဲ့စင်ညာရှုပ်ထွေးလို့နေတယ်ကိုဘတဲ့လက်ဖေးဆိုင်ကနေထွက်လာပြီးညီကမေကလေးစိတ်ငယ်လေးတွေပတ်တော့တပြေးပြေးလမ်းလျှောက်လာခဲ့တယ်ရဲကားတွေတစီးပြီးတစီးကဏ္ဍလန်အတိုင်းအော်ဆွဲပြီးဖြတ်သွားနေရကိုတွေ့လိုက်ရတဲ့အခါမှာတော့သူ့ရဲ့ရင်ထဲမှာထိတ်ကနေဖြစ်သွားတယ်ရဲတွေရောက်လာပြီရုပ်ဖြတ်ထားလိုက်ကိုသူတို့ရိပ်မိသွားလိုက်ပြီကိုဘတဲ့ကတက်စားတယ်အိုက်စိတ်စနေတော့မဖြစ်တော့သူဟာလူပြတ်တဲ့တဲတော်မင်းဘက်သို့ဆင်းလာခဲ့ပြီးရထားတဲ့ဆက်လေသေးစားစီးစီတို့ဆင်းကပ်သွားတယ်ဆက်လေပေါ်မှာအသက်40အရွယ်ခပ်ပဲမဲအသားရည်နဲ့ဒီတို့သားတယောက်ကစပ်ပြေနေတယ်ဆရာဟိုဘက်ကန်းကဗရောင်းဘက်ကိုကူးပေးလို့ရလားကျွန်တော်ရည်ကြီးသွားစရာရှိလို့ကိုဘတဲ့ကလမ်းမေးတယ်ဒီတို့သားကကိုဘတဲ့ကိုမွန်းကြည့်တယ်ဟိုဘက်ကိုရင်တရားကနေသွားလေအဖိုးကြီးရတယ်ကျုပ်လေးကလူဆိုတဲ့လေမမို့တာတဲတဲ့လေပြကိုဘတဲ့ကဘေးဘီကိုအကဲခတ်လိုက်ပြီးနောက်ရဲတဲ့ကနေ9000နဲ့အုပ်လေးတုပ်ကိုထုတ်ပြတယ်ဒီမှာ9သိန်းအခုချက်ချင်းစံလို့ပြီးဟိုဘက်ကန်းကိုလူမမြင်တဲ့နေရာကနေသွားပို့ဒီဘက်ကအကုန်ယူလိုက်ဗျငွေရဲ့စားကလေတို့သားရဲ့မျက်လုံးတွေကိုအယောင်လင်းလည်ပါစေတယ်လေတို့သားကပတ်စံကိုအမြန်ယူလိုက်ပြီးအိတ်ကတဲ့သူထိုးတက်တယ်တက်ခမင်းမန်တက်ရဲတွေကကန်းနာမှာပတ်နေတော့ကြကျုပ်ကဖန်ခံနေရမယ်ကိုဘသားကဆက်လေပေါ်သူခုံတက်တယ်လေတို့သားကဆက်ကျိုးကိုအကုန်ဆက်လိုက်တဲ့အတန်ကတကြက်နဲ့သူဆက်လေလေးကညှိပြင်ကြကြီးစီတို့ဦးတီထွက်သွားတယ်အေယော်ရီမြပြင်ကအတော်လေးကျဲဝမီရေစီးကလည်းတက်သွားတယ်ဆက်လေတွေကလိုင်းလုံးနေကြမှာတိမ်ဆောင်ပြီးသွားနေတယ်ကိုဘသားဆာလာကြီးကိုတင်းတင်းဖရင်နောက်တော့လက်ကြည့်တယ်ခဏလာမှရဲတွေပြေးသွားနေတာကိုခက်ရဲရဲမြင်ရပါတယ်သူလိုသားပြီလို့သူကတော့ထင်လိုက်တယ်သို့တော့သူတို့ဆက်လေလေးညစ်လေကောင်တို့ရောက်တဲ့အချိန်မှာတော့မမျော်လင်းနဲ့အန်ရီတစ်ခုနဲ့ထိတိုက်တို့တယ်ညစ်တဲ့ဘက်ကနေအမြန်မောလာတဲ့ရေချောင်းရဲတစ်ဘက်ကဆက်လေစီးဟာသူတို့စီတို့ဦးတီလာနေရကိုမြင်ရတယ်ရဲဆက်လေဘောကနေအတန်ချက်ဆက်နဲ့လန့်ရတဲ့အတန်ကိုလည်းကြားရတယ်ရှေ့ကဆက်လေအင်ဂျင်ကိုရက်ပါစစ်ဆေးစရာရှိတယ်ဒီလိုသားကကြောက်လန့်ကြကိုဘတဲ့ကိုလှည့်ကြည့်တယ်ဒုက္ခပါပဲရေပေါ်ရဲတွေလာနေပြီကျုပ်ကတော့အထောက်ထားမဲ့ကရုပ်ပုံမှုနဲ့ဖမ်းတော့ပါအဖိုးကြီးခမရဘာမှမလုပ်ထားလို့ရဲတွေကလိုက်တာဒီလိုသားဆက်ကိုရက်ဖို့ကြိုးစားတယ်ဆက်ကိုမရက်နဲ့ရှေ့စမကိုဘတဲ့ကအော်ပြောလိုက်ပြီးသူ့ရဲ့ခါကြတဲ့ကခွဲစီကန်တန်းငယ်ကိုဆက်ထုတ်တယ်ဒီလိုသားဒါကိုမြင်တော့မျိုးလုံးပြသွားတယ်ခမရတေခံပြီးကိုဘတဲ့ဆိုတာလားအေးဟုတ်တယ်မင်းအသက်ရှင်ကြီးဆက်ကိုအဆုံးထိတင်းမဟိုဘကန်ကကျုံးကိုကွယ်ပြီးရက်ကိုဘတဲ့ကဒါနဲ့ရဲအမိန်ပြတယ်ဒီလိုသားကြောက်ကြောက်လန့်လန့်နဲ့ဆက်ကိုအဆုံးထိတင်းမောင်းတယ်ဆက်လေးကရင်ပေါ်မှာခုံစအရှင်ပြေးလွှာသွားပါတယ်နောက်ကရဲဆက်လေးကလည်းအော်ဆက်ပြီးအသေးလေးလိုက်ပါလာတယ်ဘယ်ရော်ဒီမြင့်ပြင်တက်ကသေးရှင်လိုက်တန်းပြေးတယ်ပွဲကြီးဟာစတင်ပါပြီဆက်လေးကအင်ဂျင်ကိုအဆုံးထိတင်းမောင်းထားတဲ့ကြောင့်တကောလုံးတုံရင်တော့နေတယ်နောက်ကလိုက်လာတဲ့ဆက်လေးရဲ့အင်ဂျင်ကပိုးကြီးတာကြောင့်တဖြည်းဖြည်းနီးကပ်လာပြီမရတော့ဘူးကိုသူတို့မှီးတော့မယ်တင်တယ်ဒီလိုသာတန်ကလုံရင်ဖြစ်အော်ပြောတယ်ရှင်းမတော့အရာတွေမြစ်လေကောင်ကကိုင်းတော့တွေမြက်တော်တွေထိုးတဲ့တဲတောင်ကျွင်းတစ်ခုကိုတွေ့နေရပြီအဲ့ဒီတွန်းကိုင်းတော်တွေတဲတဲ့မောင်းတက်လိုက်ကိုကအမိန်ပြတယ်ဒီလိုသာကဆက်လေဦးကိုကျွတ်မတ်တို့ရုတ်တရက်လှည့်ချဆက်လေကရေထဲနဲ့နေရာကိုဖျက်သွားပြီးတမင်မော်ကကိုင်းတော်တွေတဲ့တို့အရှိန်နဲ့တိုးဝင်သွားတယ်ဘုံနဲ့တန်တဲ့သူဆက်လေကတောင်းနေသွားပြီးရက်တန်သွားပြီကိုဆာလိုက်ကိုဆွဲပြီးဆက်လေဘောကနေမြေပြင်ပေါ်သို့ခုံစင်းတယ်ဒီလိုသာကတော့ဆက်လေပေါ်မှာကြောက်လန့်ကြထိုင်ကြနေတယ်မင်းဘာသာပိတ်ထားနော်ရဲရီလာရင်ငါရေတဲ့ခုံကြသွားရလို့ပြောမဟုတ်ရင်မင်းမိသားစုဘာငါလိုက်တတ်ကိုကရောက်စတဲ့ဒေသနဲ့ချိန်ကြောက်လိုက်ပြီးလူတရက်လောက်မြင်တယ်တောရိုက်နေတဲ့သူအမြန်တိုးဝင်ပုံကွယ်သွားတယ်တိတ်မကြခင်မှာပဲဆက်လေကကျွန်းနီတို့ရောက်လာပြီးရဲတွေကလက်နဲ့တွေကိုင်းဆောင်တာမြေဘောတို့ဆင်းလာတယ်ဆက်လေသမားမလုံနဲ့ခေါင်းပုံကိုလက်တင်နာရဲအချီကဟောပြောတယ်ဒီလိုသာကြောက်လန့်နဲ့လက်မြောက်ထားတယ်ကျွန်တော်ဘာမှမသိပါဘူးခင်ဗျာသူကဓာတ်နဲ့ထောက်ပြီးမောင်းလိုက်လို့မောင်းရတာပါသူဟိုဘက်ကိုပြေးသွားပြီပြောပြီးကိုဘသက်ထပ်ပြေးသွားတယ်မခင်တော့ဘက်တို့လည်းညှို့ထိုးပြတယ်ကိုဘသက်ကတော့လေလိုစားရဲ့သစ္စာဖောက်မှုကိုကျူရင်လွတ်ဆာလာပြီးသားပါသူကမခင်တော်တွေထဲမှာပုံနေရင်ကနေ
ကျွန်းရဲ့အခြားတစ်ဖက်ကမ်းသို့အမြန်ရှောက်သွားနေတယ်ကျွန်းရဲ့ဟိုဘက်မှာမြေပြင်ကြီးချင်းလေးသာရှိပြီးပရံပတ်ချံကိုရောက်ပြီးဖြစ်ပါတယ်ရဲတွေကမခင်တော်ရဲ့တို့ချီယာခမီလိုက်လာကြတယ်ကမ္ဘာသားကျွန်းရဲ့ဆုံကိုရောက်တဲ့အခါမှာတော့ရေထဲကိုချက်ချင်းဆင်းပြီးရေကူးဖို့ပြင်းတယ်သို့သောရေထဲကိုဆင်းလိုက်တာနဲ့သူ့ရဲ့လက်မောင်းကတန်ရာကစူးစူးဝါးဝါနာကျင်လာပြီးလက်တစ်ဖက်ကရေကူးလို့မရလောက်အောင်ထုံကျင်သွားတယ်ထိုချိန်မှာပဲမခင်တော်ရဲ့ကြားကနေရဲနှစ်ယောက်ကထွက်လာပြီးကမ္ဘာသားကိုမြင်သွားတယ်ဟေးဟိုမှာရေထဲဆင်းသွားပြီမလုံးနဲ့လှုပ်ရင်ပြစ်မယ်ကမ္ဘာသားရဲရဲ့အော်တန်ကိုဘယုမဆိုင်ပဲစားလိုက်ကိုသွားနေကြကျန်တဲ့လက်တစ်ဖက်နဲ့ရေကိုအကုန်ခတ်ပြီးဟိုဘက်ကိုကူပါတယ်ရဲတွေကတတိပဲပြစ်ခတ်လိုက်တဲ့တနက်တန်တွေကအေယော်ဒီမြင့်မြင့်တက်မှာဟိန်းထွက်သွားတယ်ကြည်စံတွေကကိုဘတ်တဲ့ဘေးနာကရေပြင်းကိုလာမှန်ပြီးရေဘတ်တွေနဲ့လက်ဆင်သွားတယ်ကိုဘတ်အသိမင်းကိုအန်တူပြီးရေစီးတန်တဲ့မြစ်ထဲမှာအသက်လိုကူးခံနေပါပြီသူ့ရဲ့ရွေချက်ဖြစ်တဲ့ရခိုင်ရိုးမအရေးကခလန်းလန်းမှာမဲမဲကြီးမြင်နေရတော့လေဒီတရားပါအမဲလိုက်ပွဲကြီးကနေသူအသက်ရှင်လျက်လွတ်မြောက်နိုင်ပါမလားဆိုတာကတော့မသိကြတနက်တန်တွေကအေယော်ဒီမြင့်မြင့်တက်မှာပက်တင်ထွက်သွားပြီးကိုဘတ်ရဲ့ကောင်းတာကရေပြင်ကိုဖျက်ဆီးသွားတဲ့ကြည်စံတွေကြောင့်ရေဘလက်တွေကသူ့ရဲ့မျက်နှာကိုလာဆင်းတယ်တင်မင်းကသူ့ကိုလည်းတကန်းလိုကနေလှမ်းဆွဲနေပြီဆိုတာကိုသူကကောင်းကောင်းသိပါတယ်။မြေကအေးဆန်နေပြီးရေစီးကလည်းအတော်တက်နေ။သူ့ရဲ့ဘယ်ဘက်လက်ပေါင်းကဓာရှာတန်အားရေစီးကြောင်ပုံပုံနာကျင်လာကလုံးဝလှုပ်ရှားလို့မရတော့တဲ့ခြေနေသို့ရောက်နေပြီ။သူကညာဘက်လက်တစ်ဖက်တည်းနဲ့ရေကိုအကောင်ခတ်ပြီးသွားနေဆာလိုက်ကျိုးကိုတင်းတင်းကိုက်ထားတယ်။ရဲတွေကတာမင်ဘောကနေစက်တိုက်တိခတ်နေပေမဲ့ခလန်းလက်ကိုရောက်ရှိသွားပြီဖြစ်တယ်လို့မြေပေါ်မှာဆင်းနေတဲ့မြုံနေနေကြောင့်ကျမကိုလည်းအသေးချာမမြင်ရတော့ကဘာသာအသက်ကိုအောင်ထားပြီးရေရောက်တော့ငိုးဆိုးကခဝေးဝေးတို့ရောက်မှကောင်းပြန်ပေါ်ပြီးအသက်ရှူတယ်15မိနစ်လောက်အသေးရလဲရုံးကန်ကူးခတ်ပြီးတဲ့နောက်မှာတော့သူ့ရဲ့ခြေပြားတွေကရှင်းတော်နေရှိတဲ့ရေချမ်းမြေကိုဆက်ပြီးသွားတယ်သူကတော့ဟိုဘက်ကန်ကိုရောက်ရှိသွားပြီဖြစ်ပါတယ်ကဘာသာရေထဲကနေကုန်းမတော့လေးလံနဲ့ခြေလမ်းနဲ့ထွက်လာတယ်ကန်းစက်ကရှင်းတော်တွေထဲမှာလက်ကျသွားတယ်တေကလုံးတုံရင်နေပြီပါစကနေသွေးတာချုပ်ပါတယ်တရွေးကိုထွေးထုတ်တယ်သူကဆလိုက်ကိုမြေကြီးပေါ်သို့ချလိုက်ပြီးပတ်လည်လက်ကကောင်းငင်သို့ကြည့်ပြီးအသက်ကိုလူရှူနေရတယ်။သူကတော့အသက်ရှင်နဲ့လွတ်မြောက်လာခဲ့ပါပြီ။ဒါပေမဲ့သူကရောက်နေရကဗရောင်းပကံဖြစ်ပြီးရှစ်မှတော့တောတောင်နေထူရက်တဲ့ရခိုင်ရိုးမတောင်တန်းကြီးကမဲမဲကြီးစီးကြိုလို့နေပြီ။သူအနိုင်ယူလို့မရသေးပါ။ရဲတွေကတမန်နေငါပြီးနောက်ကနေချက်ချင်းလိုက်လာတော့မှအသေးချာဖြစ်သည်။သူကကိုအာယူပြီးထားတယ်။ကျော်ဝိတ်တွေကိုရေညှစ်ထုတ်ပြီးပြန်လွှဲတယ်။ပြီးတော့ကန်းစက်ကမြိုင်းနေကြတဲ့ကိုတောက်ကြည့်တဲ့သူဦးတီးပြီးတေးရတိုင်လမ်းလျှောက်သွားတယ်။ဒီဘက်ကမှတော့ဦးကျော်ဟာရေပေါ်ဆက်လေရဲနဲ့တောင်မြမတို့ရောက်ရှိလာပါပြီ။သူကမြို့နေနေကြားတဲ့ကနေဟိုဘက်ကန်းကိုမှန်ပြောင်းနေကြည့်တယ်။ဒီကောင်တကယ်ပဲရေကူးပြီးဟိုဘက်ကန်းကိုကူးသွားတာလား။လက်သက်ပတ်ကတန်ရာရတာတော့အတပြင်းနဲ့ကောင်းမယ်။ဦးကျော်ကဒေါသကြီးနဲ့ရေရွတ်တယ်။ဆရာဟိုဘက်ကန်းကိုကူးတမန်ဒီခေါ်ရပါ။ဗရောင်ရဲစကန်ကိုလည်းတတိပုတ်ပြီးပါပြီ။လက်ထောက်ကပြောတယ်။ဝတောင်းကရဲတွေကိုကန်းနာတစ်ချောင်းအမြတ်ပိတ်ဆိုခိုင်းတာပြီးတော့တော်လိုက်ခွေးတွေဒေသကမုတ်ဆိုးချိုကိုအမြတ်ချတာသူကရခိုင်ရိုးမာတဲ့ကိုဝင်သွားရင်တာမန်ရဲတွေနဲ့ရှာဖို့မလွယ်ဘူးသူ့ရဲ့တွေးခွက်တွေခြေရာတွေကိုလိုက်နိုင်မဲ့အနက်ခံနိုင်မဲ့ခွေးတွေလိုတယ်ဒီခါသူ့ကိုတေချာပေါက်ဖမ်းမိရပဲကိုကျော်ကအမိန်ပေးတယ်ရခိုင်ရိုးမာရဲ့အစမပြတဲ့အောက်ကြီးကလဲရမှာမဝင်နိုင်တော့တက်ပင်ကြီးများထူထပ်လွန်းလာပါတယ်ရည်ရွယ်မှလည်းတက်ရွယ်ဆွေးတွေရှုံးမအိုင်နေနဲ့ပြည့်နေပြီတော်ရင်အင်းဆက်တွေရဲ့အော်တန်ကဆူညံလို့နေတယ်ကိုကတာတော်ရဲတော့ဝင်လာခဲ့တာ6နာရီကျော်ကြာသွားပြီတို့ရဲ့ချင်းတွေကအစိုးအစုံနေသားတို့ရောက်ရှိနေပါပြီရေကူးတော့ကဝင်သွားတဲ့ကြီးဟောင်းနေကြအမောင်းကခွဲစီထားတဲ့တန်အားထွက်ထားတဲ့ပတ်တီတွေကြားကနေကြီးတွေတွေ့ရကြီးတွေစိတ်ထွက်လို့နေစီတကူလုံးပူချင်းနေအောင်ဖျားနေပြီတို့ရဲ့အမြအုံတွေကဝေဝါလာပြီသူကတစ်ပင်ကြီးတစ်ပင်ရဲ့အမြင့်ကွာကြားမှာဝင်ထိုင်နေပိုက်ဟာလည်းအရန်စားလောင်နေပြီသူကကြောက်ဝိတ်ကိုပမိစားစရာတစ်ခုခုများတန်လီမလားလို့ရှားကြည့်တယ်သို့သောအဲ့တဲမှာရေဆိုနေတဲ့အဝတ်စားတွေဆက်လိုက်ဝတ်လို့တပူးနဲ့ပလတ်စတစ်နဲ့အသေးစားထုတ်ထားတဲ့350ပါတဲ့တရီအိတ်လေးသာရှိတယ်ကိုဘတကတရီကိုဖွင့်နေအထဲမှာ1000နဲ့အုပ်လိုက်ကြီးတွေအစီရွေးရှိတယ်ရန်ကုန်မြို့မှာဆိုလေဒီငွေတွေဟာသူ့ရဲ့နှစီစိန်ကိုဖန်တီးပေးနိုင်စွမ်းရှိတဲ့အရာတွေပါလူတယောက်ကိုတပ်ပြီးရဲဥခဲ့တဲ့ဒီငွေတွေကယခုလိုလူသူကိချင်းနဲ့တောင်းတဲ့ကြီးထဲမှာတော့တရီစားတစ်ခုလောက်တော့တန်ဖို့မရှိဘူးဆိုတာကိုသူကခါတိစွာသဘောပေါက်လိုက်တယ်သူကယူသွတဲ့လူတယောက်လိုရီမော့တယ်သူ့ရဲ့ရေတံကတောအုပ်ထဲမှာခြားခြားပေါ်ရာပဲ့တင်ထက်နေတယ်သူက1000နဲ့အုပ်တော့ကိုယူပြီးဒေါသကြီးနဲ့ဆွဲပြစ်တယ်စက်ကူစားတွေကရှွန့်ပါရနဲ့လို့ပြန်ကျဲသွားတယ်လောဘရဲ့နောက်ဆက်အတွက်ကဒီလိုအချင်းကြီးဖြစ်ရခြင်းဆိုတာဒေမင်းရဲ့တကားဝရောက်မှသူကနားလည်သွားခဲ့ပြီ
ညဘက်ရောက်တော့မိုးကတပွဲပဲပြန်ကျလာပါပြီကိုဘသားအချမ်းတန်ကြောင့်ကိုတကောလုံးကိုယ်ခောက်လို့နေပြီအဖျားရမ်းတဲ့နေရာကြောင့်ဘယ်ရောက်ကနေစတင်မြင်လာတယ်သူရှိမှတစီနောက်ကနေမှတတ်ခဲ့တဲ့ခရီးတဲ့ပြီးတော့ငတ်ပြီးတော့တော်ရစကလူမိုက်တီရဲ့မျက်နှာတွေကသွေးတန်ရဲနဲ့ပေါ်လာပြီးသူ့ကိုလှမ်းပြောင်နေတဲ့ကဲ့သို့ခံစားနေရပါတယ်သွားတဲ့နောက်လာမနှုတ်ချက်နဲ့သူကလေယာပြင်ကိုလက်နဲ့ရမ်းပြီးအော်ဟစ်နေတယ်မနေ့လင်းတော့သူကလုံးဝပထနိုင်တော့သူ့ရဲ့ခြေထောက်တွေမှာကျွတ်တွေအကောင်းလိုက်တွဲနေပြီးသွေးတွေစုပ်နေရကိုတော့မဖယ်ချနိုင်တော့လောက်အားရည်နေကုန်ခန်းနေပြီသူတော့သူ့ရဲ့နားထဲမှာခွေးအောင်တဲ့တဲ့ကိုအဝေးကကြားလိုက်တဲ့အခါမှာတော့ရှင်းနယ်လူစီကတကြော့ပြန်လူထားလာပြန်တယ်သူကအိတ်ကိုလဲပြီးတက်ပင်တွေကိုအာပြူကတရွတ်တိုင်းဆက်ဆက်ဖို့ကြိုးစားတယ်တော့ရဲ့အစွန်းဘက်မှာတော့ဦးကျော်ဦးဆောင်တဲ့ရေတပ်ဘက်ဝင်အင်အား20ခန့်နဲ့ဒေသခံမုံစု3ဟာတောလိုက်ခွေနှာခေါင်းနဲ့အတူခြေခံလိုက်နေကြတယ်ဆရာဒီမှာတေးကောတကောတေးတယ်သိမကြသေးဘူးမုံစုတယောက်ကတည့်ရဘောကသူ့ဆက်တွေကိုညွှန်ပြတယ်ဦးကျော်ကသူ့ကောကိုကြည့်ပြီးကောင်းညင်ပြတယ်သူ့တန်ရကအတော်စိုးနေပုံတော့ရတယ်သွေးထွက်လုံးပြီးအပြတ်နေလာပြီခွေးတွေကိုအနံ့ပေးဆက်လိုက်ကြခွေးတွေကမြေကြီးကိုနှမ်းပြီးတောနဲ့ထဲသို့အလင်းမြစွာဦးဆောင်သွားတယ်လမ်းတစ်လျှောက်မှာကိုဘသာစနေခဲ့တဲ့ရေစိုးအင်ကြီးတဲ့ပြီးတော့မြေကြီးပေါ်မှာပြန်ကျစ်နေတဲ့ဆွဲပြဲထားတဲ့တသောင်းတန်စက်ကူစားတွေကိုတွေ့ရတယ်ဒီကောင်သတိလွတ်နေပြီတဲ့ပတ်စံတွေကိုတော့ဖျဲတယ်ဆိုတော့သူ့စိတ်ပိုင်းဆိုင်ရာအခြေအနေကအတော်လေးယိုယွင်းနေပြီဦးကျော်ကကောက်ချက်ချတယ်ရှေ့ကိုနိုင်ဝက်လောက်ဆက်သွားတဲ့အခါမှာတော့ခွေးတွေကတန်ကုန်းငယ်တစ်ခုရဲ့အောက်ခြေမှာရှိတဲ့ကြာကြကြာတစ်ခုရှိမှရက်ပြီးကျဲလောင်သာဟောင်းတယ်အကုန်လုံးသတိထားသူအဲ့ဒီကြောက်ဆောင်နောက်မှာရှိနိုင်တယ်ဦးကျော်ကလက်နက်ကိုအသိမြင်အော်ပြောတယ်ရဲတွေကကြောက်ဆောင်နေရန်ကိုဝိုင်းကြတယ်ဘာသာမင်းလွတ်เสียလမ်းမရှိတော့ဘူးလက်နက်ကြပြီးထွက်ခဲ့ပါမဟုတ်ရင်ပြစ်မဲ့ပေးရလိမ့်မယ်ဦးကျော်ကအတန်းချက်တဲ့မပါပဲအကျကြီးအော်ပြောတယ်တော့ကြီးကတိတ်ဆိတ်သွားပြီးနေတဲ့တန်နဲ့ခွေးအောင်တန်ကလွှဲဘာမှမကြရကြောက်ဆောင်ရဲ့နောက်ွယ်မှာတော့ကိုပတ်တာမြေကြီးပေါ်မှာလဲလျောက်နေတယ်သူ့ရဲ့ညာဘက်လက်ထဲမှာတောက်ခုတ်ဓမ္မကိုတင်းကျပ်စွာစုပ်ကိုင်နာပြီမဲ့သူ့မှာရဲတွေကိုပြက်လိုက်တိုက်ခိုက်ဖို့အင်အားလုံးဝမကျန်တော့သူ့ရဲ့တက်ရှူတန်တွေကပြက်တောင်ဖြစ်နေပြီညလုံးတွေကမိတ်ဆင်နေပြီသူကထောင်ကျော်ထဲမှာမိနေတဲ့သားရဲတကောင်လုံးပါဂျုံငတ်ခွဲမရှိတော့တဲ့အဆုံးသက်ကိုသူကရင်ဆိုင်ရတော့မယ်ငါလက်နဲ့ချတယ်တွင်းချင်းပြီး၆ကနေရဲ့အတန်တကူကြောက်ဆောင်နောက်ကနေထွက်လာတယ်ပြီးတော့တောက်ခုတ်ဓမ္မတက်လက်ကြောက်ဆောင်ဘေးကနေမြေကြီးပေါ်သို့လှိမ့်ချလာတယ်ဦးကျော်နဲ့ရဲတပ်ဖွဲ့ဝင်တွေကကြောက်ဆောင်နောက်သို့သတိထားပြီးဝင်သွားကြတယ်အဲ့ဒီမှာသူတို့မြင်လိုက်ရတဲ့မြင်ကွင်းကတော့ရန်ကုန်မြို့ရဲ့ညာလမ်းမတွေပေါ်မှာအကြောက်တရားတွင်းခဲ့တဲ့ရက်ဆက်တဲ့လူသမားတယောက်ရဲ့ပုံစံလုံးဝမဟုတ်တော့ရှုံနေသွေးတွေပေးကြနေလို့အယုဘရည်တွေမိတ်ချောနေပြီဖြစ်တဲ့အသက်ငင်းနေတဲ့လူတယောက်ရဲ့သနာစရာမြင်ကွင်းသာဖြစ်ပါတယ်ကိုအသားရဲ့မျိုးလုံးတွေကဦးကျော်ကိုစိုက်ကြည့်တယ်အဲ့ဒီအကြည့်တွေထဲမှာဒေါသတွေမုန်းတိမှုတွေမရှိတော့ပဲအရှုံးမေ့ခြင်းနဲ့နောင်နာတရားတွေကိုသာတွေ့ရတယ်စေဘဆိုင်ရာအဖွဲ့ကိုချက်ချင်းကောသူ့ကိုအရေးဝကုသမှုပေးမှရမယ်သိသွားလို့မဖြစ်သေးဘူးဥပဒေကအပြစ်ပေးခံရဖို့သူအသက်ရှင်နေရမယ်ဦးကျော်ကအမိန်ပေးတယ်ရဲတွေကကိုဘတက်ကိုထမ်းစင်ပေါ်သို့တင်းပြီးတော်တဲ့ကနေခက်တဲထုတ်ကြတယ်သူ့ရဲ့ဘေးမှာတော့တွေးတွေရှွနေပေးချနေတဲ့ကြောဘိုးရဟောင်းလေးတစ်စုံပါလာပါတယ်အဲ့ဒီရဲတွေကတိန်90ဟာလူနှစ်ယောက်ရဲ့တဲ့ခန္ဓာကိုယ်တရားတွေနဲ့ဘောတစ်ခုလုံးကိုရင်းနှီးခဲ့ပြီးမှရခဲ့တဲ့အရာဖြစ်ပေမဲ့အခုချိန်မှာတော့အတော့ဝင်တဲ့စက်ကိုအစိုးရဖြစ်တာအဆုံးသတ်တော့ခဲ့ပြီဖြစ်ပါတယ်လာနေငယ်အကြောင်းရန်ကုန်အင်းစိန်တော်ရဲ့တရားခွင်တစ်ခုမှာလူတွေစီကနေပါတယ်ဒီကံခုံမှာတော့ဆေးရုံမှာလာပေါက်မြတ်သွားကုသမှုခံယူပြီးနောက်အသက်ရှင်ကျန်ရစ်ခဲ့တဲ့ကိုဘတက်တရမတ်တရက်နေသူ့ရဲ့ဘယ်ဘက်လက်မောင်းတစ်ဖက်ကတော့ပိုးဝင်မှုဆိုးရလို့နဲ့ကြောင့်ဆက်တောက်လိုက်ရပြီဖြစ်ပါတယ်တရားသူကြီးကပြည်တိုင်ချမှတ်တဲ့စာရွက်ကိုဖတ်ပြနေတယ်လူတတ်မှုလူရမှုရဲတဲ့ဘက်ကိုခုခံတပြည့်မှုအစရှိတဲ့ပုံမှန်များစွာနဲ့ကိုဘသားထောင်းတဲ့တော်တော်ကြုံပြစ်တံကိုချမှတ်ခြင်းခံရတယ်တရားခွင်ပြင်ပမှာတော့ဦးကျော်တရဆက်လိုက်ကိုဖွားရက်နေတယ်တရင်နောက်တွေကသူ့ကိုဝိုင်းရမီမိကိုနေမိတယ်ဆရာဦးကျော်ဒီလိုအနေရများတဲ့တရားခံကိုဖန်ဆီးနိုင်တဲ့အတွက်ဘယ်လိုခံစားရပါလဲတရင်နောက်တယောက်ကမေးပါတယ်ဦးကျော်ကတပြည့်တစ်ချက်ချတယ်ဒီအမှုကကျွန်တော်တို့အတွက်သင်ခန်းစာကြီးတစ်ခုပါမျိုးပြရဲ့အမောင်တွေကလောဘနဲ့ရက်စက်မှုတွေကလူတွေကိုဘယ်လိုတရိษံတကောင်ဖြစ်တော့ပြောင်းလဲနိုင်တယ်ဆိုတာကိုမြင်ခဲ့ရတယ်ကိုကတဲ့လူတွေနောက်တိုင်မပေါ်လာဘူးလို့လည်းဘယ်သူမှအာမမခံနိုင်ဘူးကျွန်တော်တို့ရဲတပ်ဖွဲ့အနေနဲ့ကတော့ညာလမ်းမတွေကိုအမြဲတမ်းနှိုးကြကြစောင့်ကြည့်နေအောင်ပါကိုကတဲ့ကိုလက်ထိတ်ကပ်ပြီးထောက်ကားပေါ်တော့တင်ဆောင်သွားသည်သူ့ရဲ့တစ်ဖက်သားပြက်နေသောလက်မောင်းကတော့
သူကျွလွန်ခဲ့တဲ့အပြစ်တွေအတွက်ရုပ်ပိုင်းဆိုင်ရာအမှတ်အသားတစ်ခုအဖြစ်ထာဝရကြံရည်နေခဲ့မှာပါရန်ကုန်မြို့ကြီးကတော့အမြဲတမ်းလို့နေကင်းဘက်ဒီမှာစူညံစီကနေစေပါဒါပေမဲ့ညနေတကောင်ရအချိန်ရောက်ပြီးလက်မိတိုင်ကြီးအောက်မှာတိတ်ဆိတ်သွားတဲ့အခါမျိုးမှာတော့အငှားရင်မောင်းနေရောခရီးသည်တွေပါပရိဘောက်ဖြူအောင်ကားလေးတွေကိုမြင်လိုက်ခြားခြားပွဲဟာဇလန်တဲ့ဘက်ကိုပြန်လဲတရိယာနေပါတယ်လူမိုက်တင်ရာဇဝတ်ကောင်ကြီးရဲ့လောဘမှာတစ္ဆာတရားဆိုတာလေရုံးဝမရှိသလိုအမောင်တို့တွေကလူရက်တွေဟာလေဘယ်တော့မှလင်းအောင်အောက်မှာပုံကွယ်နေလို့မရဘူးဆိုတာကိုကိုဘတဲ့ရဲ့သွေးစွန်နေတော့ပရိယာများဇလန်ကအသက်တည်ပြသွားခဲ့ပြီဖြစ်ပါတယ်ကျွန်တော်တင်ဆက်ပေးခဲ့တဲ့ဇလန်လေးပြီးဆုံးပါပြီခင်ဗျာကျွန်တော်ရဲ့တင်ဆက်မှုကိုသဘောကျနှစ်သက်တယ်ဆိုရင်ဝင်ရောက်အားပေးတော့ပါအောင်ကျွန်တော်ကတော့နူမာ